မင်္ဂလာပါဘာမစ်လိုက်ပြီး audio ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘာမစ်လိုက်ပြီး audio ပရိသတ်တွေအတွက်ဒီနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာအကြီးတော်ရဲ့အပြစ်ကင်းတဲ့ချစ်ချင်းအလင်းကဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်အစင်သစ်ဖြစ်ပြီးဆိုရင်တော့အစီအစဉ်တင်ဆက်ပေးမယ့်အင်ဒရီနဲ့တူတူနားဆင်ကြအောင်လားရှင်ချစ်ချင်းမြတ်တာဟာအယောင်ဆင်းရှိတယ်တခါတည်းမှာအေးချမ်းပြီးတော့တခါတည်းမှာပူလောင်နေတတ်ပါတယ်အလင်းရောင်များပြုတ်ဆုံးသွားတဲ့အခါအမောင်တူထဲမှာစိတ်ကူးများပေါက်ဖွာလာတယ်မင်းမျိုးဝယ်တွေကိုအနာယူခြင်းချစ်ခင်ခြင်းတွေကိုတစ်ဖက်သားသိအောင်ဖော်ကျူခြင်းကြည်နူးစရာတွေနဲ့လွင်မျောခြင်းစတဲ့စိတ်ကူးရှိသမျှအရာရာဖြစ်နေနိုင်ပါတယ်။နေသားကြတဲ့အမောင်ကိုသူသိစွာနှစ်သက်လာတယ်။အမောင်ထဲမှာပင်စန္ဒယာခလုတ်ကိုတုထိဆန်းသက်လိုက်တဲ့လှပတဲ့တီးသွားတစ်ခုနဲ့အတူသူဟာတိမ်တိုက်စီကိုလွင်သွားလိုက်ပါပြီ။ကောင်းကင်ရံမှာဖြူပွေးတဲ့တိမ်တောက်တွေကိုလက်နှစ်ဖက်နဲ့ဆွတ်ယူပြီးတော့ခက်မြင့်မြင့်ပြပေါက်လိုက်တယ်။တိမ်တိုက်နဲ့အတူဓာတ်တော်တစ်ခုကလည်းလွင့်ပြန်သွားပါတော့တယ်။သူလွင့်ပြလိုက်တဲ့တင်းတဆုပ်ကတီးသားတွေနဲ့အတူပြင်းရင်းစွာပြန်ကျလာတဲ့ဒီတိမ်ဆိုင်တစ်ခုကိုပင်သူ့လက်နဲ့မိသလောက်ကိုခုန်ဖမ်းယူလိုက်ပါသေးတယ်။တချို့တိမ်တွေကပိုးချီမြင်းများသဖွယ်သူ့လက်ထဲမှာကပ်ပါလာပြီးတချို့တိမ်တွေကတော့လေနေရလွင်ပါသွားပြန်ပါတယ်။သူဟာအမောင်တူထဲမှာပင်ပြုံးပြီးတော့စန္ဒယာခလုတ်ကိုခတ်သက်သက်အတော်နှင်လိုက်ပါတယ်။မိုးကောင်းကင်မော်ကိုသူဟာပြန်ရောက်ရှိသွားတယ်။ပြားလဲတဲ့ကောင်းကင်ကိုသူဟာမောကြည့်မိလိုက်ပါတယ်။တိမ်မြင်တွေကသူ့ရဲ့ခြေရည်မှာမိခိုးငွေတွေတပွဲရင်ရွယ်နေပါပြီ။တိမ်တွေအပေါ်သူလန်းရှောင်းနိုင်နေဝါကုန်းမုံမုံလေးများတပွဲသူ့နောက်ကပ်ပါလာပါပြီ။သူဟာသဘောကျစွာရီမောရင်တိမ်တွေပေါ်မှာထမှန်ရှောက်လန်းလိုက်ပါတယ်။ကြားရတဲ့ခြေတန်းတွေကြောင့်သူဟာအနောက်ရှက်ဖြစ်ပြီးတီသွားကိုရက်လိုက်ပါတယ်။တီသွားရဲ့တိတ်ဆိတ်ခြင်းတွေတူသူဟာအမောင်တူတွေကိုပြန်လဲရောက်ရှိသွားပါတော့တယ်။ဘာလဲဦးအောင်သူဟာစိတ်မရွှေစွာမေးလိုက်တာပေါ့ပြန်ပြေးတန်ရုတ်တရက်မကြောက်အတန်ကြာမှလူကြီးတယောက်ကဆရာကိုတွေ့ကျင်လို့ရဲဆရာသူဟာစိတ်ညစ်သွားတာပေါ့ဒါကြောင့်ကျွန်တော်ဘယ်သူနဲ့မှမတွေ့ကျင်ဘူးလို့မပြောဘူးလားဦးညိုဟုတ်ကဲ့ပြောပါတယ်ဆရာဒါပေမဲ့လေ तू ကအတင်းမဲပြပြန်ခိုင်းလိုက်ပါဦးအောင်ရဟုတ်ကဲ့ဆရာခြေတံတွေနဲ့အတူစန္ဒယာခလုတ်ပေါ်သူ့ရဲ့လက်များဟာရောက်ရှိသွားတော့တယ်ချစ်ချင်းနဲ့မုန်းချင်းကြောင့်တည်ရှိတဲ့အမှန်တရားကိုသူဟာအတန်စင်နေနဲ့ရှာကြည့်တယ်။နာကျင်ခြင်းနဲ့ကြည်ညိုခြင်းတွေကိုအတွေ့အထဲမှာထည့်ထားလိုက်ပါတယ်။စန္ဒယာအတန်ကနူးနူးညံ့ညံ့လေးလွင့်ပြန်လာပြီးသူ့စိတ်ထဲမှာရှိသမျှသူ့ရဲ့အတွေ့တွေကိုလွင့်ထုတ်လိုက်ပါတော့တယ်။သူကိုယ်တိုင်အမောင်တူးကိုကြော်လွန်ပြီးတော့အလင်းရောင်များကောင်းကင်ရံမှသွေးတန်းကြလာတယ်။ဒီလင်းရောင်တွေကခေါင်းမော်ထားတဲ့သူ့ဘောကိုရှက်ပြလို့အပူရှိန်မရှိတော့တဲ့အလင်းရောင်တေးတန်းများပြန့်လွင်နေတဲ့အလင်းရောင်သူဟာကြည်ညိုစာပြုံးရင်တက်တန်ကြီးစီကိုပြန်တန်းသွားလိုက်ပါတယ်။အိုးလှလိုက်တာ။ရောင်စုံများတွေ့တန်းနေတဲ့အမုံအဖွဲများသူဟာလက်ကိုဆန်တန်းပြီးတော့ဖမ်းယူလိုက်မိတဲ့တချို့သောရောင်စင်ကလေးတွေဟာသူ့လက်ပေါ်မှာကပ်ပါလာပြီးအချင်းချင်းတွတ်တိုက်ရွေရှားနေတယ်။တချို့အယောင်တွေကြတော့ကောင်းကင်ဘော်ကိုပြန်တက်လို့လှလိုက်တာဗျာ။ဒုတိယအကြိမ်ကြီးတွားပြီးတီးတော့ကိုဆက်လိုက်တဲ့တန်စင်တွေနဲ့တူသူဟာတက်တန်ကြီးဘော်ကိုရောက်သွားတော့တာပဲ။တက်တန်မှရောင်စင်တွေကတော့သူ့တကိုယ်လုံးကိုလွှမ်းခြုံသွားတော့တယ်။သူဟာတက်တန်ကြီးပေါ်လှဲအေးရင်ရောင်စင်တွေကိုကောင်းကင်ပေါ်လွှင့်တင်လိုက်ပါတယ်။ပြီးတော့တက်တန်ရောင်စင်တွေကိုသူ့ကိုယ်ပေါ်သို့တဲ့တင်လွှမ်းခြုံလိုက်ပါတယ်။ရင်းထဲမှာတော့နှွေးယုံလေးသူဟာသဘောကျစွာပြုံးမိတယ်။ထမှန်ထွက်ပေါ်လာတဲ့ခြေတံတွေပါ။သူဟာအလိုမကျစွာနဲ့တီးသွားကိုတစ်ခနဲ့ရက်လိုက်မိပြန်ပါတယ်။တီးတန်တိတ်ဆိတ်သွားတာနဲ့သူ့ရဲ့ခန္ဓာကိုယ်ကတော့အမောင်ထဲကိုရောက်သားပြန်ပါပြီ။ဘာဖြစ်ပြန်ပြီလဲဦးအောင်ရ။သူ့ရဲ့မိတန်လေးတူဆရာခုနလူကြီးကပြန်မသွားပဲလေဆရာကိုပဲတွေ့ကျင်တယ်ဆရာကိုပဲတွေ့ခင်တောင်းနေတဲ့ဆရာရဲ့သူဟာစိတ်ညစ်သွားတာပေါ့သူဘာလုံးမလုပ်တော့တာကြာပြီကိုသူ့အလုပ်တောင်သူမေ့နေပြီဒါကြောင့်လေကျွန်တော်ဘာလုံးမလုပ်တော့ဘူးလို့ပြောလိုက်ပါဦးအောင်ရပြောပါလေဆရာရဲ့ဒါပေမဲ့လေသူကဆရာကိုပဲတွေ့ခင်တောင်းနေတာဗျသူဟာအမောင်ထဲမှာခေါင်းကိုကုတ်ဖွာလိုက်မိတယ်တခါတည်းမှာဒီလိုအပြောရအဆိုရခက်သူတွေနဲ့သူဟာကြုံခဲ့ပူပြီးသားပါအခုဆိုရင်သူ့ကိုဆောက်ရှောင်းနေတဲ့ဦးအောင်မလည်းဖြည့်ရှိရခန့်နေပုံဒါကြောင့်ခေါ်လိုက်ဦးအောင်ရဟုတ်ကဲ့ပါဆရာရာသီဥတုကလည်းနှွေးတေးတေးလေးဖြစ်နေပါပြီအပြင်မှာနေပွေနေလားတရွက်တေးပဲကျင်းနေလားသူဟာမသိထုံစံအတိုင်းသူဟာအမောင်ထဲမှာသာထိုင်နေမိတယ်သူ့ဘွားကအမောင်ထဲမှာအသားကျနေတဲ့အဖြစ်နေပါပြီသူဟာအလင်းရောင်ကိုမခံစားဘူးတာကတော့ကြာခဲ့ပါပြီဒီလိုလူမျိုးကိုဘယ်သူကအလုံးအချင်းနေရလဲသူကတော့တပြင်းချလိုက်မိတယ်။စန္ဒယာခလုတ်ပေါ်လက်တရန်စူးစမ်းစင်မှာပဲတရှက်ဆိုတဲ့ခြေတံတွေကိုကြာရပြန်ပါပြီ။
သူကစန္ဒီယာခလုတ်ကိုမနှိပ်ဖြစ်တော့ဘူးရောက်ပါပြီဆရာဦးအောင်ရဲ့စကားနောက်မှာပြန်ထွက်သွားတဲ့ခြေတံလေးနဲ့တူသူ့ရဲ့အာယုံတွေကိုအနက်တစ်မျိုးဟာရနေပါတယ်အကောင်စားကားတွေအကောင်စားအခန်းထဲမှာအနေကြသူတို့ရဲ့ရင်နံမျိုးပါသူကတော့အာယုံဆိုင်လိုက်မိတယ်မင်္ဂလာပါဆရာမင်းညိုအတန်ကတူတူရဲရဲဖြစ်ပေမဲ့လေဩဇာရှိတဲ့အလုံးလုံးသူတယောက်ရဲ့အတန်မျိုးပါသူကဘာမှပြန်မပြောမိအန်ကိတ်နာမည်ကဥပလိုင်လို့ခေါ်ပါတယ်ဆရာမင်းညိုရနူးနူးညံ့ညံ့နဲ့တောင်းပန်တူလျိုနေတဲ့အတန်မျိုးပါသူဟာတိတ်ဆိတ်စွာနာဆွင်နေမိပါတယ်ကျွန်တော်ကဆရာကိုအလုပ်တစ်ခုအပ်ဆရာရှိလို့ပါဆရာသူဟာခပ်ဘဝရီလိုက်မိတာပေါ့ပြီးမှကျွန်တော်အလုံးမလုပ်တာကြားပြီးဥပလိုက်ဝမ်းနေပါတယ်ဗျာသိပါတယ်ဆရာရဒါပေမဲ့ဆရာကလေအတော်ဆုံးပပုဆရာအနုပညာရှင်မဟုတ်လားအတော်ဆုံးပပုဆရာအနုပညာရှင်နဲ့သူဟာခမ်းမတ်သွားမိတယ်ခေါင်းထဲမှာလည်းသူလုပ်ခဲ့တဲ့လုပ်ရက်တွေအောင်မြင်မှုတွေဂုဏ်ပြုခရခြင်းတွေအစီအီပြန်ပေါ်လာပါတယ်သူ့ရဲ့အောင်မြင်မှုတွေကြော်ကြားခြင်းတွေအရင်ကအခုကပါသူဟာတပြင်းချလိုက်မိတယ်အဲ့ဒါတွေကအရင်ကပါဥပလိုက်ရအခုတော့ပြီးသွားပါပြီတစ်ဖက်သူကလည်းတပြင်းချမိတယ်အတိလိုလည်းမဟုတ်သေးပါဘူးမောင်မင်းညိုရအေးဆရာရပါတယ်ကြိတ်တယ်လို့ခေါ်ပါဗျာတပြင်းချတန်ကိုထက်ကြရပါတယ်ရီရီနီနီမောင်မင်းညိုလိုပဲခေါ်ပြရစီဗျာလူရင်ကြီးတွေရဲ့ခွင့်တောင်းစကားပါအရင်ကသူအချိန်ချင်းကြားခဲ့ဘူးတဲ့အခုဟာကအများကြီးလည်းမဟုတ်ဘူးမောင်မင်းညိုရဲ့အမှုပညာလက်ရတစ်ခုပဲလိုချင်ပါတယ်ဗျာသူကတပြင်းချမိတာပေါ့ပြီးတော့အမောင်ထုကိုဝေးကြည့်ရင်ဒါဖြင့်လေကျွန်တော်လက်ရတွေကတစ်ခုခုကိုလက်ဆောင်ပေးလိုက်မယ်လေအမတ်တရားအဖြစ်ပေါ်ဦးအောင်ရေမဟုတ်ပါဘူးဗျာမဟုတ်ဘူးမောင်မင်းညိုရဦးလိုချင်တာကအဲ့လိုမဟုတ်ဘူးဗျာဘလို့သူကိုယ်တိုင်ပင်ပြန်အားတင်းတော့သူကိုယ်တိုင်ပင်ပြန်ပြီးတော့အားတင်းသွားတာပေါ့လူထူးလူဆန်းတူပါလားခေါင်းမသူတူလားသူဟာမဝေခွဲနိုင်ဘူးဦးလိုချင်တာကမောင်မင်းညိုကိုယ်တိုင်ဖန်တီးတဲ့ပုံတူပပုရုပ်တစ်ခုပါပဲဗျာဘာသူဟာပို့ပြီးတော့အံ့ဩသွားရတယ်သူဟာအမောင်ထဲမှာဥပလိုက်ဆိုတဲ့လူကြီးရဲ့ပုံရိပ်ကိုပုံဖော်နေမိတာပေါ့အမောင်ထဲမှာမို့ဘာမှမတဲကွဲဘူးအသားဖြူဖြူအရက်မြင့်မြင့်နဲ့ဥပရိယုတ်ကောင်းကောင်းလည်းဖြစ်နိုင်နေလူကျင်နာတွေကိုတစွတ်တိုးလှုပ်တတ်တဲ့လူရည်သက်လည်းဖြစ်နိုင်နေဘာမှသူဟာမတဲကွဲဘူးဒါပေမဲ့သူ့မှာတဲကွဲတဲ့စကားတစ်ခုတော့ရှိတယ်ဒီစကားကိုပဲမပြောချင်ပေမဲ့လေမပြောဖြစ်တာကြပြီဒါပေမဲ့ဒီစကားကိုမပြောချင်ဘူးမပြောဖြစ်တာကြပြီမဲ့လေတလုံးချင်းမြင်ပြောလိုက်ရတာပေါ့ဒီမှာဥပလိုက်ဒီလူကြီးဟာလေသူ့ကိုစိုက်ကြည့်နေမှသိကြတာပေါ့ကျွန်တော်လေမျက်စိမမြင်တော့တာသိရမဟုတ်လားအတန်တို့ဟာခိတ္တတိတ်ဆိတ်သွားပါတယ်ကြီးကျယ်ခမ်းနားတဲ့ဂုဏ်ပြုပွဲတရှိန်ရှိန်ညီးနေတဲ့အောင်မြင်မှုညအချိန်မှာပင်ထိထိန်သာနေတဲ့အလင်းရောင်လူတိုင်းကြိုဆိုနှုတ်ဆက်နေတဲ့အပြုံးမျက်နှာအောင်မြင်မှုတွေအတွက်ဂုဏ်ယူနေတဲ့မိဘနှစ်ပါးပေးရလိုက်တဲ့ဂုဏ်ပြုစုတွေများပြားလာတဲ့ပွင့်ထူးဂုဏ်ထူးတွေအချိန်နှောင်းပြီးအိမ်ပြန်ဖို့ကိုပဲလိုက်ပါနှုတ်ဆက်တဲ့သူတွေပြောလိုက်တာသားရဲ့မိဘတွေရဲ့ပီတီစကားကားအတွင်းမှာပြည့်ကျက်နေတဲ့လက်ဆောင်တွေကားကိုတဖြည်းဖြည်းပဲမောင်းတော့တာနောက်ထိုင်ကုန်းမှာကြည်နူးနေတဲ့မိဘတွေရဲ့စကားတွေအေးမအမေရဲ့သားလေးပျော်ပြီးတော့စိတ်လှရှာနေလို့ပါကားကိုဂယုတဆိုင်မောင်းနေရင်တရင်တရိုင်ပြင်းဝင်လာတဲ့ချစ်ကားတစ်စင်းဟာတတိကြီးစွာဒီချစ်ကားကိုကွေ့ရှောင်ရင်ဟာတစ်ဖက်လမ်းမှာကွေ့ဝင်လာတဲ့အုတ်သေးကားကြီးတစ်စီးဒုံသားရီနောက်ဆုံးကြားလိုက်ရတဲ့ခေါ်တန်းအမောင်အတိပါပဲအမောင်ထဲမှာသူဟာထိုင်နေတာပေါ့စကားတန်တို့ဟာငြိမ်သက်ပြီးအတန်ကြာမှဥသိပါတယ်မောင်မင်းညိုရဒီစကားတန်ကြာမှသူဟာအနှဲငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားရတယ်အကောင်းဆုံးလက်ရလူချင်းနေဆိုတာကလည်းဥပဲအကောင်းဆုံးလက်ရလူချင်းနေဆိုတာကလည်းလေဥကကျေးဇူးတင်ပါတယ်ဥပါလိုက်ဆွေးနွေးချိန်ပြည့်သွားပါပြီဒါကြောင့်လေကျွန်တော်ကိုအနားယူခွင့်ပေးပါဗျာလူရင်ကြီးတို့ရဲ့နှင်းနီးပါတစ်ဖက်မှာတပြင်းချတန်ကိုလည်းကြားလိုက်ရတယ်စကားတန်တို့ကိုတော့မကြားရတော့ဘူးအရာရာအမောင်ကြီးပဲမြင်နေရတာမို့တစ်ဖက်လူရဲ့စကားကိုအကဲခတ်၍လည်းမရမကြင်မနဲ့နဲ့ပဲစိုက်ကြည့်နေမိပါတယ်ဒါမှမဟုတ်စိတ်ပြက်ဝမ်းနည်းစွာနဲ့ပဲထိုင်နေရလားသူဟာမဝေခွဲနိုင်ဘူးသိကြတာကတော့သူ့အတွက်အလင်းရောင်ကင်းမဲ့နေခြင်းပါပဲဒါဆိုလေဥပြန်မှာပဲမောင်မင်းညိုအတန်တို့ကတော့အနှဲငယ်တုံရင်လှုပ်ရှားနေတဲ့အကြောင်းတော့ရှိတယ်ရပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးပါပဲမတက်ထရက်လိုက်ပုံလဲရတယ်ခြေလန်းတို့ကိုတော့မရွေ့သေးဘူး
ဒါပေမဲ့လေဦးထွက်လာခဲ့ဦးမှာပါခြေတံကိုတရှက်ရှက်ကြားလိုက်ရတာပေါ့သူကစိတ်ပြက်လက်ပြက်တပြင်းချမိပါတယ်လောကမှာဒီလိုမျိုးခေါင်းမာတဲ့တဆူတိုးဆန်တဲ့သူတွေကိုလေသူဟာမမြင်ချင်တော့ဘူးတခါတရံလေအမောင်တို့ကသာသူ့ကိုပို့ပြီးတော့အေးချမ်းတယ်လို့လည်းခံစားမိတယ်အမောင်တို့ကသူ့အတွက်ရန်သူမရှိအမောင်တို့ထဲမှာမှသူ့ကိုဘယ်သူမှလည်းနှောက်ယှက်မဲ့သူမရှိအမောင်တို့ထဲမှာမှအလေးရောင်နေပုံရိပ်တွေလွဲသမျှကိုသူဟာဆွဲထုတ်နိုင်နေအမောင်တို့အတွင်းမှာအသားကျနေခြင်းဟာသူ့အတွက်တော့အလေးရောင်ပါစန္ဒယာတန်စင်တွေနဲ့သူဟာအလေးရောင်ကိုရှာဖွေမိတယ်တိုးညင်းလာတဲ့ဂီတတန်လွင့်ပြန်လာတဲ့နှင်းဖွဲ့လေးတွေလေတိုက်တိုင်းလူကားသွားကြတဲ့သိရွယ်စိန်တွေအတားစီးမဲ့ကွင်းပြင်းဟိုးခက်ဝေးဝေးမောင်မကုတ်ဆော်ဝိုင်းတိတ်တိုက်တိုင်းကအဖြူရောင်သူဟာစန္ဒယာလက်တံကိုအနှဲငယ်မြင့်လိုက်တဲ့ဂီတတန်စင်တွေတူပူပွေလာတဲ့ရောင်စုံပန်းခင်းတွေမြူတူပျော်ပါနေကြတဲ့လက်ပြားငယ်ပန်းတွေပေါ်မှာပြန့်တန်းရင်သူ့ရဲ့ခန္ဓာကိုယ်ကိုလှည့်ပတ်လျက်နှွေးနေတာပေါ့အရာရာဟာကြည်နူးစရာအတီးပါမျက်ခင်းစင်းစင်းများလေသူဟာရဲ့ရင်ကောင်းကင်ကိုမောကြည့်လိုက်တဲ့သူဟာမောကြည့်လိုက်မှတိမ်တိတ်တွေကလည်းနှိမ့်ဆင်းလာသလိုဒါမှမဟုတ်သူကပဲကောင်းကင်ဘောကိုလွင့်ပြန်သွားသလိုလို့ချောင်းဟန်တန်ကြောင့်ဂီတတန်ဟာတိကနေရက်သွားတာပေါ့သူ့ရဲ့အမြင်အာရုံတွေကလည်းအမောင်အတိကိုပြန်ဖြစ်သွားတယ်သူဟာလွန်စွာစိတ်ပြတ်သွားမိတာပေါ့တောင်းမမာလေးဆရာမပြောမဖြစ်လို့ပါသူကတော့မျက်မှောင်ကုန်းရင်စိတ်ပြက်လက်ပြက်နဲ့မပြောမဖြစ်လဲပြောပြဘာကိစ္စလဲဦးအောင်တစ်ဖက်ကအတန်တိတ်သွားတာပေါ့ပြောသိမပြောသိချစ်ချိန်နေဟန်လဲရှိတယ်အတန်ကြာမှဟိုလေဟိုတနေ့ကလူကြီးအတန်ကြားတာနဲ့သူဟာစုတ်တက်လိုက်မိတာပေါ့ကောင်းပါလေလူကြီးနဲ့ထတွေ့ရတော့မယ်အဲ့ဒါအထဲသာလှုပ်ခဲ့ဗျာဦးအောင်နေနဲ့ဘလို့မှလည်းဖြည့်ရှင်းနိုင်မှာမဟုတ်မှန်းသူကသိတာပေါ့ဒါကြောင့်သူကိုယ်တိုင်ဖြည့်ရှင်းနိုင်ဖို့အတွက်စိတ်ခိုင်းလိုက်ရခြင်းမို့သူကတော့အမောင်တဲမှာသာထိုင်နေမိတယ်ခြေတံတွေအမြင်အာရုံချွတ်တဲ့ပြီးကလေးကအကြောင်းအာရုံနဲ့ရင်နှံတို့ကိုအမြင်နဲ့ကွဲပြားအောင်လေ့ကျင့်ထားတာမို့လေမှတ်သားရလွယ်ကူနေတယ်ထိုင်ပါဥပါလိုက်သူ့ရဲ့အရှိတတဲ့လောက်ကထိုင်ကုန်မှဝင်ထိုင်လိုက်ဟန်နေတူတယ်မင်္ဂလာပါမောင်မင်းညိုမင်္ဂလာပါခမညာအမှန်တော့ဒီစကားမျိုးကိုလေသူဟာမပြောချင်ဘူးဦးလာရင်ကိစ္စကသူကလည်းတူတူဖွားဖွားရေးလိုက်မိတာပေါ့ပြီးမှမျက်မမြင်တရားကိုလေပုံတူအပ်မလို့မဟုတ်လားတစ်ဖက်မှစကားတန်ဟာလေးတိတ်သွားတယ်အတန်ကြာမှမဟုတ်ပါဘူးမောင်မင်းညိုဘဘူးပညာရှင်တရားကိုလေပုံတူလာအပ်တာပါလူရည်တက်စကားမို့စကားကတော့လှတယ်အဲ့ဒီပညာရှင်ကမျိုးလုံးမမြူဘူးလေဥပါလာရဲ့တစ်ဖက်မှလည်းတပြင်းချတန်ကိုကြားရတယ်ဦးလေအမှုပညာနဲ့ပတ်သက်ပြီးတော့လေ့လာမှုပါတယ်အမှုပညာဆိုတာလေနှလုံးသားကြည့်သူမှဖန်တီးလို့ရတာလေသူကတိတ်ဆိတ်စွာနားဆင်နေလိုက်တဲ့တေချာပေါက်စကားပြောကောင်းသူလားအကောင်းပြောသူလားတော့မသိဘူးဦးကမောင်မင်းညိုရဲ့အမြင်အာရုံကိုလိုချင်တာမဟုတ်ဘူးဗျသူဟာပြုံးလိုက်မိတာပေါ့နှလုံးသားကိုလိုချင်တာဗျာသူ့ရင်ထဲကလှိုက်ကနေလေမကြားဘူးတာကြားပြီးဖြစ်တဲ့စကားသံဟိုးအရင်ပညာသင်္ကာလကဆရာများမကြာခဏပြောလို့ရှိတဲ့စကားနှလုံးသားနဲ့ဖန်ဆင်းမှချစ်ချင်းဖြစ်တဲ့အခုတပံပြန်လဲနားဆင်ရပြန်ပြီဒီစကားကိုလေဆင်ခြင်ကြည့်ရင်ဥပလိုင်ဆိုတဲ့သူဟာအမှုပညာနဲ့ဝေးတဲ့သူတော့မဖြစ်နိုင်ဘူးဘလို့လူလဲသူကစိတ်ဝင်စားသွားမိတာပေါ့သူဘဘူးထုပေးရမယ်သူကလေဘလို့လူလဲသူကပို့ပြီးတော့စိတ်ဝင်စားသွားမိတယ်ဒါကပထမဆုံးနဲ့နောက်ဆုံးလေအကူကြီးတောင်းတာပါပဲမောင်မင်းညိုရသူ့ရဲ့အကြောင်းသိချင်တော့လေဦးဒီမှာလေဒီစာရွက်လေးတင်ခဲ့ပါမယ်သူ့ရဲ့စံတရားပေါ်လေစာရွက်တရလာတင်မိတယ်အမြင်အာရုံချုပ်ရင်းနေတဲ့သူမို့ဘာမှမမြင်ရဘူးသူကလည်းတပြင်းချမိတာပေါ့ရသက်ပံမလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကလည်းရိုင်းလဲနေပါပြီဒါကြောင့်ကောင်းပြီလေဗျာကျွန်တော်ပုံတူဖန်တီးပြရမယ့်သူကကျေးဇူးတင်လိုက်တာမောင်မင်းညိုရဲ့ကျေးဇူးတင်လိုက်တာတူရင်နဲ့အတန်နဲ့တူဝမ်းသာအားရသူ့ရဲ့လက်ကိုလာရောက်ပြေးကင်တာပေါ့သူကဘလောက်ဝမ်းမြောက်သွားဆောင်ကိုလည်းဖော်ကျူးခြင်းပေါ့ဒီကျေးဇူးကိုလေဦးတရားတော်မမေ့ပါဘူးမောင်မင်းညိုရတကယ်ပါသူ့ရဲ့နာမည်ကလေတကယ်ဝမ်းမြောက်နေကြောင်းလည်းသိတာလာပါတယ်သူကအตาရနားဆွေနေရင်ဂျူလီယာလှိုင်ရှင်ထဲမှာလည်းလှိုက်ခနေအိုးလောကကနာမည်တော်တစ်ခုလေကြားလိုက်ရတာနဲ့ရှင်ထဲမှာတစစ်စစ်နဲ့ဘလောက်တောင်များခုံလုံးရမလဲအမည်နာမဟာလေအကျယ်ဝန်းလည်းမရှိအလျားအနံလည်းမရှိပဂတိငြိမ်သက်ခြင်းသာဒါပေမဲ့ဒီနာမတော်ကိုကြားတာနဲ့ရင်ကုန်လှုပ်ခြင်းကိုဖြစ်ပေါ်စေတာကတော့ထူးဆန်းပါတယ်ပျောက်ဆုံးနေတဲ့မိမိခန္ဓာကိုယ်တစ်ချမ်းကိုပြန်တွေ့လိုက်ရသလိုခလေးငယ်တယောက်လက်ဆံတန်ရင်းနဲ့မိမိထံပြေးလာသလိုနှင်းဘွက်တွေကြားမှာမိဘုံတစ်ခုဘေးမှာဖြတ်တန်းသွားရသလိုနှွေးပါဤဒီနှွေးတဟာလည်းရင်ထဲမှာပြောင်းမသွား
တငွေငွေနဲ့ခန္ဓာကိုယ်ကိုလွှမ်းခြုံရင်လိုက်ပါလာခြင်းကလည်းဖြစ်တောင်ဖြစ်ခဲ့အဖြစ်တစ်ခုပါဒီအမိခံထားတဲ့သူရဲ့ပုံရိပ်ကိုလည်းမမြင်ဘူးပါဒီပုံရိပ်ပိုင်ဆိုင်သူရဲ့ရင်နှံကိုလည်းမရှူရှိုက်ခဲ့ဘူးပါရုပ်စွာအစုံဒီနာမည်နာမကိုပင်တခါမှမကြားဘူးခဲ့ရုံအမှန်ပါအခုမှကြားလိုက်ရတဲ့အမိနာမကဘယ်လိုမျိုးရင်ထဲကိုရောက်လာပြီးတော့ဆွေးနှုတ်မရနိုင်အောင်အမြင့်ခံခဲ့မှန်းလည်းမသိဘူးအမှန်တော့သူဟာနှလုံးသားကြီးတဲ့အနုပညာရှင်မှန်ပါတယ်အုံနောက်ကြီးတဲ့အနုပညာရှင်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အမိနာမတစ်ခုကသူ့ရဲ့နှလုံးသားသာမကခန္ဓာကိုယ်ကိုပါလွှမ်းခြုံခဲ့ပါပြီဘလို့ကြောင့်ဖြစ်ပေါ်ခဲ့တာကိုသူဟာလည်းမစင်စားနိုင်ဘူးစဉ်းစားဖို့မီလီယံနေခြင်းလည်းဖြစ်နိုင်ပါတယ်သိကြတာကတော့သူ့ရဲ့နှုတ်မှတူတူဖွားဖွားရေရွတ်နေမိခြင်းမှာဂျူလီယာလိုင်းနဲ့ညကအေးပါတယ်နေအိမ်ချက်ဝင်းတစ်ခုလုံးလေးပန်းမွေနေစိုက်ပျိုးထားခြင်းကြောင့်လားတော့မသိဘူးပုံဝင်းကြီးအနံမှွေးထုံနေတဲ့သူကမျက်မှောင်ကျုပ်ပြီးတော့ရင်နှံကိုရှူရှိုက်လိုက်မိတယ်သူ့ရဲ့တသက်မှာမရခဲ့ဘူးတဲ့ရင်နှံမျိုးပါသူကဇဝေဇဝါဖြစ်သွားမိတာပေါ့တိုက်ကြီးရဲ့လေသားဆောင်မမို့လီပြေကလည်းရင်နှံကိုမှပိုးပြီးတော့တဲဆောင်နေဟန်လည်းရှိတယ်ဒီနားမှာဘာပန်းပင်စိုက်ထားတာလဲဥပလိုင်ရဲ့တူတူဖွားဖွားရည်တန်းပြီးနောက်ဝီစကီမောင်မင်းညိုဟုတ်ကဲ့ရပါတယ်ဝီစကီဖန်ခွက်သေးကိုလေတွန်းချတဲ့အတန်ဖန်ခွက်တစ်ခုသူ့လက်ထဲကိုလာထည့်ပေးလိုက်တယ်ဖန်ခွက်ကိုအနှင်းငယ်လှုပ်ခါလိုက်မိတာပေါ့အဖြေကိုတော့မသိရသေးဘူးအဲ့ဒီခါမှာဟာဂီတတန်ခုနကမှသူဝေခွဲမရတဲ့ပန်းပေမှာတိခတ်လိုက်တဲ့ဂီတတန်နေဝင်လာခဲ့ပါဒါငါရေကပါနေပျော်ရွှင်စေဖို့ငါပြင်ဆင်ပြီးသားနေပါရမယ်ငါချစ်နေကပါနေမတွေ့ဘူးလားနေဘေးနာမှာဟာတူတူရှာရှာပေါ်ထွက်လာတဲ့သချင်းကြီးတန်အတန်းကခက်သေးသေးပေမဲ့ရှာရှာလေးပေါ့တီဆိုသူရဲ့ပုံရိပ်ကိုသူဟာဖော်ကျူးမိတယ်ပုံရိပ်တွေတစ်ဖြက်တစ်ဖြက်နဲ့သူ့ရဲ့အတွေ့အကြုံမှာလွင့်လွင့်သွားတာပေါ့ဘယ်ပုံရိပ်ကိုမှသူဟာအမိရဖမ်းဆုပ်လို့လည်းမရဘူးသူကိုယ်သူပင်စိတ်ဆိုးမိတာပေါ့သူတွင်းနေတော့မှပဲလေတချင်းသားဟာထပ်မံထွက်ပေါ်လာတဲ့တည်ငါခနာလေးချိန်လေးတွင်မှာငါနှလုံးသားတွေကတေချာသိနာလေချုံမြင်တဲ့ချစ်ချင်းတွေကရန်ထားနေဝင်လာပါကွယ်ငါရေကပါတချင်းတန်ကလည်းစိတ်ဝင်စားပွဲကြားနေရတော့သူဟာမျက်မှောင်ကျုံမိတာပေါ့အဲ့ဒါဘသူတချင်းလဲဗျအတန်ခဏတိတ်ဆိတ်သွားတာပေါ့ပြီးမှမသိဘူးဗျဥပလိုင်ရဲ့အတန်ကလေဆိုနေတော့ကတော့ဥရဲ့သမီးပဲသူဟာပြုံးမိတာပေါ့အတော်ခံမရခက်တဲ့လူကြီးပဲဂျူလီယာလိုင်းနဲ့ဟင်သူ့ရဲ့စိတ်ထဲမှာဖြစ်ကနေဖြစ်သွားမိတာပေါ့ဝီစကီချောင်းဖြစ်တဲ့အနှွေးတက်ကလည်းသူ့ရဲ့တကုံလုံးကိုပြန့်နှံ့လာတယ်ဂီတတန်ကရံပန်ရံကားစားနေရစေသင်ပြန်တဲ့ရနံ့တို့ကလည်းရှူရှိုက်နေရစေပေါ့သူဟာဒီရတာကိုနှက်တက်နေပြီလားမဝေခွဲနိုင်ဘူးညကလည်းတဖြည်းဖြည်းအိတ်စိတ်လာပြီးစိတ်ရင်ရက်ကွက်မှုလိုအပ်တာထက်ပိုပြီးတော့တိတ်ဆိတ်နေတာပေါ့ဒါနဲ့မောင်မင်းညိုရဲ့အကြောင်းလေးပြောပါဦးစိတ်ဝင်စားလို့မေးမိတာပါအေးမပြောချင်လဲရပါတယ်သူဟာမဲပြုံးပြုံးရင်ပခုံးကိုတွန်းလိုက်မိတာပေါ့အင်မတန်လဲတဲ့လူကြီးစကားပြောရင်ချင်းကိုလေအတော်လေးလေးလာထားပုံရတယ်ဘာမှစိတ်ဝင်စားစရာတော့မရှိပါဘူးဆယ်တန်းအောင်ပြီးတော့ဂျာမနီမှာဗဟုပညာကိုလေ17နှစ်သွားတင်ခဲ့တယ်လीဗျာနိုင်ငံတကာပြပွဲတွေ3နှစ်လောက်လုပ်ပြီးတော့ပြန်လာတယ်လေရန်ကုန်မှာပြပွဲလုပ်ပြီးတော့ပြန်လာတော့ကားအစီအတန်းဖြစ်ပြီးမိဘနှစ်ပါးလုံးဆုံးခဲ့ရရှာပါတယ်ဗျာဒါပါပဲအိုးမောင်မင်းညိုရဲ့အမြင်အာရုံကလေအဲ့ဒီတဲကချို့ရင်းသွားတာလားအစကတော့နည်းနည်းမြင်ပါတယ်နောက်မှသာဗျာတပြင်းချတန်ကိုလည်းကြားရပြီးမှပြန်မကူလားမောင်မင်းညိုဥပလိုင်ရဲ့အမေကိုလေသူဟာတွတ်တွတ်ဖွားဖွားရီလိုက်တာပေါ့နောက်မှကျွန်တော်ရဲ့ကိုယ်ခွေရကျွန်တော်အချစ်ဆုံးမိဘနှစ်ပါးဆုံးမိကလေးကကျွန်တော်မြင်ချင်းစရာလေးတခုမှမရှိတော့ဘူးလေဗျာအဲ့ဒါကြောင့်မှအော်စကားတန်တို့ကလည်းတိတ်ဆိတ်သွားပြန်တာပေါ့လေတိုက်တိုင်းတည်ယူလာတဲ့ရနံ့တို့ကိုလေသူကတော့တရှိုင်မဲရှူရှိုက်မိနေပြီဒီရနံ့တွေကပဝင်းကျင်သားမကသူ့ရဲ့ခန္ဓာကိုယ်ကိုပါရင်းနှောင်နေသလိုခံစားနေရပါတယ်ဂျူလီယာလိုင်းရံပန်ရံခါကြားရတဲ့ဂီတတန်မှလွဲပြီးပဝင်းကျင်တစ်ခုလုံးဟာတိတ်ဆိတ်နေပါပြီပြောစရာစကားလေးနေပါလာပြီဥကရောသူ့ရဲ့အမေကိုတစ်ဖက်လူကလည်းတူတူဖွားဖွားရင်မိတာပေါ့တိတ်မထူးကြပါဘူးအင်ဂျင်တစ်လုံးထဲမှာအဖေနဲ့သမီး2ယောက်ထဲနေတယ်အေးအိမ်မော်ရီနဲ့ပေါ့ဂျူလီယာလိုင်ရဲ့အမေကလေသူ့10နှစ်သမီးကလေးကဆုံးသွားတယ်။ဦးကစီးပွားရေးလုပ်တယ်လေ။ဦးစီးပွားရေးကိစ္စနဲ့အလုပ်သားရင်သမီးရဲ့အဖော်ကလေဘာကြောင့်ရဲမသိသူ့ရဲ့ရင်ထဲမှာဒိတ်ကနေဖြစ်သွားမိတာပေါ့။ဂျူလီယာလိုင်ရဲ့အဖော်ပါလား။ပြင်းရညင်းငွေချင်းပေါ့။အတန်တို့အားလုံးပြန်လဲငြိမ်သက်သွားပြန်တယ်။ကင်ထားတဲ့ဂီတာအတန်လေးဘေးချလိုက်တန်ကိုလည်းကြားရတယ်။တခြားလှူရှားတဲ့အတန်ကိုမကြားရသေးဘူး
အမောင်ကိုအမောင်နဲ့ဆင့်ပိုးထားပြီးပုံရိပ်ရောင်တွေပင်မမြင်ရဘူးအာယုံတဲ့မြင်နေရတဲ့ပုံရိပ်တွေကဖြက်ကနေပင်ခက်မြက်မြန်ရွေးလျားနေတာပေါ့အချိန်နှောင်းနေပြီဖြစ်ကြောင်းကိုလည်းအလိုလိုခံစားရမိတယ်ဒါနဲ့မောင်မင်းညိုကလေကျွန်တော်သူ့မျက်နှာကိုစမ်းကြည့်လို့ရမလားဗျပြိုင်တူထွက်ပေါ်လာတဲ့အတန်မှာလူရည်ချင်းမှပင်ပြပြတလေဖြစ်သွားရပြီရတယ်လေရပါတယ်ဒီနေ့မဟုတ်ရင်လေသူဟာရည်လိုက်မိပါတယ်ပြီးမှအချိန်ကောင်းနေထပ်မပြုံးတော့ရင်ကောင်းမိတ်ထင်းနေကောင်းပါပြီရည်တန်တို့ကိုထက်ကြရတာပေါ့သမီးဒီနားတိုးလာလေညင်သာတဲ့ခြေတံတို့ရဲ့ရွေရှားတန်ဒီခြေတံတွေနဲ့အတူပယနန်တို့ဟာလည်းတိုးကပ်လာတယ်အသက်ရှူတန်ငုံငယ်ကလေးကလေသူ့ရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးသွားတဲ့အောင်မှာအသက်ရှူတန်တို့ရဲ့အပေါ်ဘက်နားမှာသူဟာလက်ဆက်တန်းလိုက်မိတာပေါ့တခါမှမကြုံဘူးတဲ့လေရင်ခုန်မှုမျိုးတွေနဲ့အတူသူ့ရဲ့လက်တွေကလည်းတုံရည်နေပါပြီအမောင်တို့ထဲမှာပဲသူဟာအားပြုတ်ပြီးတော့ဆန်းလိုက်မိတာပေါ့အိုးရင်ထဲမှာတိတ်ကနေချစ်ချင်းတရားနဲ့အလင်းရောင်ရဲ့ဆက်ဆက်မှုအလင်းရောင်နဲ့ပြစ်ပေါ်လာတဲ့အလှတရားစိတ်ထက်လာတဲ့ရင်ခုန်တန်နဲ့မြင်လိုက်ရတဲ့အလင်းရောင်သူ့ရဲ့အမြင်အာရုံထဲမှာလေပြပြပေါ်ထွက်လာတာပေါ့အိုးကြည်စမ်းပိုးသားတွေလိုဣတွဲကြနေတဲ့ဆန်တွေစထိတွေ့လိုက်ရတိုင်းလေရေလိုင်းစစ်သလိုလွေမျောလို့ပါလက်ထဲမှာပါလာတဲ့ဝါကုန်းတွေလိုလေတိုက်လွေ့ပြန်သွားမှာကိုပင်သူဟာတိတ်ကနေစိုးရင်သွားမိတာပေါ့ဆန်နေစားကိုထိတွေ့လိုက်ချိန်မှာပင်လေတထောင်တညာပုံမြင်လိုပင်ရှေ့လျားသွားခြင်းမိတယ်သူ့ရဲ့အာယုန်တွေကိုပြန်ပြီးတော့ဆူဆီးလိုက်မိတာပေါ့အာယုန်တွေနဲ့အတူသူ့ရဲ့လက်ကိုရွေရှားလိုက်ပြန်နေဟိန်းပြောင်တင်းလေးဖြစ်နေတယ်လေနှစ်ဘူးပြင်ကျဒီနှစ်ဘူးပြင်မှာတွေ့ကက်နေတဲ့မျက်ခုံးသွဲမလို့တမ်းမလို့နဲ့ထူတဲစွာညင်ညာနေပြီးတော့ရွှေရောင်အစင်းရှိတဲ့မျက်နှာပြင်မှာနွယ်ပင်နွယ်လျက်များကက်လျက်ပေါက်နေသလိုရင်ခုန်တန်းတွေကိုမြန်စီတာပေါ့ဒီမျက်ခုံးတန်းလေးကိုလေတိတွေ့မြင်ချိန်မှာပင်ချုံမြနေတဲ့ဓာတ်တစင်းနဲ့အသေးကိုတလွားချင်းလှိဖြတ်နေသလိုခံစားမိရတယ်အဲ့ဒီမှာတစင်းသွက်တဲနေတဲ့နှာတန်းအမတ်လက္ခဏာတို့ဖြင့်လေရေးဆွဲထားတဲ့စပယ်ပန်းအဖူးအညွန့်လေးတွေလိုပဲနူးညံ့နေတာပေါ့မလုံးမဝင်ပဲလေသွက်လျအချိုးချမျက်နှာရှင်ထဲမှာစမ်းရည်အေးများဖြက်စီးသွားသလိုလေဟာနေလေးကိုလေရုတ်တရက်ပြုတ်ကျလာသလိုပါပဲအလိုနှကန်းကလေးကိုဆန်းလိုက်မိရနဲ့ခန္ဓာကိုယ်တစ်ခုလုံးလေတက်လိုက်သွားသလိုစက္ကနဲ့လက်ပြန်ယုံမိလိုက်တာပေါ့ရင်ကနေမှာလေတလက်လှလိုက်တာဆိုတဲ့စကားကိုလေနှုတ်မရုတ်တရက်ခုံမထွက်မိအောင်ကြိုးစားလိုက်ရတယ်အားတင်းပြီးတော့လက်ကိုပြန်ဆန့်တန်းလိုက်မိတယ်အလိုဂျာပန်လေးကိုဝီးရီဆုပ်ပြီးတော့အချိန်မီပြန်မထွက်နိုင်မင်းမျောလင်းချက်တွေနဲ့ပိတ်လောင်မိပြီးအာယူပြီးတော့ပြန်တန်းနေရတဲ့ပဒုံးတကောင်ကြောင့်လှုပ်ရှားနေရတဲ့ကြာပန်းလို့ဝဝနှကန်းပါလီလှလိုက်တာဗျာရင်ထဲမှာဖော်ကျူတဲ့အတန်ကိုလေကြားမိပါကလိုအင်းဆန်းသားတွေဒီစကားတစ်ခုနဲ့မပြည့်စုံလိုက်လေခြင်းပဲလို့အပြည့်တင်ခံလိုက်ရမိတာပေါ့နူးညံ့တဲ့စကားပွင့်လို့လေပွင့်အားနေတဲ့အသားရည်နတ်သမီးတစ်ပါးလေးနတ်ဆောင်တန်ဖန်တီးနေခြင်းကိုလည်းကြားမိလိုက်ရတဲ့ခံစားမှုအမြင်အာယုံကအမောင်ဖုံးနေပေမဲ့လေစိတ်ကူးထဲမှာအရာလေးနေတယ်စိတ်ကူးတွေကလေတကယ်လေးနေတာပေါ့ပုံရိပ်တစ်ခုကလည်းဘဲမှမရွေတော့ဘူးဒီပုံရိပ်ကလေးကသာအရာဆုံးမနေတာပေါ့ဒီပုံရိပ်ကအပြစ်ကင်းတဲ့ချစ်ချင်းလင်ကဂျူလီယာလိုင်းအပြစ်ကင်းတဲ့ချစ်ချင်းလင်ကတပုတ်ကိုဆက်ဆိုပါရစေအကယ်၍များဒီလင်ကမှလေမပြည့်စုံတာများရှိခဲ့ရင်ကျွန်တော်ရဲ့အပြစ်ပဲလို့သမုတ်ပါဗျာမျက်နှာပြင်ပေါ်လေခိတ္တာဆန်းခွင့်ရခဲ့တဲ့လက်တွေကလည်းအမြင်အာရုံလောက်ပြည့်စုံတာမှမဟုတ်တာလေအဆုံးစားမရှိနက်နက်ရှိုင်ရှိုင်ခန်းစားချက်တွေကိုဘသူကမှသိနိုင်ခဲ့မှာတော့မဟုတ်ပါဘူးလက်တွဲချင်းဟာကွေကွင်းချင်းမဟုတ်မှန်းသိလိုက်ရတဲ့အချိန်ဟာနောက်ကျနေပြီလို့သိလိုက်ရပါတယ်သစိမ်းအနေနဲ့သိခွင့်ရခဲ့သစိမ်းအနေနဲ့ခင်မင်ခွင့်ရခဲ့မယ်လေအသက်ထွန်းညှိလိုက်တဲ့ဖျောင်းနိုင်ငယ်လို့အတွေ့ထဲမှာတဝဲဝဲတလဲလဲလင်းနေခဲ့ပါပြီဘယ်ကဘလို့ဝင်ရောက်လာတဲ့နာကျင်မှုမှမသိပေမဲ့ဒီနာကျင်မှုတွေအတွက်ခွန်အားတွေဆက်လက်ဖြုံးထိနေမိတာပေါ့ပရင်းမောက်တကောင်ဖွင့်လိုက်တာနဲ့လွမ်းစီယာတွေတပွေးတပိုင်ဝင်လာခဲ့ပါပြီဘာကြောင့်များလဲဂျူလီယာလိုင်းညှိုးချောင်နေတဲ့နှကန်းသားပြက်လဲပွင့်လန်းလာတာလေဘာကြောင့်မှလဲမျက်လုံးနဲ့မြင်ခဲ့ရတာမဟုတ်ပါပဲနဲ့ဆက်ရင်သောချစ်ချင်းအလင်္ကာတွေကိုဖွင့်ဆိုနေမိတာဘာကြောင့်များပါလဲအထီးကျန်နေတဲ့နှလုံးသားဟာမြားမှန်ခဲ့ပါပြီဂျူလီယာလိုင်းနှလုံးသားကလေတဆက်ခုံးနေပေမဲ့ငြိမ်ချမ်းမှုနဲ့ပြည့်နေနေတာပေါ့အသက်ငင်နေရတော့မဟုတ်ပါဘူးအသက်ရှင်နေတာပါဂျူလီယာလိုင်းဝင်ချင်းမှဝင်လာပါဒါပေမဲ့ကိုယ်နှလုံးသားလေးလေရောက်နေပါပြီပြန်ချိန်တန်တော့လေပြန်မှကိုယ်နှလုံးသားထဲမှာလေထာဝရနေရာယူနေပါပြီတုံရင်နေတဲ့စောင်းကာလာမှာချစ်သူရဲ့ရင်ခွင်ထဲကိုတန်းတာမိသလိုတန်းတာမိပါရဲ့ထာဝရစီမြင်ချင်းတဲ့အယူလိုပဲဆွလှတွေထင်ရတဲ့ခဏမှလေ
တတိရှိသွားနေနာတာရှိဝေဒနာကိုမွေးချင်နေတဲ့သူပါဗျာအတိတ်တကားကိုဖွင့်မပြချင်တော့ပါဘူးဂျူလီယာလိုက်အနာဂတ်တကားမှာပဲတရက်တည်းဖြစ်ဖြစ်မမိုင်မဲလွမ်းခင်ပေးပါအဲ့ဒီခဏဟာလေဘဝအတွက်အငြင်းချမ်းဆုံးကာလပဲဖြစ်ပါလိမ့်မယ်အိမ်မက်ထဲမြင်တွေ့ခဲ့ရဘူးတဲ့လေကဘာလေးတစ်ခုစီကိုရင်းနှီးမှုအ ਨੇ စုနဲ့ပဲချုံချုံရွရွလေးနေပြရစီမင်းသာကို့အတွေ့တဲ့ကလေးထွက်မသွားရင်ပေါ့ကိုယ့်ရဲ့အနာဂတ်ကထွက်မသွားရင်လေအဖြစ်လိုပဲဆိုကိုယ့်ရဲ့အနာဂတ်လေးမှာပြည့်နှံနေတဲ့စကားတကွန်းရှိနေပါပြီဂျူလီယာလိုင်းရေချစ်တယ်သူ့ရဲ့လက်များဆန်နီယာဘော်ကိုထိတွေ့ရင်အဖြေရှားနေရပေါ့တန်စီများမဟုတ်ပါပဲနဲ့ဆန်နီယာဘော်သူ့လက်တွေကထင်ရပြေးလွှားနေရပေါ့ဘာကြောင့်သူ့စိတ်များမငြိမ်မသက်ဖြစ်နေတယ်လဲလို့သူဟာမစင်းစားနိုင်ဘူးထူးခြားတဲ့ခံစားမှုဘလို့ဝင်ရောက်ခဲ့တာကိုလည်းသူဟာမသိဘူးသူကိုယ်သူလည်းမကြင်မနှက်တွေဖြစ်နေမိတယ်ချင်းချင်းအတွက်ပူလောင်နေရလားချစ်ချင်းအတွက်အေးချမ်းနေရလားသူဟာမဝေခွဲနိုင်ဘူးစိတ်ရှုပ်စွာနဲ့ဆန်နီယာခလုတ်ကိုခက်ကြမ်းကြမ်းသူဟာနှိပ်ပြလိုက်မိတာပေါ့ဆန်နီယာတန်တွေညူးညံ့စွာထွက်ပေါ်လာတဲ့ဒီတော့မှသူ့ရဲ့စိတ်များကလည်းလေအနှဲငယ်အလိုပြည့်သွားတဲ့အောင်ရှိတယ်ဆန်နီယာခလုတ်ရဲ့တနေရာအယောင်မှာဟင်းစမ်းမိနေတဲ့စာရွက်တရက်ဆန်နီယာတန်တိတ်ဆိတ်သွားတာပေါ့ဘယ်စာရွက်ကဆန်နီယာပေါ်ရောက်နေပါလေသူဟာစဉ်းစားနေမိတာပေါ့ဟာနောက်မှတတိယပြီးဦးအောင်ရေပြားဆရာတတော်ဆောင်အပါတော်မြေဦးအောင်ရေထူးတန်ပေါ့လာစမ်းပါအောင်ဒီကိုမြက်ဟုတ်လာပါပြီဆရာဦးအောင်ပြေးလာတဲ့ခြေတံပေါ့ဆရာပါခိုင်းမလို့လဲဆရာအနားရောက်လာတော့ဦးအောင်ရဲ့အမေဒါကိုသူကလက်ထရစာရွက်တွေကိုလေမြှောက်ပြလိုက်ရင်ဒီမှာကြည့်စမ်းဒီစာရွက်မှာဘာတွေရေးထားလဲလို့မှန်းဦးအောင်ကစာရွက်ယူကြည့်တာပေါ့အတန်ကြာကြည့်ပြီးမှအင်္ဂလိပ်လိုတွေရေးထားတာပါဆရာအေးလေအဲ့ဒါဘာတွေလဲလို့သူ့ရဲ့အလောတကြီးအမေကိုဦးအောင်ကခေါင်းကုပ်ပြီးတော့ဟဲဆရာကလည်းနောက်ပြန်ပြီးကျွန်တော်မှအင်္ဂလိပ်လိုစာမတတ်တာဗျဟာသူကခွေလဲကျင်သွားတာပေါ့ဟုတ်တာဦးအောင်ကလေမိဘတွေငစဉ်ကလေးကအိမ်တော်မြေတော့ကခေါ်လာတဲ့သူမို့မြန်မာစာတောင်သေစာရှင်စာလောက်တက်တဲ့သူအဲ့ဒီသူကအင်္ဂလိပ်စာကိုဘလို့ဖတ်နိုင်မှာတော့သူကတပြင်းချမိတာပေါ့အေးဗျာဒါဖြင့်ဒီစာကိုတင်ထားလိုက်ဟုတ်ပြီလားဟုတ်ကဲ့ဆရာအရေးကြီးစာရွက်စာရမ်းတွေလေတင်တဲ့နေရာမှာပဲထည့်ထားလိုက်ပါမယ်ဒါပဲလားဆရာသူဟာညီနေမိတာပေါ့ဦးအောင်ခြေလန်းနေလဲမရွေ့သေးနောက်မှဆုံးမြတ်ချက်ချပြီးတော့မတက်ထရက်လိုက်ကကျွန်တော်ကိုအလုတ်ခန်းနဲ့တွဲဖို့ပေးပါဗျာကျွမ်းကျင်နေပြီးသားလက်တွေချစ်ချင်းပေါ်ပျော်ဝေနေတာပေါ့အမောက်ကိုခင်းပြီးအလင်းတစ်ခုကိုရှာဖွေနေခြင်းလည်းဖြစ်တယ်သူ့ရဲ့လက်တွေကလေအယုတ်တစ်ခုပေါ်ကိုလှည့်မြတ်စွာလှုပ်ရှားနေတာပေါ့ကျွမ်းကျင်နေတဲ့လက်တွေကလေအမြင်အာရုံမလိုဘူးသူ့လိုရွေးရှားနေတယ်ဟောကြည်စံပိုသားလိုပျော့ပြောင်းနေတဲ့ဆန်တွင်စလွယ်မြင်နေတော့လေထုထဲနေတဲ့မျက်ခုံးလှပတဲ့အကြည့်ချက်တွေပြည့်လျံနေတဲ့မျက်လုံးပရုံးတကောင်လေးဝင်းလှရှားနေတဲ့ကြာပန်းလိုနှက်ခမ်းသေးသေးတဲ့မျက်နှာပြင်ကြော်ရှင်းတဲ့လေးတိုင်းသူ့ရဲ့လက်တွေကတခါကကြုံခဲ့ဘူးတဲ့မျက်နှာပြင်ပေါ်မှာပြုံးဝင်သလိုလှရှားလျက်ပါအမြင်အာရုံမရှိပေမဲ့လည်းသူ့ရဲ့အတွေ့ထဲမှာလှပလင်းလက်နေတာပေါ့သူ့ရဲ့လက်တွေကလည်းလေကာလကြာမြင့်စွာလှရှားလျက်ရုပ်ကြီးဆိုသလိုလက်များမျက်နှာပြင်ပေါ်ကိုအဆုံးသတ်လိုက်မိတာပေါ့သူ့ရဲ့ခြေလမ်းတို့ဟာလည်းအနှင်းငယ်နောက်ဆုတ်သွားတယ်နောက်ပြီးမိဟောင်းဆွေဟောင်းတယောက်လိုရုပ်တုကိုသူဟာလီနှုတ်ဆက်လိုက်တယ်ဂျူလီယာလိုင်းရက်လာတို့ကအနှင်းငယ်ကြားခဲ့ပါပြီဂျူလီယာလိုင်းမှာထူးဆန်းစွာရောက်လာတဲ့ပပုစီယာကိုအလိုလိုနေရင်တတိယနေမိတာပေါ့လူပုံကတတန်ပြန့်နဲ့ကောင်းပါမယ်ပုံမျိုးရှိတဲ့သူကိုလေဘာကြောင့်များတတိယနေမှန်းကိုမသိဘူးသူလည်းအမျိုးသားပေါင်းမြောက်များစွာကိုတွေ့ဘူးပါတယ်ဒါပေမဲ့ဒီအမြင်အာရုံကွဲပြောက်တဲ့အထိကောင်းပါတဲ့သူကိုလေမတွေ့ခဲ့ဘူးနှကန်းကိုတည်တည်စိတ်ထားပြီးထိမထင်တဲ့ဟန်နဲ့ယောက်ျားသားကလည်းရှားပါလိမ့်မယ်နာမည်ကြီးပပုစီယာလည်းဖြစ်အသက်ကြီးလူကြီးပိုင်းလည်းမဟုတ်လူငယ်လူလက်ပိုင်းလောက်တောင်ပြောရရင်ထင်ထားတာထက်ပိုငဲနေတယ်ဆိုတာကသိကြပါတယ်ဒါအပြင်မထွက်တာကကြာလာပြီမို့လို့လားမသိဘူးသူ့ရဲ့အသားရည်ကအိမ်မြောင်ပုံစံလေးလိုဖြူဝင်းနေတာပေါ့ဒီလိုဖြူဝင်းနေတဲ့အသားရည်ပေါ်မှာမျက်နှာမှာမျက်မှန်အမဲကြီးတက်ထားပြီးအင်ကြီးအနက်ဝတ်ထားတာမို့လဲပို့ပြီးတော့ထင်ရှားနေတယ်ဂျူလီယာလိုင်းလည်းပြုံးမိတာပေါ့စကားပြောရင်လေပြပြမှုမရှိဘူးပြက်တောင်းနဲ့လောကကြီးကိုအရွေးတိုင်နေတဲ့လေတံမျိုးဘာမှမဟုတ်ပဲမန်တက်နေတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ပညာရည်ပြည့်ဝပြီးယုံကြည်မှုအလုံးစုံပြည့်စုံနေတဲ့ဟန်မျိုးနဲ့မို့ကြည်ကောင်းနေတာပေါ့ထပ်ပြီးတော့လည်းပြုံးမိတယ်သူ့ရဲ့မျက်နှာလာဆန်းစင်ခါမှလေပြောင်းလဲသွားတယ်သူ့ရဲ့မျက်နှာကိုအနီးကပ်မြင်ခဲ့ရတာကပြုံးချစရာမျက်နှာပြင်တထိချင်းလေးပြလျော့သွားပုံကလည်းထူးဆန်းနေပုံပေါ့
အဲ့ဒီခါကျတော့လေသူ့ရဲ့မျက်နှာပြင်ကနှစ်လိုပွဲလေးနဲ့ပြည့်နေလာသလိုပဲသူ့ရဲ့နှကန်းကိုလာဆန်းစီကလည်းတွေးပြီးတော့ဂျူလီယာလိုင်းရှက်ရွံ့စွာပြီးနှကန်းကြိုက်ထားလိုက်မိတာပေါ့သူ့ဘဝမှာလေသစိမ်းယောက်ျားတစ်ယောက်မျက်နှာပြင်စမ်းသက်ခံရတာကပထမဆုံးအကြိမ်အထူးသဖြင့်နှကန်းကိုပေါ့နှကန်းကိုစမ်းသက်ချိန်မှာသူ့ရင်ထဲမှာထူးခြားတဲ့ခံစားမှုတွေဖြစ်ပေါ်လာခြင်းကိုသူဟာအံ့အားသင့်နေခဲ့မိတာပေါ့ဘာကြောင့်များသူ့ရဲ့ရင်တွေခုန်လုံနေရတာကိုသူဟာမဝေခွဲနိုင်ဘူးအမှန်တိုင်းဝန်ခံရရင်လေကြည်နူးကြရတာကတော့အမှန်ပဲဂျူလီယာလိုင်းကလည်းဘေဘီကိုဝေ့ကြည့်မိတယ်သူတယောက်တည်းပြုံးနေမိတာတခြားသူတွေတွေ့သားမလားဆိုတဲ့စိုးရိမ်စိတ်ကြောင့်ပေါ့အားလုံးတိတ်ဆိတ်နေတာမြင်မှတပြင်းလေချလိုက်မိတယ်သူ့ရဲ့အတွေ့အကြုံကိုလေစိတ်ထဲရှိသမျှပြန်လဲထုတ်လုပ်မိတာပေါ့သူ့ရဲ့ပုံမှာပြီးစီးခြင်းကိုရောက်ပြီလားဒါမှမဟုတ်လုံးမလုဖြစ်ရဲ့လားဆိုတဲ့သိကျင်စိတ်တွေကလည်းကြီးစိုးလာတယ်အထူးသဖြင့်တော့မျက်မမြင်ပပုစရာဖန်ဆင်းထားတဲ့သူ့ရဲ့ပုံတူမှာဘလို့ပုံတွေဖြစ်နေမှလဲသူကပို့ပြီးတော့သိကျင်နေမိတာပေါ့သူ့ရဲ့အစိတ်ဓာတ်တွေသူ့ရဲ့ပုံရိပ်တွေပေါ်ရောပေါ်လွင်မမလားသိကျင်စိတ်တွေကလည်းပြင်းပြလာတယ်ငြိမ်သက်နေခြင်းကသူ့ရဲ့ရင်ကိုအေးချမ်းမှုတော့မပေးနိုင်ဘူးလေဒါကြောင့်ဒေဒီသူမရဲ့အတန်းကြဲအခန်းတွေထဲမှာလှက်ပဲရှာလိုက်မိတာပေါ့ဒေဒီဗမာလေးအေးဒီမှာဂျူလီယာလိုက်ဒေဒီဒီမှာဟဲ့စာကြည့်ခန်းထဲမှာအဖေရဲ့အတန်းကြားပြီးတော့သူဟာလင်းမြန်စွာဝင်လိုက်မိတာပေါ့ဘာလဲလှိုင်းလေးရဲ့ဘာလို့ချင်လို့လဲယင်ဒေဒီရဲ့အမေကိုသူ့ကိုယ်သူရှက်ကိုရှက်ကန်းမဖြစ်အောင်ထိန်းထားရသေးတယ်ဟိုလင်းကိုမင်းညိုအေးပပုရုပ်ဒေဒီကလည်းစာကြည့်မျက်မှန်ကိုချွတ်လိုက်မိတာပေါ့ဒေဒီကစာကြည့်မျက်မှန်ကိုချွတ်လိုက်တာပေါ့အေးဒေဒီလည်းအဲ့လားစဉ်းစားနေတာသူ့ခင်ဗျာလှုပ်ရောလှုပ်ဖြစ်ရဲ့လားနောက်ပြီးမျက်လုံးကမမြင်တော့လေအဲ့ဒါမေးရတာလဲအားနာနေတာသူမဟာခေါင်းငုတ်ထားမိတာပေါ့အတန်ကြာမှဒေဒီအားနာနေရင်လေလှိုင်မဲသွားပြီးမင်းကောင်းမလားလို့ဘလို့ဒေဒီကလည်းအံ့အားသင့်သွားပုံရတယ်သူကသာရှက်ကိုရှက်ကမဖြစ်အောင်ထိရင်နဲ့ဒေဒီကလူကြီးအနေနဲ့တော့ဟုတ်တာပေါ့လှိုင်ကကိုယ့်ရဲ့ပုံတူလည်းဖြစ်တယ်နောက်ပြီးတော့သူ့ရဲ့လက်ရကဘလို့ဖြစ်မယ်ဆိုတာကိုသိချင်နေတာအဲ့ဒါကြောင့်ကိုယ်တိုင်သွားမင်းကောင်းမလားလို့ပါဒေဒီလည်းတပြင်းချတာပေါ့ခေါင်းတငိမ့်ငိမ့်လုံးရင်အေးလေသမီးဆန္ဒရှင်လေသွားဖို့ဒါပေမဲ့ကားတော့မောင်းမသွားနဲ့ကားကိုဦးစိုးကိုမောင်းခိုင်းသူဟာလေမောင်မင်းညိုတို့အိမ်ကိုတည်ရလေမိဘကသားသမီးအပေါ်နားလေခြင်းလေဖြစ်နိုင်တာပေါ့ဟုတ်ပြီဦးစိုးကိုခေါ်သွားလိုက်မယ်နော်သူကလည်းဝမ်းသာသွားတာပေါ့သူ့ရဲ့ပုံတူပပူးရုပ်ကိုလေတွေ့ရတော့မှကိုနောက်ပြီးတော့ပပူးရုပ်ဖန်ဆင်းသူ့ရဲ့ရင်များခုံလှုပ်သွားတာပေါ့ဘာကြောင့်ရတော့မသိဘူးမျက်လုံးမိတ်ရင်ကားပေါ်ကိုသူဟာညီသက်စွာလိုက်ပါလာတယ်မျက်လုံးမိတ်ရင်သာရောက်ရှိမဲ့နေရာကိုသူဟာခံမှန်းမိတာပေါ့မျက်လုံးဖွင့်ပြီးကြည့်လိုက်ရင်မျက်လုံးမိတ်ထားတော့ကသူထင်တဲ့အရာနဲ့မြင်နေရတဲ့အရာကတက်ဆင်အောင်လွဲနေတဲ့အခါသူကတကူလေးကြိတ်ပြီးတော့ရီမိတယ်မျက်လုံးကိုလည်းပြန်မိလိုက်မိတယ်ပြီးတော့အရာကိုမှန်းကြည့်တာပေါ့မျက်လုံးပြန်ဖွင့်နေချိန်မှာသူထင်ထားတာကတလွဲသူကလည်းကြိတ်ပြီးတော့ရီမိပြန်နေနောက်ပြီးအချင်းချင်းသူဟာစူးစမ်းမိတယ်ဒါပေမဲ့တခါမှနီးနီးဆက်ဆက်များပဲမတူဘူးသူတယောက်တည်းရင်းနေဟန်လေးရှိတာပေါ့ဘလို့ပဲမျက်လုံးမမြင်တဲ့သူကမျက်နှာကိုစမ်းသက်ယုံများနဲ့ထထူဖန်တီးနိုင်မှာမလားသူကလည်းလွန်စွာသိချင်နေမိတယ်မျက်စိမြင်ရတဲ့သူကပင်ခဏတာမြင်ရယုံနဲ့မျက်လုံးမိတ်ပြီးခံမှန်းတာကိုတော့တက်စင်လွဲနေတာကိုလေကားကလေးကလည်းမြို့အပြင်ဘက်တနေရာကိုဥတီမောင်းနေတာပေါ့အနှင်းငယ်ဆက်သွားပြီးမှကားလေးဟာခြံဝင်းတစ်ခုစီကိုဥတီလိုက်တယ်ဒီနေရာပဲလှိုင်းမြို့ပြနဲ့အနှင်းငယ်အဆက်ပြန့်နေတဲ့နေရာတစ်ခုမှာလာတီဆောက်ထားတဲ့အိမ်အကြီးကြီးတအိမ်ဘီသူကလက်ရစမ်းကြယ်မှုတွေနဲ့တင့်တယ်နေတာပေါ့ကောင်းဝန်းတန်တဲ့အတူခြံထဲမှာလူတယောက်ကလည်းပြေးထွက်လာတယ်ကိုစိုးပဲဆရာမင်းညိုနဲ့ချိန်ထားလို့လားဗျချိန်ထားတာတော့မဟုတ်ဘူးကိုအောင်ရေလှိုင်ကလေခမားဆရာကိုတွေ့ကျင်လို့တဲ့အချိန်ချင်းစုံမိုးနေကြမှုရင်းနှီးနေကြပြီဖြစ်ကြောင်းကိုလည်းသိတာလှတာပေါ့ဥအောင်ကလည်းခြံတကားကိုဆွဲဖွင့်ရင်ဆရာကအိမ်ထဲမှာတော့မရှိဘူးကိုစိုးရဲ့ခြံရဲ့ဟိုးအနောက်ဘက်တောင်ကုန်းလေးပေါ်မှာရှိလိမ့်မယ်တော့ခေါ်ပြီးမယ်လေဦးအောင်ရဲ့စကားဆုံးပြီးနောက်ကားလေးကအိမ်ထဲကိုလှည့်ဝင်လာတယ်ဒါကိုဂျူလီယာလှိုင်ကပင်ရတယ်တော့မခေါ်နေတော့လေလှိုင်မဲလိုက်သွားလိုက်မေဖြစ်ပါမလားလှိုင်ရဲ့တော်ကြနေတယ်ဒရိုက်ဘာဦးစိုးရဲ့ဟန်တာစကားကိုဂျူလီယာလှိုင်ကကလေးမမဟုတ်ပဲဦးစိုးရဲ့ဘာဖြစ်လို့လဲဟိုဒယ်ရီသိရင်စူမဆိုးလို့ပါသူကလည်းမပြုံးရင်ရပါတယ်မသိစီရပါဘူးအဲ့ဒီလိုပြောပြီးကားပေါ်မှာဆင်းလိုက်တာပေါ့တစ်တော့အသေးစားလိုတောလေးတဲ့ကိုပျော်ဖြတ်လိုက်တဲ့အခါကျေပြင်းနဲ့ကွင်းပြင်းနဲ့တောင်ကုန်းလေးတစ်ခုအဲ့ဒီကွင်းပြင်းကိုဖျက်ချော်လိုက်မှတောင်ကုန်းလေးပေါ်မှာတကူလေးကြောပြီးရနေတဲ့မင်းညိုကိုခက်လန်းလန်းကမြင်တွေ့ရတာပေါ့
သူကလည်းအတီကိုလွတ်လွတ်လပ်မသွားဘူးလားကြာပြီမဟုတ်လားဝမ်းသာတဲ့စိတ်နဲ့ခြေကိုဖွာရင်လေမင်းညိုခလန်းလန်းကိုလှမ်းတက်လိုက်တာပေါ့မင်းညိုကတော့သူ့ကိုကြောပြီးလျက်ဘာကိုငင်းနေမှမသိခလန်းလန်းကိုခြေပွားနေလိုက်မိတာပေါ့ဂျူလီယာလိုင်းရှင်ဂျူလီယာလိုင်းရှင်သူမနာမည်ခေါ်တန်ကြားတာကြောင့်လေခြေလန်းကိုရက်တက်လိုက်မိတယ်ခြေလန်းကိုရက်တက်လိုက်တဲ့အထိအံ့အားသင့်သွားတာပေါ့ဒီလောက်ဝေးတဲ့အနေထားမှလေလူတစ်ယောက်လမ်းလျှောက်လာတာကိုကြော်ပြီးရက်နေတဲ့သူကဘလို့မှမသိနိုင်တော့ဘူးဒါပေမဲ့ထူးဆန်းစွာမျက်မမြင်တယောက်ကသိနေတယ်သူကအံ့အားသင့်သွားရတာပေါ့ကိုမင်းညိုလှိုက်လာတာဘလို့သိလဲရင်သူ့ရဲ့အမေကြောင့်မင်းညိုဟာပြုံးရင်းနဲ့ပြင်းညစ်စွာလှည့်လာတာပေါ့ကျွန်တော်ကလေအမြင်အာရုံတစ်ခုတည်းကိုချိုးရင်းတာပါဂျူလီယာလိုင်းရဲ့ကျန်တဲ့အရာတွေတော့လေမချိုးရင်းပါဘူးသူဟာမြင်ရသလိုဟန်မျိုးနဲ့တနေရာကိုငေးကြည့်ရင်ဒီပန်းဝင်လေးရဲ့ရင်းနဲ့ဒီခြေတံကိုကျွန်တော်ကအမြင်အမှတ်ရနေရပါရှင်ရုတ်တရက်စွန့်အားသွားတဲ့အောင်လေထင်မိတာပေါ့လောကကြီးမှာစိတ်ထဲကအလိုလိုသိနေတာဘာလို့ထင်လဲဂျူလီယာလိုင်းသူမထံမှာစကားတန်ထွက်မလာဘူးဆွဲလဲခြင်းပဲဗျာသူမကရှက်ရွံ့စွာခေါင်းငုံသွားမိတာပေါ့နှစ်ယောက်သားရှင်းရနေမိတယ်ကောင်းကင်ပြပြနှိမ့်ဖွဲဖွဲနဲ့လေကွင်းစစင်းကလည်းလိုက်ဖက်နေလာတာပေါ့ဒီနေရာကလေအတော်သားရတာပဲနော်ဂျူလီယာလိုင်းစကားအဆုံးမှလေမင်းညိုကခေါင်းကိုမော်ရင်ဟုတ်လားကျွန်တော်လည်းလေအက်ဆီဒန့်ဖြစ်ပြီးမှဒီနေရာကိုခဏခဏရောက်တာဒါပေမဲ့ပခုံးတွန့်မြတာပေါ့ဘာမှမမြင်ဘူးဆိုတဲ့သဘောပါဂျူလီယာလိုင်းကပြောရင်ဒါဆိုလှိုင်ပြောပြမယ်လေနှစ်ယောက်သားတောင်ကုန်းလေးပေါ်မှာအတူထိုင်ပြေးကြတာပေါ့ဟိုးဝေးစီကိုလေကွင်းကြီးပဲမြင်နေရတာစပားပင်တွေဆိုစိမ့်နေရပဲအဲ့ဒီစပားပင်တွေကလေတိုက်တိုင်းလေဘယ်ရင်းသွားလိုက်ညာရင်းသွားလိုက်ပါပဲအေးတချို့စပားပင်တွေကတော့လေမှဲ့လို့ထင်းနေဝါတဲ့စပားတွေကလည်းဝါနေပြီပေါ့မင်းညိုကပြုံးလိုက်မိတယ်ဂျူလီယာလိုင်းကစိတ်ရှည်လက်ကြီးရှင်းပြနေတော့မှလေစပားပင်ကလေအစိမ်းကနေအဝါကွက်ကြားလေးတွေဖြစ်နေတော့တိတ်လာတာပဲနော်ဟဲဟိုးမှာဗျိုင်းတအုပ်ပြန်သွားတာတော့လေဗျိုင်းတွေကလေတိမ်နဲ့အယောင်တွန်းနေတာအဖြူနဲ့မိကိုရောထားတဲ့အယောင်လေတိမ်တွေကလေကောင်းကင်ပြာပေါ်မှာပပော်ဆုပ်ကျဲထားတယ်လို့မျိုးပဲအများကြီးကိုအဆုပ်လိုက်ဖြစ်နေတာတောတိမ်လေးတချို့ကတော့လွင့်ပြေသွားပြီမင်းညိုကဂျူလီယာလိုင်းပြောသမျှကိုမင်းညိုကတော့ဂျူလီယာလိုင်းပြောသမျှကိုမီအောင်လည်းရဲ့ပြုံးရင်ပေါ့ဟိုးဝေးတော်တန်လေးမှာကြီးစမ်းကျွဲတွေအများကြီးဖြတ်သွားတာကျွဲတစ်ကောင်ပေါ်ခလေးတစ်ယောက်စီးသွားတာအိမ်မြောင်ပူးစီလေးတွေကတ်နေတဲ့အတိုင်းပဲမင်းညိုကတော့သူမပြောသမျှကိုပြုံးရင်ပြီးတော့မြင်အောင်နေမိတာပေါ့အတန်ကြာမှအော်ဒါနဲ့ဂျူလီယာလိုင်းကျွန်တော်စီလာတာလေသူမဟာပြုံးလိုက်တာပေါ့ပြောတဲ့မပြောတဲ့ကိုစဉ်းစားနေတော့မှလေဟိုလေလှိုင်းရဲ့အယုတ်ကလေးပြီးပြီလားလို့မင်းညိုထမ်းမှာတပြင်းချတန်ကြားရတာပေါ့သူမကလေပြပြတလဲနဲ့ဟိုလေမပြီးသေးလဲရပါတယ်ရှင်တိတ်လို့တာတော့မဟုတ်ပါဘူးသိချင်ရုံတတ်ပါမင်းညိုကလည်းမတက်ထရလိုက်တာပေါ့သူ့ရဲ့အဝတ်စားတွေကလေတိုက်တိုင်းမှာဖြက်ခါနေတာပေါ့ရှင်ထဲမှာမပြီးသေးတာပါဂျူလီယာလိုင်းရှင်ထဲမှာမပြီးသေးတာပါရှင်သူ့ရဲ့စကားတွေကလေဝေခွဲမရဘူးဂျူလီယာလိုင်းလည်းသူ့ရဲ့နှက်ဘေးမှာမတက်ရလိုက်တာပေါ့နှစ်ယောက်စလုံးကလေတယ်လွတ်မျောနေသလိုပဲတနေ့နေ့မှာတော့လေကျွန်တော်ဂျူလီယာလိုင်းရဲ့အယုတ်ကလေးကိုလက်ဆောင်ပေးမှာပါအဲ့ဒါကိုယုံကြည်ထားပါသူမကခေါင်းကိုဖင်းညင်းစွာညှိလိုက်တာပေါ့ပြီးတော့မင်းညို့ကိုငေးကြည့်နေမိတယ်ပြန်ကြောက်စုလေဂျူလီယာလိုင်းသူရဲ့ခြေလမ်းတွေဟာလေအနောက်ဘက်စီကိုရွေးနေကြတယ်ခြေတလန်းလှမ်းလိုက်တိုင်းမှာမကြခင်ခွဲရတော့မယ်ဆိုတဲ့အသည့်တို့နဲ့လေလေးလံနေတာပေါ့ကိုယ့်ရဲ့အသိစိတ်နဲ့ကိုမွေးမြူထားတဲ့ဝေဒနာကခန္ဓာကိုယ်ကိုပေါ်ပေါင်းမယောင်နဲ့လေးလံနေပြီမဲ့လေအေးမြခြင်းအေးချမ်းခြင်းတွေကသူရဲ့မျက်နှာပေါ်မှာအထင်းသားပေါ့အပြန်လန်းတောက်လျှောက်ဂျူလီယာလိုင်းလေစဉ်းစားကန်ဖွင့်လာမိတယ်သူဆိုလိုနေတာကဘာကိုလဲသူကလှိုက်ရဲ့ခြေတန်းကိုဘာကြောင့်မှတ်မိနေရလဲစဉ်းစားရင်လေတကူတွေကြိတ်ပြုံးမိတာပေါ့လှိုင်းကရောကိုမင်းညွန်နဲ့တွေ့ရတာကျင်နေနေမိလားသူမကလည်းပို့ပြီးတော့ပြုံးဖြစ်သွားတယ်တေးကြတာကသူမအိမ်အပြန်လမ်းမှာကြည်နူးမှုတွေတနေတဘိုးလေးတေးဆောင်လာခဲ့ရခြင်းပေါ့ဘယ်ကဘလို့ရောက်လာမှမသိတဲ့အပြုံးတို့ကလည်းသူ့ရဲ့မျက်နှာပေါ်မှာထင်ဟပ်နေတာပေါ့ကားလေးအိမ်ထဲကိုလေလှမ်းခွေးလိုက်တာနဲ့ဖခင်ဖြစ်သူကစီးကျူနေတယ်ကားတကာကိုလာဖွင့်နေကြာလိုက်တာသမီးရဲ့ဒယ်ရီကစိတ်ပူနေတာကားပေါ်ကလှမ်းစီရင်ကလေကိုမင်းညိုနဲ့စကားပြောနေလို့ပါဒယ်ဒီရဲ့မလုံမလဲပုံမျိုးမဖြစ်အောင်လေမနှဲပင်ထိနေရသေးတာပေါ့ဖခင်ဖြစ်သူကလည်းကျင်နာစွာပခုံးကိုဖတ်ပြီးမောင်မင်းညိုကဘာလဲလေသမီးသူမကလည်းမျက်မှောင်ကျုံရင်မသိဘူးလေဟောဗျာနှစ်ယောက်လုံးတမင်မထားဘဲနဲ့ပြိုင်တူရင်မိတာပေါ့
မဟုတ်ဘူးလေအယုတ်ကလုတ်ကောလုတ်ဖြစ်ရဲ့လားလို့သူမကခေါင်းငယ်ပြီးတော့စဉ်းစားရင်လုတ်ဖြစ်တယ်နဲ့တူတယ်မပြီးသေးဘူးတဲ့ဥပလိုင်ကတပြင်းချတာပေါ့ပြီးမှလေပုံချမ်းရောမကြည့်ခဲ့ဘူးလားသူမကလည်းခေါင်းရရင်သူ့ရင်ထဲမှာမပြီးသေးတာတဲ့လှိုင်ဘလို့ကြည့်မလဲဟောဗျာတမျိုးကြည့်ပါလားနှစ်ယောက်သားရည်ပြည့်ကြပြန်တာပေါ့သူတို့မိသားစုကလေဒီလိုပဲပွင့်လင်းပါတယ်လှိုင်နာတော့မယ်တဲ့တင်အော်အေးပြင်းမဘာမှမစင်းစားနေတော့သူမကလည်းဟဟပပရေလိုက်မိတာပေါ့ပြီးမှအေးမတတိရဲ့ကွလက်ပါဗျာသမီးဖြစ်သူရဲ့ကြောမြင့်ကိုကြည့်ရင်သမီးတစ်ခုခုနဲ့များကပ်ပါလာသလားဆိုတဲ့အတွေးကိုလေစဉ်းစားမိသေးတာပေါ့မစဉ်းစားပါပဲဘာကြောင့်အတွေးတွေဝင်ရောက်လာလဲတော့မသိဘူးအာယုံခံစားမှုကတတိယချင်းလှောင်ကြိုက်ထဲမှာလေထာဝရပိတ်မိနေတော့မှလားမပြီးမသားတင်းကြီးတန်တွေနဲ့အစာပြုခဲ့ရတဲ့တွေ့ဆုံမှုတွေကအစွန်းတစ်ဖက်ထိကိုမတောင်းဆိုပါဘဲနဲ့တွန်းပို့နေသလိုပါပဲ။ဘာကြောင့်ဗျာအခုမှကြီးကျယ်မြင့်မြတ်တယ်လေ။မြစ်တာတရားကထုတ်ချင်းဝင်ရောက်ပြီးတော့နှလုံးသားကိုအလင်းအမြဲနှုတ်ယူသွားပြီးတော့တခြားသူရဲ့ရင်ထဲကိုထိပေးလိုက်သလိုပဲလုံမငယ်တယောက်ရဲ့လေကြာမြင့်စွာဆင်မြန်းထားတဲ့ပလဲသွေးပြက်ရှသွားသလိုမျိုးပါပဲ။တစားစီလေးပလဲတစ်လုံးချင်းစီကိုမြေရီဘူးပေါင်းနဲ့ပြန်ကောက်နေရသလိုမျိုးမြေရီများကြလေမုံဝဝနဲ့ပလဲကုန်းတွေကိုပန်းကုန်းတွေပြန်သွင်းနေရသလိုမျိုးသွေကုန်းထားတဲ့ပလဲပန်းကိုလေကြည်ညူးစွာလဲတိုင်းမှာပြန်စင်ရသလိုမျိုးပါပဲလဲတိုင်းမှာရှိတဲ့ပလဲကုန်းတွေကလည်းအရင်ပလဲကုန်းထက်တူနေသလိုရှေ့သွားသလိုလဲခံစားရသလိုမျိုးပါနှလုံးသားကိုဖြည့်ညစ်စုပ်ကင်ထားတဲ့နွမ်းလျာနေတဲ့ကျင်နာချင်းတွေကရှင်ထဲမှာလှည့်ဆင်းဝင်နေတာပေါ့အိုးချစ်ချင်းတရားတင့်ရဲ့လေမပြည့်စုံတဲ့သူကိုပြည့်စုံစေတဲ့အရာအမြောက်အများရှိတာပေါ့တင့်ရဲ့ရုပ်ဆိုးတဲ့သူကိုလှပစေတဲ့အကြောင်းအရာတွေလည်းရှိတယ်တင့်ရဲ့မตาရမှုတွေကိုตาရစေတဲ့အစွမ်းတတ္တိတွေလည်းရှိပါတယ်တင့်ရဲ့မကောင်းသူတွေကိုပင်ကောင်းသူဖြစ်စေတဲ့ခွန်အားတွေလည်းရှိပါတယ်လွမ်းစင်ခြင်းကပင်လေတကူရင်ငြိမ်းချမ်းရေးကိုဖော်ဆောင်စေပါတယ်ရေမာဖြစ်ပေါ်နေတဲ့အမှန်တရားကိုတော့ထိန်းချောင်းနေရခြင်းအားလည်းယောဂတစ်မျိုးကိုမွေးမြူထားရသလိုနာတာရှည်ဖြစ်နေခဲ့ပါပြီ။အိုးချစ်ချင်းတရားသိကျင်နေတဲ့မိကွန်းတစ်ခုသာရှိတာပေါ့။တန်းတာချင်းကစေတနာနဲ့သက်ဆိုင်ပါသလား။နေ့ရဲ့အပြောင်းရွှေ့ကလည်းကြာသလိုနဲ့မြန်ဆန်လာတာပေါ့။9ရက်ဆိုတော့အချိန်ကာလကလည်းပြင်းရင်ညှင်းငွေပြီးအမတ်တရချင်းတွေနဲ့ဖြစ်ကျော်လာရတယ်။ရွက်ဆက်ပြက်ကလေးပေါ်မှာလေမြင်နေရတဲ့နေ့တစ်ခုကတွေ့ဆုံခြင်းစိတ်တွေအဖေးတန်နေပြီဆိုသလိုပါပဲ။တယောက်တည်းတန်းတာနေခြင်းကတည်းကရည်ရွယ်ချက်မရှိပါဘဲနဲ့လမ်းမပေါ်ပြေးထွက်သွားခြင်းနေမိတာပေါ့ဒီစိတ်ကပင်တယောက်ကိုတယောက်ပုံမနီးစပ်အောင်တွန်းပို့နေသလိုတရိယာချင်းတွေကတယောက်မျက်နှာတယောက်ပြန်လည်မြင်အောင်လာနေသလိုစကားပြောဖို့မရှိလို့ဖုံးဆက်ကမှဆက်သွယ်မှုဧရိယာပြင်မှာရောက်နေသလိုမျိုးအရာရာကိုမတိမကျဖြစ်ပေါ်နေရပေါ့သူမလှီမြန်စွာပဲလေထိုင်ရမှာထလိုက်တယ်နောက်ပြီးတော့ဒေဒီကိုပင်နှုတ်ပဆက်ပေးနဲ့ကားကိုယ်တော်စီကိုပြေးသွားလိုက်တာပေါ့သိမကြခင်မှာပဲခြံထဲကထွက်လာတဲ့ကားတစ်စီးပေါ်ကိုသူမဟာအသားကျလို့တတိယစိတ်ကလည်းသူမကိုတွန်းပို့နေရဲ့လေတိခတ်လိုက်တဲ့စန်းရတန်ကပိုးချထားတဲ့သစ်ဆွေးလိုပင်ပြင်းတွတဲ့နိုင်လာတယ်ရည်ရွယ်ချက်မရှိတဲ့ဂီတတန်နဲ့အတူအတွေ့အဝင်လာတဲ့အလင်းရောင်ကလည်းပြန်ပြီးဆွဲခံထားရတဲ့သူလိုရုန်းကန်နေရပေါ့စိတ်ထဲရှိနေတဲ့ယုံကြည်မှုတွေကလည်းအခွန်ချွတ်ပြီးတော့ကန်ထွက်သွားတယ်လူရကိုလွတ်ပြန်ခဲ့ပြီပေါ့အချိန်ကြာလာတဲ့နဲ့အမျှရင်ထဲမှာရှိတဲ့ဝေဒနာတွေကတော့ယောဂရနေတယ်လို့ပဲချစ်ချင်းတရားရဲ့ဖျက်ရောက်ခြင်းခံရပြီလားရင်ထဲမှာထိတ်ခနေပေါ့အေးခဲနေတဲ့ဖန်ခွက်ကိုလေပြင်းပြင်းတိုင်းပြီးတော့အပူပေးလိုက်သလိုမျိုးအချိန်မီဖြက်ခနေကွင်းနိုင်တဲ့အနေအထားမျိုးပါတပင်းကိုလည်းချမိတာပေါ့စူးစီးမရတဲ့အာယုန်တွေနဲ့လေနေထိုင်ရခြင်းကလည်းနှလုံးသားတွေကြောက်စာထွင်းချူထားပြီးတော့ကိုယ်တိုင်ပြန်ဖက်၍မရသလိုမျိုးပါပဲအရင်မရအဖက်မရတီးနေတဲ့စန္ဒယာတန်တို့ကိုတိကနေရက်လိုက်တဲ့နောက်အာယုန်တွေကိုစူးစီးပြီးတော့တခါကကြားခဲ့ဘူးတွေတီးတန်ကိုဖန်ဆင်းလိုက်တဲ့တတင်ကလေးအချိန်လေးအတွင်းမှာလေငါရဲ့နှလုံးသားတွေကအသေးချာသိနားလည်နေတဲ့ချုံမြင့်တဲ့ချစ်ချင်းတွေကကံရန်ထားပြီးတော့နေဝင်လာပါကွယ်ငါရဲ့ကဘာနေပိုင်ဆိုင်ပါကွယ်ငါရဲ့ကဘာနေပိုင်ဆိုင်ဖို့ပဲငါရဲ့ကဘာတေးတန်ထဲမှာစီးဝင်နေတာပေါ့အဲဒီတော့မှအနားမှာတရားရောရှိနေသလိုခံစားရပြီးငြိမ်းချမ်းမှုကိုလည်းရတယ်လက်ဟောင်းကလေးတွေလေချစ်သူနဲ့ရှောက်သွားရသလိုမျိုးပဲဝါရက်တွေကလည်းအချင်းချင်းပုတ်တိုက်ပြီးတော့ဇဲလဲတန်တွေလိုညီတန်းနေသလိုမျိုးတတင်ကလေးမှလေတွေးဆုံခဲ့ခြင်းကပြီးနှလုံးသားတွင်ဂမီးကြောက်စာအခိုင်မှာတွင်းထုတ်ခဲ့ရသလိုမျိုးသူ့ရဲ့တေးတန်ထဲမှာစီးမြော့နေမိတာပေါ့ကျင်နာခြင်းတွေအများကြီးနဲ့ကပါနာကျင်စရာအထိတ်တွေမလိုဘူးကွာနေစိတ်ချမ်းသာဖို့ကငါအဓိကပါထာဝရအတွက်ဒါငါရဲ့သစ္စာဥအောင်ချန်တကာဖွင့်မိလိုက်တာနဲ့
အိမ်ထဲမှာလွင့်ပြန်လာတဲ့တီးသွားကြောင့်ဂျူလီယာလိုက်အံ့အားသင့်သွားတယ်။မြင်မြင်ရတဲ့နေရာမှာဆွဲခေါ်နေတဲ့တီးသွားတစ်ပိုင်းတစ်စားကနောက်ကျခြင်းကလွဲချော်ခြင်းကိုဖြစ်ပေါ်စေသလိုမျိုးခံစားရတယ်။မကြီးပဲပါပဲနဲ့ချီလန်းတွေကလည်းဂီတတန်နောက်ကိုလိုက်ခဲ့တာပေါ့။နေစဉ်ကလေးကရင်းနှီးခဲ့တဲ့မျက်နှာကိုမြင်တွေ့ရတော့မလို့စိတ်ထဲမှာလည်းခံစားရတယ်။တရင်ကကလေးမှလေအချိန်လေးအတွင်းမှာငါနှလုံးသားတွေကအသေးချာသိနာတယ်။တချင်းလေးရဲ့စာသားတိုင်းမှာပဲတရင်ကဆိုတဲ့အချိန်လေးအတွင်းမှာပဲပြောင်းပြန်စီးနေတဲ့မြစ်ပေါ်ကိုစီးမြော့နေရတယ်လို့ပဲအရာရာကိုနောက်ပြန်ဆုပ်ပြီးတော့အစားကပြန်စားခွင့်ရလိုက်ရင်ပဲစလိုက်ချင်းမိပါတယ်ဂီတာတလက်သားဖြစ်ပါကလေကျိုးတွေကိုရှော့ပစ်ပြီးတော့ကျိုးအသေးပြန်ညှိလိုက်ချင်းနေချွမြင်တဲ့ချစ်ချင်းတွေကကာယံထားနေဝင်လာပါကွယ်ငါရဲ့ကဘာကြည်စံအမောင်ထဲမှာလေဂီတတန်စင်ဖန်ဆင်းနေသူပေါ့သူ့ရဲ့ကဘာကြီးကငိမ့်ချမ်းလို့ဒီလောက်ငိမ့်ချမ်းလာတဲ့ကဘာကြီးတွေကိုဘသူကမဝင်လာခြင်းရှိမှလေဂျူလီယာလိုက်ရှင်သူမရဲ့ချီတန်ရက်သွားတာနဲ့ဂီတတန်လည်းရက်သွားတဲ့မမယာဘင်းနဲ့လေသူဟာလေဂျူလီယာလိုင်းဘက်ကိုလှည့်လာတာပေါ့မျောနေလဲရတာဂျူလီယာလိုင်းရဲ့အိုးသူကလည်းမျောနေလေလားဘာကြောင့်များလဲတတိယစိတ်ကြောင့်လားနှုတ်ပြားကတချင်းတစ်ပုတ်ကိုရင်ထဲရအောင်ပို့ကျင်နေရလားလမ်းကြုံဝင်လာသူတယောက်ကိုလေရင်းနှီးစွာဖိတ်ခေါ်နေရလားသူမဟာငေးကြည့်နေမိတာပေါ့မတွေ့ရတာ9ရက်တောင်ရှိပြီနော်မမြင်ရပါပဲနဲ့တွေ့ဆုံမှုတွေကိုတာယာနေတဲ့သူတယောက်လိုလေသူတယောက်ဖျားမှာစကားသံအိမ်မက်ထဲမှာတွေ့ဘူးတဲ့အာယုံခံစားမှုတွေကိုချီကုံလက်ပန်းကြတဲ့အထိလွမ်းဆုပ်နေတဲ့သူလိုရံဖန်ရံကအကြာကြီးဆွန့်ခွာခြင်းကပို့ပြီးတော့တန်ဖိုးရှိနေတာပေါ့ဝင်လာခဲ့ပါဂျူလီယာလိုက်ဖိတ်ခေါ်တဲ့တူခြေကိုဖွနေရင်အတွင်းကိုဝင်လာမိတာပေါ့နောက်ပြီးတော့သူ့ရဲ့မျက်နှာချင်းဆိုင်နီးပေါင်းထိုင်ကုန်တစ်ခုမှလည်းထိုင်လိုက်မိတယ်သူ့မျက်နှာကိုကြည့်ရတာလေရွှင်လန်းနေသလိုပြောရင်ယုံမလားမသိဘူးသူ့ဘာသာသူပြောပြီးတော့ပြုံးနေမိတာပေါ့အချိန်နဲ့အများတတိယနေတာဂျူလီယာလိုက်ရင်သူမကလည်းရှက်ကိုရှက်ကဲနဲ့ခေါင်းငုံမိတာပေါ့ကြားချင်တဲ့စကားလားကြားတဲ့စကားတလားသူဟာမဝေခွဲမိတပတ်တွင်ဘဲတွေသွားသေးလဲဂျူလီယာလိုက်ဟေးအေးဘဲမှမသွားပါဘူးအိမ်မှာပဲကျွန်တော်ကိုရောတတိယသေးလားယင်အိုးအဖေရခက်တဲ့စကားဘလို့ကြောင့်တန်းနာချင်းကိုငတ်မို့တောင်းတနေတဲ့သူလိုဖြစ်နေမှမသိဘူးအတိဘယ်ကိုမရှင်းလင်းတာကြောင့်နောက်တစ်ခေါက်ပြန်ဖက်ရတဲ့ကြပြတပုတ်လိုတော့ဖြစ်နေတယ်အလိုလိုနေရင်မနေတတ်မထိုင်တတ်နဲ့ဖြစ်နေမိတော့တာပေါ့ဒါကြောင့်လေဟိုလင်းလှရဲ့အယုတ်ကလေးရပြီလားလို့အဲ့ဒါသူ့ရဲ့မျက်နှာကချက်ချင်းအယောင်ပြောင်းသွားတာပေါ့အဲ့ဒါကြောင့်များရောက်လာလားဂျူလီယာလာရင်သူမဟာဘာမှပြန်မပြောမိသူကလာလေခေါင်းတငင်ကြီးလှုပ်ရင်ကျွန်တော်ကိုယ်တိုင်လေစိတ်ကူးရင်လွန်သွားတာပဲဂျူလီယာလာရပြောရင်စကားကိုပျောက်ဆုံးနေတာပေါ့အမှန်ကိုဝန်ခံရမှာလားဒီအတိုင်းဆက်နေရမှာလားမသိဘူးဒါကြောင့်အယုတ်ကလေးတရုတ်တောင်လေးမပြီးပြတ်ပဲနဲ့ဘလို့လို့ယုံကြည်ရမှာလဲကူမင်းညိုသူမရဲ့မျက်နှာရုပ်ချီတီးသွားတာပေါ့ပြီးမှအတွေးတွေမှားနေရပဲဂျူလီယာလိုက်သိချင်ရင်ကျွန်တော်နဲ့ခဏလိုက်ခဲ့ပါသူကတူချောင်းလေးထောက်ရင်တနေရာကိုဥတီသွားတာပေါ့သူမကအနောက်မှာလိုက်ပြီးတော့အခန်းလေးတစ်ခုရှိမှချစ်တလန်ရက်လိုက်တယ်သူမကသာဘာမှမသိဘဲနဲ့ရင်ထိတ်နဲ့တကားကိုတွန်းဖွင့်လိုက်တာပေါ့ဝင်ခဲ့ပါဂျူလီယာလိုက်အခန်းတွင်မှာဝင်လိုက်ပေမဲ့လည်းအမောင်ကိုသာမြင်နေရတယ်ဘာမှမသေးကွယ်ဘူးသူ့ရဲ့နေရံမလေးမိခလုတ်တစ်ခုကိုဆန်းလိုက်တာပေါ့ကြည်စားမှဂျူလီယာလိုက်ဖြက်ကနေမြင်လိုက်ရတဲ့လင်းချင်းမှုထို့အတူအိုးအခန်းမှာမြင်လိုက်ရတာတွေကလေကို့မျက်လုံးပဲလေကိုမယုံနိုင်အောင်ဖြစ်သွားရတာပေါ့ဟေးနေရာတိုင်းမှာလေပပုပညာနဲ့ဖန်ဆင်းထားတဲ့ပိုတူယူပါတွေဟဲအရွယ်ဆုံးပုံစံစုံကအနှံပြသူအံ့အားသည့်မစိုးဖြစ်နေပြီတာပေါ့ဒီလောက်များတဲ့အယုတ်တွေကိုသူဟာဘလို့ဖန်တီးခဲ့ရလဲကိုမခံမနိုင်တော့ဘူးရုပ်ပုံတွေကသူ့နဲ့တထက်သေးလေးတူတဲ့ပြင်ပြုံးနေတဲ့ပုံရည်နေတဲ့ပုံမဲနေတဲ့ပုံစံမျိုးမှာသူဟာအံ့အားသည့်ရင်ငင်းနေမိတာပေါ့ကျွန်တော်ရဲ့ဆွဲလန်းမှုကိုမြင်မိလားဂျူလီယာလိုက်သူ့ရဲ့အတန်သူမရဲ့အံ့အားသင့်စွာလက်ညှိုးညွှန်ရင်းနဲ့အယုတ်တွေကအများကြီးပဲသူ့ထံမှာတပြင်းချတန်လေဟုတ်တယ်ဂျူလီယာလိုက်ကျွန်တော်ဟာတနေ့မှဂျူလီယာလိုက်ရဲ့မျက်နှာကိုစမ်းသပ်မိနေသလိုပဲလေကျွန်တော်ပြမခံမနိုင်တော့အောင်ပဲဂျူလီယာလိုက်အိုးရေရောင်ကန်ကန်နဲ့ကို့မျက်နှာကိုပဲပြန်ဆန်းပြီးတော့လေသူကအတန်တုံရင်စွာနဲ့လူချင်းတဲ့အယုတ်ကိုယူသွားပါတော့ဂျူလီယာလိုက်ရရှင်အံ့အားသင့်ပြီးတော့သူ့ဘက်ကိုပြန်လဲကြည့်မိတယ်ကြည့်နေရင်နဲ့အလိုလိုမျက်ရည်ဝဲနေမိတာပေါ့ဘာကြောင့်ရင်မသိတော့ဘူးဘာကြောင့်လဲဒီရုပ်တွေမပေးခဲ့ရလေကိုမင်းညိုသူကတစ်ဖက်လှည့်သွားတာပေါ့ပြီးမှအပြည့်တင်လဲခံရမှာပဲဂျူလီယာလိုက်ရအလိုလိုနေရင်ခြေလန်းတွေကသူ့အနားကိုလေတိုးကပ်သွားမိတာပေါ့
ဂျူလီယာလိုက်ကျွန်တော်စီမလာတော့မှစိုးလို့ပါမယူရဲပါပဲပြေးသွားပြီးတော့သူ့နောက်ကျောကိုပြေးဖက်သွားမိတယ်လက်တွေကလည်းလေလွတ်သွားမှဆူရာကြောင့်တင်းကျပ်စွာဖက်ရင်ဂျူလီယာလိုက်သူ့လက်တွေကသူ့မလက်ဘုတ်ကိုညှင်သာစွာကြက်ရောက်သွားမိတာပေါ့တာယာနာပြောဝဲတေးသချင်းတွေကိုလည်းခက်ဝေးဝေးမှကြားလိုက်ရသလိုမချီမရဲပေါ့ပရင်းတကားကိုလေတွန်းဖွင့်လိုက်တိုင်းခက်ဝေးဝေးမှတာနေတဲ့လာမင်းကိုမြင်တိုင်းလေကြည်နူးရသလိုမျိုးကလေးငယ်တယောက်ရဲ့ရည်တံကိုကြားရပြီးတော့ကျဉ်းနှံ့နေသိမှုကိုဖြစ်ပေါ်စေသလိုမျိုးကိုယ်တိုင်လည်းရည်ကျင်နေမိတာပေါ့လူကြီးတိတ်တဲ့ကမ်းခြေတစ်ခုမှာရင်ကျက်မှုတွေခိတာခွာချလိုက်ပြီးတော့အလွမ်းစိတ်တွေဖမ်းဆုပ်ထားပြီးကျင်းမြောက်စွာရက်တည်နေမိကြတယ်တယောက်မျက်နှာတယောက်ပြန်ကြည့်ရင်ဖွဲမိလို့တပ်ပြင်းတွေနဲ့တောင်တနေကုန်အသေးတန်ရှောက်ဖွေနေမိကြတာပေါ့မျက်နှာပေါ်မကြာခဏရွေးရှားနေတဲ့သူ့ရဲ့လက်ကလေးအနုပညာတစ်ခုအလားဒါမှမဟုတ်ချစ်ချင်းနှစ်သက်မှုအတွက်လားကံမပေါ်တီးရီပြေးလွှာနေတဲ့သမင်တကောင်လိုအချိန်ကလှိမ့်မြန်စွာကုံဆုံးနေတရားလူသူမနီးတဲ့တောနဲ့ကြီးထဲမှာလမ်းမြောက်နေသလိုမျိုးအချိန်တွေကလည်းလှိမ့်မြန်စွာပျောက်ဆုံးကုန်တာပေါ့အပြန်လန်းတစ်လျှောက်လေးဂျူလီယာလိုင်းရင်ထဲမှာတခုခုကိုပိုက်လာတယ်သူဖမ်းဆုပ်ယူလာတာဘာမှမင်းသူမသိဘူးကျင်းတဲ့သိမ်မှုနဲ့လွမ်းဆွေးမှုတွေရောထွေးနေတဲ့အရာဝတ္ထုတစ်ခုလည်းဖြစ်နိုင်တာပေါ့မတိကြတာကြောင့်သူဟာပြန်ငုတ်ကြည့်မိတယ်မှန်ပါတယ်သူ့ရဲ့လက်ထဲမှာသူ့ရဲ့ပုံတရုပ်ကလေးပါမလာပါဘူးဒါပေမဲ့လေးလံတဲ့ချက်ချင်းတွေကတော့ရှင်ထဲမှာအပြည့်ပါပဲဘဲချင်းကဘလို့ဝင်ရောက်မှန်းမသိတဲ့အချစ်စိတ်ကနေရာအနှံ့ကိုရိုးထွေးနေတာပေါ့သင်္ကေတတွေနဲ့ပြည့်နေနေတဲ့ကဘာကြီးကလည်းချစ်ချင်းသင်္ကေတပါမှပုံမပြည့်စုံစေချောင်းကိုလည်းသိလိုက်ရတယ်တနေရာမှာလျှက်စစ်တက်လွတ်လိုက်သလိုမျိုးခဏတွင်တစ်ချိန်နဲ့တစ်ပြိုင်တည်းမှာဓလိုက်ခင်ရောက်သလိုမျိုးခံစားနေရမိတယ်ဂျူလီယာလိုင်းတစ်ချိန်နဲ့တစ်ပြိုင်နဲ့ဖြစ်ပေါ်လာတဲ့ချစ်ချင်းတရားကိုယုံကြည်ပါတယ်တစ်ချိန်နဲ့တစ်ပြိုင်နဲ့ဖြစ်ပေါ်လာတဲ့စိတ်ဝင်မှုတစ်ခုကိုတပွားစာဖြစ်လေယုံကြည်ပါတယ်မျက်လုံးနဲ့မြင်ရတာမဟုတ်ဘဲနဲ့နှလုံးသားနဲ့တွေ့နေရတဲ့မေတ္တာတရားကိုလည်းအလေးနဲ့ဖြစ်ချောင်းကိုလည်းတန်နှိမ့်တန်ပြုပါတယ်ဂျူလီယာလိုင်းတပွားမှာတစ်ခါလောက်သာချစ်ဖူးပါတယ်ဒီချစ်ကိုဖွဲ့ဆိုထားတဲ့အရာမှာအပြစ်ကင်းတဲ့ချစ်ချင်းအလင်းကားပါတိုးညင်းစွာရရွတ်လိုက်တဲ့တေးတန်ရဲ့ချစ်ချင်းတို့ဟာပြည့်နေနေတာပေါ့ကျင်နာသူနဲ့ဝေးရမှာတည်ရှိနေပြီမဲ့လေမေတ္တာတရားနဲ့ကြားနိုင်လိမ့်မယ်လို့လည်းယုံကြည်မိတယ်စိတ်ချင်းဆက်နွယ်မှုတွေနဲ့ညီးတွားတဲ့စကားအတန်ကိုလည်းကြားနိုင်လိမ့်မယ်လို့ယုံကြည်တယ်တာမန်နေနဲ့ပြောတဲ့စကားလေတူကြားပျောက်ကွယ်သွားနိုင်တာပေါ့ဒါပေမဲ့ချစ်ချင်းနဲ့ဆိုတဲ့စကားတွေဟာချစ်သူနာစီကိုတည်ဆောင်သွားလိမ့်မယ်လို့လည်းယုံကြည်တယ်တီတီတန်တွေဟာငိုညည်းတန်ဖြစ်ခဲ့ရင်မွေးခင်းစာကလေးရဲ့ငိုတန်တွေဟာမိခင်ကိုခွန်အားဖြစ်စေသလိုကြည်နူးမှုဖြစ်စေနိုင်မယ်လို့လည်းယုံကြည်ပါတယ်ဒီတန်စီနေမှာပါရှိတဲ့ငိုညည်းတန်တွေကကြားနာသူတွေအတွက်တော့နမ်းလျော်စေခြင်းကိုမဖြစ်ပေါ်စေခြင်းပဲအင်အားတရတာဖြစ်စေလိုပါတယ်ဒီအရာကချစ်တဲ့သူတိုင်းရဲ့လူအင်ဆန္ဒပါပဲကျေပြင်းနဲ့မိုးကောင်းကင်ကိုမော့ကြည့်ရင်ချစ်သူနှစ်ဦးကိုအချင်းကုန်မြန်စေတဲ့တယောက်ကမိုးကောင်းကင်အကြောင်းကိုမော့ကြည့်၍ရှင်းပြရင်းနဲ့တယောက်ကလည်းစိတ်ကူးနဲ့မြင်အောင်နေရှာတာပေါ့နေအောင်ကတော့သိမတောက်ပါဘူးကိုမင်းညိုရဲ့တိမ်တွေကအုပ်အုပ်သွားတော့လေသူခံမြအပူရုပ်တောင်မှလေဟန်မလုံးနိုင်ရှာဘူးမင်းညိုကလည်းရင်းနေရှာတာပေါ့ဟောဟိုနားကလေငှက်တွေကလည်းပြန်လာတယ်ဗျိုင်းတွေထင်ပါရဲ့လေပင်းရှိရှိနဲ့လေမင်းညိုရဲ့အတွေ့ထဲမှာဗျိုင်းအုပ်တို့အုပ်ကိုမြင်အောင်နေမိတာပေါ့10ကောင်12ကောင်ဟောဟို2ကောင်ကခွဲထွက်သွားပြီးသူတို့ကချစ်သူတွေထင်နေနော်မင်းညိုကဟဟပပရီလိုက်တာပေါ့ဒါကိုဂျူလီယာလိုင်းကဘာရီတာလဲမင်းညိုကလည်းအရီရက်လိုက်ပြီးတော့ပြုံးနေဟန်နဲ့2ကောင်နဲ့ထွက်သွားလိုက်ချစ်သူလားသားမိဖြစ်နေအောင်မယ်ဗျာဂျူလီယာလိုင်းကမျက်မှောင်ကျုပ်ရင်မဖြစ်နိုင်ပါဘူးချစ်သူတွေပဲဖြစ်လိမ့်မယ်ဟောတွေ့လားဟိုးနာကကန်တင်းရုံမှာသွားနာပြီးဟေးတကောင်ကလည်းအစာရှာပြီးတယ်တော့တွေ့လားချစ်သူတွေပါဆိုဂျူလီယာလိုင်းပြောသမျှကိုမင်းညိုကပြုံးပြီးတော့နားထောင်နေမိတာပေါ့အတန်ကြာမှလေဂျူလီယာလိုင်းသူမကလည်းမင်းညိုကိုဝေ့ကြည့်မိတယ်မြင်ရတဲ့မြင်ကွင်းကတိတ်လာတာပဲလားသူမကပြုံးလိုက်တာပေါ့ပြီးမှစစ်ချင်းတရားနဲ့ကြည့်ရင်အရာရာလှတယ်လေကိုမင်းညိုရောဘာမှပြန်မဖြေဘဲနဲ့မင်းညိုကလည်းရင်နေမိတာပေါ့ကိုမင်းညိုကိုလေသူဟာဝေ့ကြည့်မိတယ်ပြုံးရည်နေတဲ့မင်းညိုမျက်နှာဟာတီးသွားတာပေါ့ခက်ဝေးဝေးမှလေမြင်ကွင်းတွေကိုစိတ်ကူးနဲ့ပုံဖော်နေဟန်လေးရှိတယ်အတန်ကြာမှတပ်ပြင်းချလိုက်ပြီးတော့အရင်ကတော့လေအဲ့ဒီစိတ်ကူးမျိုးမရှိတော့ပါဘူးမိဘနှစ်ပါးလုံးလည်းမရှိတော့လို့ပါဂျူလီယာလိုင်းမင်းညိုကိုလေဂျူလီယာလိုင်းကလည်းမင်းညိုကိုငေးကြည့်နေမိတာပေါ့အခုတော့လေပြက်မြင်ကြည့်မိတယ်သူမရဲ့စံတွေစားတွေကလေလေးကိုလွင်မျောနေတာပေါ့သူမမျက်လုံးတွေကလည်းလေမင်းညိုကိုငေးလျက်
ဂျူလီယာလိုင်ကိုမြင်ချင်လို့လေ။အိုးလီဘီကလည်းခက်အေးကလေးသာတိုက်ခတ်နေမိတာပေါ့။ဘာမှမမြင်ရပဲလေ။ဘာမှမမြင်ရပါပဲနဲ့မျက်စိစံသက်ကရိယာတွေတစ်ခုပြီးတစ်ခုမျက်နှာကိုလာတက်နေရလို့လည်းထင်ရတယ်။မျက်လုံးကိုဖြေးပြီးတော့ဆူရှနေတဲ့အလေးရောင်တွေနဲ့ထိုးကြည့်ကြတယ်။အလေးရောင်တစ်ခုမြင်လာကိုမင်းညိုသူကလည်းတက်ပြင်းချရင်အလေးရောင်တစ်ခုလို့တော့ခန်းစားရပါတယ်ဒေါက်တာပစ္စည်းများသိမ့်တန်စကားတန်တော့မကြားရဘူးကွန်ပျူတာထဲမှာစာရွက်တွေထွက်လာတဲ့အတန်ကြာမှကန်ကောင်းတယ်ကိုမင်းညိုဗျာဆရာဝန်ရဲ့စကားတွေကခမားမျက်လုံးကုသလိုက်ရင်ပြန်ကောင်းနိုင်တယ်ဗျဟာတကယ်လားဗျာသူ့ရဲ့အလော်တကြီးအမေဆရာဝန်ရဲ့တက်ပြင်းချတဲ့ဒါပေမဲ့ကိုမင်းညိုသူကဆရာဝန်ရဲ့စကားကိုတတိတိနဲ့နားဆိုင်နေတာပေါ့မျက်ကြည်လွာအလူရှင်လူရဲဗျဆရာဝန်စကားကလေသူ့ကိုယ်သူအမောင်နဲ့ပြင်းရောက်သွားသလိုခံစားရတယ်တနေကုန်တယောက်တည်းလေပြင်းရီညင်းရွေးစာဖြတ်တန်းနေရတာပေါ့ဘယ်ကဘလို့ဝင်လာမှမသိရဲ့တန်းထားစိတ်တို့တပွေးတပိုက်ဟာလေရှင်ထဲမှာရုံးကန်ထမသွားနိုင်အောင်ထိမ့်သိမ်းထားရတယ်တခါတရံတယောက်တည်းအပြေးသွားခြင်းစိတ်ကိုလေချိုးနေရတာကလေယောဂတစ်ခုပဲပေါ့ငရေသူတွေလေနှစ်ယောက်တည်းတဘွားကိုဘာကြောင့်ထူထောင်ခြင်းမိကြောင်မှအခုမှသဘောပေါက်လာတယ်ပုံတရံတစ်ခုလုံးလေမျက်စိအောက်ကပျောက်သွားတာနဲ့အတူထဲမှာထထူထမြပုံရိပ်တို့ကလေပေါ်လာတာကဘာကြောင့်ရတော့မသိနိုင်တော့ဘူးသိကြတာကတော့လေတဘွားစာများတခဏအတွင်ပါလာခြင်းပေါ့တယ်လီဖုန်းမြည်တံကိုကြားရတယ်ဖုန်းကိုသွားမကင်သေးပဲအเจ้าမဲ့ငေးကြည့်နေမိတာပေါ့ဒရီစီမှာပင်ဖြစ်လိမ့်မယ်နေကောင်းလားတမင်းစားပြီလားစေးတာအောင်နော်ဒီလိုနဲ့နေ့စဉ်ကြားနေကြစကားတွေပြောဖို့သာဖြစ်ပေလိမ့်မယ်တယ်လီဖုန်းတန်ကလည်းရက်မသွားသေးဖုန်းကိုလေထမကင်လိုက်ပါကအဆက်မပြတ်မြည်တံကိုကြားနေရအောင်မကိုသိတယ်သူမကဖြင်းချင်းစွာထားရက်ပြီးတော့တယ်လီဖုန်းစီဖြင်းချင်းစွာလှမ်းသွားမိတယ်နောက်ပြီးတော့ဟယ်လိုဂျူလီယာလိုင်းလားရှင်ထဲကလေလှိုက်ခနေကြားကျင်နေတဲ့အတန်ဖြစ်ပါလျက်နဲ့ဘာကြောင့်တူရင်နေမှလည်းမသိဘူးအာတင်ထားပြီးတော့ကိုမင်းညိုတစ်ဖက်မှာအတန်တိတ်နေရပေါ့တစုံတစ်ခုကိုလည်းပြောသိမပြောသိစဉ်းစားနေပုံမှာအတန်ကြာမှကျွန်တော်ဆေးရုံသွားပြတဲ့ဂျူလီယာလိုင်းသူမကဝမ်းသာသွားတာပေါ့ဟုတ်လားဆရာဝန်ကြီးကဘာလဲလေဘာပြောလဲသိကျင်စိတ်နဲ့အလောတကြီးအမေးမှတစ်ဖက်မှာတပြင်းချတဲ့အတန်ရှင်ထဲမှာလည်းတိတ်နဲ့ဆရာဝန်ကြီးကလေပြန်ကောင်းနိုင်ပါလေတဲ့ဟေးဝမ်းသာစရာပဲနော်ဒါဆိုလှိုင်းတို့တကယ်တွေ့ရတော့မှာပေါ့နော်သူ့ရဲ့ဝမ်းသာစကားတစ်ဖက်မှာအတန်တိတ်သွားတာပေါ့အတန်ကြာမှဒါပေမဲ့ဗျာကြားကျင်တဲ့စကားများကိုထပ်မကြားရသေးခင်မှာမျက်ကြည်လွာအလူရှင်ရှိမှဖြစ်မှာတဲ့ရှင်အားသိမှုတွေကလေမျက်ဝန်းကိုလာရိတ်ခတ်မိတာပေါ့ဘာပြန်ပြောရမှန်းမသိဘူးဟုတ်တယ်မျက်ကြည်လွာအလူရှင်ရှိမှလေပြန်မြင်ရမှာတဲ့တစ်ဖက်ကစကားအတန်ကိုရိုင်းနေစိတ်အားထိတ်ရင်မပူနဲ့မျက်ကြည်လွာအလူရှင်ကရှိလာမှာပါသူမရဲ့အားပေးစကားမင်းညူရဲ့တပ်ပြင်းချတဲ့ဘလို့ဖြစ်လိုက်မှလဲလေအတန်တို့တိတ်ဆိတ်သွားတာပေါ့ကိုယ့်ရဲ့အမြင်အာရုံကိုလေတပားသူကိုအလှပေးဖို့ဆိုတာသူမရဲ့မြေဝန်းမှာမျက်ရည်တို့ဘူးပေါက်ကျလာတယ်ဝမ်းသာတာလားဝမ်းနေတာလားတော့မသိဘူးပြောစရာစကားလေးကြောင်ကြမ်းပါပဲစိတ်မပူပါနဲ့ဖြစ်လာမှာပါနော်တခွန်းလေးသားကိုလေအကြောင်းတွေထပ်နေပြီးတယ်သတိရချင်းကြတော့လေဖုံးတန်ကတတီတီဘဲချင်းကလေးကဖုံးလိုင်းကြခဲ့မယ်မသိဘူးသူမဖုံးခွက်ကိုကိုင်းရင်တေဝေနေမိတာပေါ့မျက်နှာပေါ်ကမျက်ရည်တွေကလည်းလေဆက်စီးနေစေပါနောက်သူမဖုံးနံပါတ်တွေကိုနှိပ်လိုက်တယ်ပြီးတော့ဟယ်လိုသူမစကားတန်တွေဝေဝဲနေရပေါ့သူမပြောတဲ့စကားသူကိုယ်တိုင်ပင်ပြန်ကြားရလာပြီမသိဘူးမျက်ရည်တွေနဲ့စုံနေတော့မှမလိုအပ်ပါပဲတန်စင်မဟုတ်တဲ့ဆန်နီယာခလုတ်တွေကိုရှောက်နေမိတယ်နားလေးမှာလည်းတာယာနာပြောပွဲမဖြစ်တဲ့လင်ကလောင်ကလေးအတန်တွေကိုသာနားဆိုင်နေမိတာပေါ့စိတ်ထဲမှာလည်းဘာတွေရှုပ်ထင်းနေမှမသိအရင်ကစိတ်ကူးတဲ့မြင်နေရတဲ့တာယာခြင်းကသာလင်အမှန်ဆုံးအလားတရားလို့ထင်မှတ်နေခဲ့တာအခုတော့မှားခဲ့ပြီပဲပြင်မရနိုင်တဲ့တဖန်ပြန်မရနိုင်တဲ့ပိုင်ဆိုင်ချင်းဆိုပြီးတော့တွေးလိုက်မိတိုင်းစန်းနီယာတန်တွေဟာပို့ပြီးတော့ကြေလောင်နေရပေါ့ရှုပ်ထွေးနေတဲ့ကြားထဲမှာဖုံးတန်မိလာပြီးပို့ပြီးတော့စိတ်ညစ်သွားတယ်စန်းနီယာတန်ကိုရက်ပြီးတော့ဖုံးတန်မိရာဘက်ကိုအလိုလိုလဲနားဆွမိတယ်ဖုံးမိတန်မကြားဘူးတာကြာပြီမို့လို့လဲအံ့အားသင့်နေရတာပေါ့အဆက်မပြတ်ရည်နေတဲ့တယ်လီဖုန်းတန်သူဟာနားဆွနေတော့ဂျူလီယာလိုက်များလားရင်ထဲမှာတော့တိတ်ခနေပေါ့ဒါပေမဲ့ဂျူလီယာလိုက်ရဲ့ဖုံးမဆက်တဲ့အချင်းကိုသိပြီးတော့လဲစိတ်လျှော့လိုက်ရတယ်ဖုံးတန်နဲ့တူတရှက်ပြေးလာတဲ့ခြေတန်နောက်ပြီးတော့တယ်လီဖုန်းကိုကောက်ကန်လိုက်တဲ့အတန်ဟယ်လိုဦးအောင်ရဲ့စကားတန်ပေါ့ဟုတ်ပါတယ်ခင်ဗျာ
သူဟာနားဆွနေတော့မှဟုတ်ကဲ့ခေါ်ပေးရမလားခမညာသူဟာအေကန်ထဲမှာပဲရှိနေတာပေါ့ဘယ်သူမှန်းဘယ်ရမှန်းလည်းမသိဘူးဟုတ်ကဲ့ပါကျွန်တော်ကိုမှားထားရင်လည်းရပါတယ်ဗျတစ်ဖက်မှာစကားတန်ကိုသူဟာမဝေခွဲနိုင်ဘူးတေချာတာကသူ့ကိုဖုံးဆက်တာဘယ်သူလဲဆိုတာကိုတော့မသိရဘူးပေါ့ဟုတ်လားဟုတ်ကဲ့ကျွန်တော်ပြောပြလိုက်ပါမယ်ကျေးဇူးပါပဲခမညာဦးအောင်ရဲ့အတန်းမှာဝမ်းသာနေပြီဖြစ်ကြောင်းကိုလည်းသူဟာရင်းမိတာပေါ့ကျေးဇူးပါပဲခမညာတယ်လီဖုန်းပြန်ချလိုက်တဲ့ကိုလည်းကြားရတယ်နောက်မှဆရာသူကဘာမှပြန်မပြောဘဲနားဆွနေမိတာပေါ့မျက်ကြည်လွှာအလူရှင်ရပြီရဲ့ဆရာဟာသူဟာထိတ်ခင်နဲ့ဝမ်းသာသွားတယ်ဂျူလီယာလိုင်ရဲ့ဂီတသံခက်တူတူလေးကြားနေရတာပေါ့ထုံးစံအတိုင်းသူတို့အေးရဲ့ဝရဏလေးကလီပြေးလေးပန်းရက်နံကလေးတွေနဲ့ရင့်ရွယ်နေတယ်ဒီပန်းရက်နံလေးတွေရဲ့ပိုင်ရှင်ကိုသူကသိရပေါ့အဲ့ဒါပါပဲဂျူလီယာလိုင်တစ်ဖက်မှာတုတ်ပြန်တဲ့မကြားရဘူးဂီတသံကသာလှိုက်မောပဲကြားနေရတာပေါ့ကိုဘလို့ဆုံးဖြတ်ရမယ်မသိဘူးဂျူလီယာလိုင်သူ့ရဲ့အတန်နဲ့ဂီတသံကသာပုံရင်းချင်းကိုရင့်ရွယ်နေတယ်မျက်ကြည်လွှာလူတဲ့အလူရှင်ကအသက်ရှင်နေသေးတယ်ဆိုတာပါပဲဂီတသံရုတ်တရက်တိတ်ဆိတ်သွားတယ်ဘာကြောင့်တီးတန်ကတပိုင်းတစားနဲ့ရက်တန်သွားတယ်လဲဆိုတာကိုသူကမသိဘူးသူကသာတပြင်းချပြီးတော့သူကလည်းကုမရတဲ့ယောဂနဲ့မို့နောက်ဆုံးရက်ကိုစောင့်နေတာတဲ့တပြင်းချတယ်လို့ရှိုက်တန်လို့တစ်ချက်ကိုကြားလိုက်ရတာပေါ့တယောက်တော့သူဆုံးရှုံးမှုနဲ့ရလိုက်တဲ့အလင်းရောင်ကိုကိုဟာရယူတင်လာလားဂျူလီယာလိုင်အတန်တို့ကတိတ်ဆိတ်နေတာပေါ့တခါတည်းရန်ပန်းရည်နံကလေးမှတပြင်းချတယ်လို့ရှိုက်တန်လို့ကြားနေရတာကိုတော့တတိထားမိတယ်လို့ပါပဲကို့ဆုံးဖြတ်ပြီးပါဂျူလီယာလိုင်ဘာအတန်ကိုမှဆက်မကြားရဘူးတစုံတစ်ခုကိုတွေးနေရလားဒါမှမဟုတ်အပြေမပေးချင်ပေမဲ့လည်းငြိမ်သက်နေရလားတော့ तू မသိဘူးရှိုက်တန်လို့သာတစုံတစကြားနေရတယ်ရေထိသွားတဲ့ပန်းရည်နံကပို့ပြီးတော့မှုပြန့်လာတယ်လို့လည်းရှိတယ်သူကပန်းရည်နံကိုတပွေးတပိုက်ရှူရှိုက်ပစ်လိုက်တာပေါ့အရာရာကကန်တရားပါပဲကိုမင်းညိုသူမတန်ကတူရင်နေတယ်လို့ဒါမှမဟုတ်အာတူရီပြောနေရလားကို तू ကမသိဘူးစိတ်ဝင်တစားသာနားဆွနေမိတာပေါ့သူ့အတွက်မလို့အိုက်တရာကိုလေလိုအပ်တဲ့သူအတွက်ပေးခဲ့တာပဲမဟုတ်လားအထက်အသုံးဆောင်ပစ္စည်းမဟုတ်ဘူးဂျူလီယာဒါကလူခန္ဓာကွလီဘီကဟက်ခနဲနဲ့ဖြတ်တိုက်သွားသလိုပါပဲသူ့စကားအတန်ကလည်းတင်းမာသွားတာပေါ့တိရွက်မိတန်တဟဲဟဲကိုလည်းကြားလိုက်ရတယ်ပတ်ဝန်းကျင်ကခြောက်ချားပွဲတိတ်ဆိတ်နေစေပါအဲ့ဒီလိုလည်းမတွက်ပါနဲ့ကိုမင်းညိုဘလို့သူမရဲ့စကားကြောင့်သူဟာအံ့အားသင့်သွားရတာပေါ့တယောက်တော့သူရဲ့နောက်ဆုံးဆန္ဒကိုကိုမင်းညိုဟာဖြည့်ဆည်းပေးသင့်ပါတယ်ဗျာထိမှတ်မထားတဲ့စကားကြောင့်သူဟာထိထိပြပြဖြစ်သွားမိတယ်သူတခါမှမစင်စားဘူးတဲ့စကားသူတခါမှမတွေးဘူးတဲ့မြင်ကွင်းတစ်ခုသူကလည်းဂျူလီယာလိုင်ဘက်ကိုအလံတကြားပြန်ကြည့်မိတယ်သူမရဲ့စကားမှန်လားမှားလားသူကမတွေးတတ်တော့တယောက်တော့သူရဲ့နောက်ဆုံးဆန္ဒဘာသဘောလဲကွဒီလောက်ကြီးမားတဲ့ပေးဆက်မှုတစ်ခုကိုလေဘယ်သူမျိုးမှမရှိနိုင်ပါလေဘာကြောင့်နောက်ဆုံးဆန္ဒဖြစ်ဒီအရာကိုတောင်းဆိုနေရလဲသူဟာမဝေခွဲနိုင်ဘူးတွေ့ရင်လည်းခေါင်းရှုပ်လာမိတာပေါ့အမှန်တရားကိုသူဟာမတွေ့ဘူးကိုကြောင့်ဒါကြောင့်လေတပြင်းချလိုက်မိတယ်အေးလေဒါဆိုလေအလှရှင်နေတော့လေသူ့ရဲ့နောက်ဆုံးခရီးမှာတစ်ခါတော့တွေ့ချင်ပါသေးတယ်မလိုပါဘူးကိုမင်းညိုဗျာထူးထူးဆန်းဆန်းစကားတွေနဲ့ဒီညသူ့ကိုအံ့အားသင့်စေတာပေါ့တုံရီစွာကြားလိုက်ရတဲ့စကားအသံတွေသူ့ရဲ့နောက်ဆုံးခရီးဆိုပေမဲ့သူ့ရဲ့အမြင်အာရုံကကိုမင်းညိုနဲ့အတူဆက်လက်ရှင်သန်နေမှာပါပဲလေညကပို့ပြီးတော့လေအေးစိမ့်လာတယ်သူမအတန်ကလည်းအကွဲလာသလိုပါပဲအဲ့ဒီအတွက်သူကတော့ကျေးဇူးတင်နေမှာပါကိုမင်းညိုကျေးဇူးတင်နေမှာပါရှိုက်တန်တဲ့နားရဲကိုပဲ့တင်ထပ်နေတယ်ဂျူလီယာလိုက်သူ့ရဲ့အလက်တကြားခေါ်တန်းလှိုက်အိတ်တော့မယ်ကိုမင်းညိုဂွတ်နိုင်နော်ပြေးသွားတဲ့ခြေတံတချို့သူဟာတယောက်တည်းအမောင်တို့ကိုရုန်းကန်ထွက်ဖို့အထက်ထက်ကာယံထားတဲ့နီးနေညတွေထဲမှာငါ့ရဲ့စနေရတန်တွေကတောင်းမှာကပ်ပါကောင်လိုညှိတွယ်နေရပေါ့ဗရင်းပေါအကုန်ဖွင့်ဖြစ်ပြီးတာတော့မှအလင်းရောင်မရတဲ့ဘဝရီဆိုနေတဲ့မိချစ်ဆန်ကိုလေလိုအပ်လိုချစ်လေလေလုံမပါနေလေဖြစ်နေလေရဲ့အဖြစ်ကိုကနေရောင်ကြည့်လို့ချင်းလို့ရေလောင်းနေရတယ်လို့မျိုးပဲမလန်းမကအကွာဝေးခွာတော့မှမိုင်းထောင်ကြည့်နေမှဖြစ်တပြင်းတပြည့်စာလေးအကွာဝေးဆိုတာကစဉ်းစားကြည့်ဂျူလီယာလိုက်ညနေခင်းတိုင်းလေငါလမ်းခေါ်ချင်နေမိတယ်ခဏကလေးတွေ့ဆုံခိုက်ဒီမှာကိုတသနာကိုလေပြန်ကျက်နေရတယ်လို့မျိုးအလို့ရနေမိတာပေါ့ဘဝဆိုတာပျော်စရာမရှိမောစရာရှိကြတာပဲလေအရင်တုန်းကတော့ကိုပြေးတဲ့နောက်ကိုလာမင်းကြီးလိုက်နေရလို့ထင်ခဲ့တာအခုတော့ကိုကအစွမ်းကုန်ပြေးလိုက်တာတော့မှလာမင်းကြီးကလေဝေးဝေးသွားတော့မယ်ဂျူလီယာလိုက်ကန်တရားတရားပေါ်ကလေခုံချရပါစေမြစ်တာတရားတို့ဖြစ်တာလေစောက်ကြိုဖန့်လဲပါကွာကန်တရားရဲ့ကံပါပေါ်လေသူတို့နှစ်ဦးကရက်နေမိကြတယ်
အလင်းရောင်နဲ့အမှောင်တွေကတော့တခုခုနဲ့သူတို့ကိုဖျက်တိုက်နေကြတာပေါ့သူတို့ချင်းချင်းထိတွေ့ပြီးတချို့ကတောက်လောင်ပြီးရောလေတချို့ကငင်းအေးကြတယ်လူကမလုပ်ဘဲနဲ့လေပြေးကလှုပ်နေရပေါ့ဆရာဝန်ကမနှက်ပြန်ဆေးရုံစတက်ဖို့ပြောတဲ့ဂျူလီယာလိုက်ပူလောင်ခြင်းကိုပါလေလောင်ကျွမ်းသွားစေနိုင်တဲ့အပူမီးတွေနဲ့ငြိမ်သက်နေရတာကလည်းအပြည့်ပေးထားခြင်းတစ်မျိုးပါပဲဆေးရုံတရားချင်းတောက်လျှောက်တော့လေဂျူလီယာလိုက်တွေ့ပြမှာမဟုတ်ဘူးထင်နေနော်မလန်းမကောင်းအကွာဝေးမှလေမျက်တောင်လေးပင်ယုံနဲ့မြင်နေရတဲ့အနေထားပေါ့တွေ့ရမှာပါလှိုင်လာခဲ့မယ်လေတကယ်ပြောရလားယင်တကယ်ပြောရလားသူ့ရဲ့ဝမ်းသာစိတ်နဲ့အလော်တကြီးအမိန်နှလုံးခုန်တန်ကပဲကြားနေရလောက်တဲ့အနေထားမှာသူမကတော့တကယ်ပြောတာပါလှိုင်လဲဆေးရုံမှာလေနေတိုင်းရှိချင်ရှိနေမှာဝမ်းသာလိုက်တာလှရဲ့ကိုဆိုနေတဲ့တေးကိုလေပြန်ตาရနေတဲ့ငှက်ကလေးလိုပါပဲသူတို့ရဲ့နေတဲ့ကန်တရားကမ်းမဟာလေကောင်းကင်ဘုံနဲ့ပုံမနီးကပ်သွားသလိုလက်တကန်းကကျေစုံကိုလေဖမ်းဆုံရမိသလိုခဏတော့ตาရပါရဲ့အော်ဘဝဆိုတာတခါတော့ငွေသွင်းကလို့ပဲတခါငွေသွင်းထားပြီးတော့ဖြည်းဖြည်းချင်းထုတ်ယူကုန်သွားသလိုမျိုးလေအချိန်တွေဟာနည်းနည်းလာတာပေါ့ခမ ्या ကိုမျက်ကြည်လာလူမဲ့အလူရှင်ကလည်းဒီစိတ်ယူမှာတက်နေရတဲ့ကိုမင်းညိုအဲ့ဒါကြောင့်ခမ ्या ကိုလေစိတ်ယုံကြွတက်ခိုင်းရတာပါသူကတပြင်းချမိတာပေါ့ရှင်ထဲမှာတော့မကောင်းတပားသူရဲ့မလိုအပ်တော့တဲ့လေပစ္စည်းဖြစ်ပေမဲ့လေအသက်ရှင်လျက်ရှိနေသေးတာမို့သူ့ရဲ့ရင်ထဲမှာခံစားရခက်နေတယ်ဤဗျာဖြစ်နိုင်လေကျွန်တော်ကိုမျက်ကြည်လာလူရဲ့အလူရှင်ကိုကျွန်တော်တစ်ခါလောက်တော့တွေ့ကျင်နေအဲ့ဒါကိုစီစဉ်ပေးလို့ရမလားဆရာတစ်ဖက်မှာတပြင်းချတန်ကိုကြားရတာပေါ့အတန်ကြာမှပျော်စရာပဲယူပါကိုမင်းညိုဝမ်းနေစရာတွေမကြုံချင်ပါနဲ့ဒါဖြင့်လေအလူရှင်ကအမျိုးသားလားအမျိုးသမီးလားပဲသိပြရစီတစ်ဖက်မှာစကားတန်ဟာလေတိတ်သွားတယ်ပြောတဲ့မပြောတဲ့ကိုစဉ်းစားနေပုံပေါ့အဲ့ဒီခန္ဓာမှာတွန်းဝင်လာတဲ့ရင်းနှက်တစ်ခုသူနဲ့အမြဲတစေရင်ပါနေတဲ့ပန်းပွင့်လေးဂျူလီယာလိုက်ဘယ်ချိန်မှမစိုးသူ့ကိုရင်ခုန်စေတဲ့ရင်းနှက်လေးပေါ့သူဟာထိခင်နေဝမ်းသာသွားတယ်ကဲအနားယူပါအောင်ကိုမင်းညိုနှုတ်ဆက်စကားနဲ့တူထွက်သွားတဲ့ခြေတံတွေနောက်ခန်းနဲ့ဒါမှမဟုတ်ရေခွင်နဲ့တွန်းဝင်လာတဲ့ခြေတံသူဟာတုံရင်စွာဖြင့်တတိယနေတဲ့အရာတချို့ဟာပျောက်ဆုံးကုန်တာပေါ့ဂျူလီယာလိုက်ကိုလာကြည့်ရလားယင်နဘေးနားမှာလေခုံလေးစီကိုဝင်ထိုင်လိုက်တယ်နောက်ပြီးသူ့ရဲ့လက်ကလေးကိုဖွားဖွားလေးအုံမိုးထားတာပေါ့လာကြည့်တာမဟုတ်ပါဘူးကိုမင်းညိုလာဆောက်ရှောက်တာပါဘာရင်မဟုတ်နှစ်ယောက်သားရည်ဖြစ်ကြတာပေါ့အတန်ကြာမှမြင်ကျင်လိုက်တာဂျူလီယာလိုက်ရင်ကိုစောင့်တော့မစောင့်နိုင်တော့တစ်ဖက်လူကိုလည်းအားနာပါရဲ့သူမရဲ့တပြင်းချတန်းဖမ်းဆုပ်ထားတဲ့လက်ကလေးဟာပြန်ခွာသွားတာပေါ့စိတ်မကောင်းမဖြစ်ပါနဲ့ကိုမင်းညိုရဲ့အရာရာကလေကံကြောင့်ဖြစ်လာကြတာပါပဲသူမအတန်ကတွတ်ရဲရဲလေးသူပြုံးလိုက်မိတာပေါ့အမြဲကြားနေရတဲ့စကားဘာပဲဖြစ်ပါဂျူလီယာလိုင်းကိုတော့မြင်တွေ့ခွင့်ရတော့မှာပေါ့နော်သူမထံမှာတပြန်တန်ကိုမကြားရဘူးအတူထဲမှာသာမြင်အောင်ကြည့်မိတာပေါ့စိတ်ယုံပေါ်မှာဘလို့နေသေးလဲယင်ဆေးတွေတောက်နေရတာပဲပြင်းမနေဆေးတွေကလည်းကောင်းပါရဲ့အရင်လိုတော့မဟုတ်ဘူးခေါင်းထဲမှာလေကြီးကြီးလေးလေးနဲ့အတွေးတွေသိမ့်မများတော့တချို့စိတ်ရှုပ်စရာတွေလည်းမေ့ကုန်ပြီတော်ကြလေးလှိုင်ကိုပါမေ့သွားပါအောင်မယ်နော်သူမရဲ့စကားကြောင့်နှစ်ယောက်သားရည်ပြေးကြတာပေါ့အတန်ကြာမှပဲမေ့စရာလားဗျာရီမောခြင်းနဲ့လည်းပြည့်စုံစေပါတယ်အချစ်စိတ်တွေပြည့်လည်လာတဲ့အခါလေးမြည်သည့်နေရာမှာမဆိုလှပခြင်းကိုလည်းဖြစ်စေတဲ့ဘယ်နေရာဘယ်ဒေသမဆိုလူတွေဟာမြစ်တာတချို့ရှိပါကအေဂျင့်တဲ့နမိတ်ကိုစောင့်ပြီးစေလိုက်တာပေါ့ဟောဒီပရင်းပေါက်ပြင်ပါလေဗရောက်ပင်ကြီးတပင်ရှိတယ်ကိုမင်းညိုရဲ့အဲ့ဒီဗရောက်ပင်မှာဆိုလေငှက်တွေအများကြီးပဲသူကပြုံးလိုက်တာပေါ့အဲ့ဒီစာမျိုးကိုသူဖတ်ဖို့တယ်အဲ့ဒီလိုလေနေရာလဲနိုင်ရောထကြည့်လိုက်တော့ပရင်းပေါက်မှာအုတ်နံကြီးပဲရှိနေတာလေသူမရဲ့ရည်တန်တူတူကိုကြားရပါတယ်ပြီးမှမဟုတ်ဘူးအခုဟာတကယ်ဗရောက်ပင်ရှိတော့ဟောကြားရလားငှက်ကလေးတွေရဲ့အတန်လေးသူပြောသမျှကိုမင်းညိုကနားဆွနေမိတာပေါ့စိတ်ထဲမှာလည်းခက်ဝေးကငှက်တန်ကိုကြားနေရတယ်လို့ငှက်တွေကလည်းအများကြီးပဲတစ်ပင်ကြီးရဲ့အရှိနားမှာလေငှက်စာရောင်နဲ့အသေးရှိတာပေါ့မင်းညိုဟာလိုက်လံမြင်အောင်ကြည့်တယ်အရာရာကိုလေတတရရရာသီဥတုကအစာလင်းနေတာပေါ့ဒါနဲ့ဒီကိုလာတာအဖေကရောခွင့်ပြုရဲ့လားသူမကရီလိုက်လေလားတော့မသိဘူးခွင့်ပြုပါတယ်ဖေဖေကိုယ်တိုင်လေစိတ်ကြလက်ကြလာထားတာသူကကျင်တဲ့နေမိတာပေါ့ဘသူကမှချစ်သူရဲ့ပြင်ပမှာလေနေလို့စိတ်ရှိမှာမဟုတ်ဘူးဒါဆိုအကြာကြီးနေလို့ရမှာပေါ့နော်အဲ့ဒီလိုတော့လေရမယ်မထင်ဘူးဂျူလီယာလိုက်စကားကောင်းနေစင်မှာပဲကြားလိုက်ရတဲ့အတန်စိမ့်တစ်ခုသူဟာမျက်မှောင်ကျုံမိတယ်ဘသူကသူမရဲ့နာမည်ကိုခေါ်လိုက်တာလေစဉ်းစားနေစင်မှာပဲအတိတ်တယောက်ပါလှိုင်သွားတော့မင်းနော်သူမကကမန်းကရန်မင်းဟုတ်ကဲ့လာပါပြီရှင်
ထွက်သွားတဲ့ခြေတံတွေဘာကြောင့်ရုတ်တရက်ထသွားလဲသူဟာမဝေခွဲနိုင်ဘူးဂျူလီယာလိုက်သူမဟာခြေလန်းတွေတုံသွားတဲ့ဟန်မနေ့ပြန်အောင်လောင်းမလာရင်ခဏတော့တိတ်ဆိတ်သွားတယ်နောက်မှကိုမင်းညွန့်နဲ့အမြဲရှိနေမှာပါစကားတန်နဲ့အတူခြေတံများကလည်းဝေးကွာသွားတာပေါ့သူမရဲ့စိတ်ကူးထဲမှာကောင်းကင်အတူရှိနေတဲ့ဒီကောင်းကင်ဟာလေပြလေနေတာပေါ့အမြင့်ပေ2000ကျော်ကလေပြန်တန်းနေတဲ့လေရင်ပေါ်မှာပြန်ငုံကြည့်ရတဲ့ကောင်းကင်မျိုးတိမ်တို့ကလည်းဖြူပွေးနေပြီးဒီတိမ်ပေါ်မှာသူမြင်ကျင်နေတဲ့ကောင်မလေးဟာဆော့ကစားနေတယ်တိမ်ပြူပြူတွေဟာလေခုံပေါက်ပြေးလွှားနေသူ့ကိုတိမ်တိုက်တဆုံနဲ့လှမ်းပေါက်နေတာပေါ့ပြစ်ပေါက်လိုက်တဲ့တိမ်တွေကလည်းဖြင်းချင်းစွာသူ့ရဲ့ရင်ဘက်ကိုလာမှန်နေသူဟာပြုံးလိုက်မိတာပေါ့ကောင်မလေးကလည်းလေတိတ်တအုံနောက်ကိုဝင်ပုန်းလိုက်တဲ့သူ့ကိုလိုက်ရှာစေခြင်းတဲ့သဘောပေါ့သူဟာပြေးလွှားရင်လိုက်ရှာမိတာပေါ့ဟာသူမပြေးဝင်သွားတာတိမ်တိုင်နောက်မှာရှိမနေတော့ဘူးတခြားတိမ်တိုက်တွေစီကိုသူဟာတွန်းတိုင်ရင်ပြေးဝင်မိတဲ့သူတွေ့ကျင်တဲ့မျက်နှာလေးကိုမတွေ့ရတော့ဘူးဆိုရင်ပူပန်စိတ်ကြီးစွာတိမ်တိုင်များကြမှာအမောတကောလဲရှာဖွေနေမိတာပေါ့မတွေ့ရတော့ဘူးသူမြင်ကျင်တဲ့သူလေပျောက်ခြင်းမလားပျောက်နေပြီသူတိမ်တိုက်တွေလေတစ်ခုပြီးတစ်ခုကိုတိုးဝင်ရှာဖွေနေစေပေါ့သူမကိုမတွေ့ရတော့ဘူးဘယ်စီကိုရောက်သွားလဲမသိဘူးစိုးရိမ်စိတ်များစွာနဲ့သူဟာလက်မျက်စာဟစ်အော်လိုက်တာပေါ့ဂျူလီယာလိုက်ဟာသူ့ရဲ့နှုတ်ဖျားမှာအတန်ကြကြနဲ့အတူသူဟာလက်နိုးလာမိတယ်အဲ့ဒီတော့မှဒီရဟာအိမ်မက်ဖြစ်နေကြောင်းကိုသူဟာသိရတာပေါ့ခန္ဓာကိုယ်ကချွေးစေးတွေကလည်းပြန့်နှံ့နေတယ်သူ့ရဲ့ရှီရင်းဆွဲအင်ဂျီကိုလေပြန်ဆွဲကြည့်တယ်ကိုမင်းညိုဟာနဘေးနာကကြားရတဲ့အတန်တစ်ခုဂျူလီယာလိုက်သူ့နာပဲချင်းကရောက်နေမှမသိတဲ့သူ့ရဲ့ပန်းပွင့်လေးလှိုင်းရှိပါတယ်သူ့ရဲ့အလောတကြီးအမေသူမကတူးညင်းစွာနဲ့ဒီဘက်ကလေးမှာလှိုင်းအိတ်နေရလေဟာသူဟာအားတင်သွားတာပေါ့ဘေးချင်းရှိပြီလေလှိုင်းဘေးချင်းလေသူမဟာတစုံတစ်ခုကိုဝေ့ကြည့်ပုံရတဲ့ပြီးမှလည်းအချင်မှုတူအတန်နဲ့မနဲ့4 နာရီလေသူဟာအားတင်သွားတာပေါ့ဟေးလှိုင်းမပြောင်းလားသူဟာဘာပြောရမှန်းမသိတနေ့လုံးတညလုံးသူ့ကိုလာဆောင်နေရလားသူဟာမဝေခွဲနိုင်ဘူးပြန်အိတ်တော်လေမနေ့ကျရင်နှုံးမယ်နော်ဝေခွဲမရခြင်းနေနဲ့လေသူဟာအိတ်ရပေါ်ပြန်လဲချလိုက်တယ်ဂရင်ပေါ်မှာကျနေတဲ့သူ့ရဲ့လက်ကလေးကိုလက်နွေးလေးတစ်ခုကလာထိတာပေါ့ခွန်နိုင်နော်နှုတ်ဆက်စကားမေးလို့ဒီတွေကိုလည်းမင်းမြန်းကြည့်ပေမဲ့လေတစ်ဖက်မှာနှုတ်ဆက်နေပြီမို့ဘာစကားမှမဆိုဖြစ်တော့သိကြတာကသူတို့လက်ကလေးတွေကတွဲလျက်ဝေဒနာနဲ့မိခုတွေကတီလျက်ပါနေ့စဉ်ညစဉ်မခွဲတဲ့အတူရှိနေတဲ့ချစ်သူကိုလေမြေရောင်ကျင်တာဟာဘသူပြစ်မှမဟုတ်ဘူးချစ်ချင်းကြောင့်ဖြစ်တည်လာတဲ့စိတ်တစ်ခုသာပေါ့နေ့စဉ်နဲ့အများရှိနေခြင်းကြောင့်လေရိုးရီသွားခြင်းမရှိဘူးတိုးရီသာတန်ရိုးစီပိုနေမိတယ်သူကြားနေတဲ့စကားအတန်သူလိုချင်တဲ့ရင်နှံတို့နဲ့သာသူ့ရဲ့ခန္ဓာကိုယ်ကိုရစ်တိုင်းနေတော့တာပေါ့မြင်ကျင်လိုက်တာဂျူလီယာလိုက်ရဲ့ဒီစကားဟာလေအချိန်မောင်းဘလောက်ဆိုနေမိမှန်းလည်းမသိတော့ဘူးကိုချစ်တဲ့သူကိုမြင်ကျင်မိတာကလည်းအပြစ်တစ်ခုတော့ဟုတ်မယ်မထင်ဘူးသူမဟာခဏတာပဲမရှိပေမဲ့သူ့ရဲ့စိတ်ထဲမှာဟာတာတခဏအချိန်ကိုပဲကြာလွန်လာပြီလို့ထင်နေမိတာပေါ့တခါတရံမှာလဲလေအချိန်ကုန်ခံပြီးတော့စိတ်ယုံလာဆောင်ပေးနေတဲ့သူမကိုအားနာမိတယ်ဒါပေမဲ့ချစ်စိတ်တစ်ခုတည်းကပဲသူမနဲ့မခွဲခွာခြင်းဖြစ်နေမိတယ်ကိုမင်းညိုတစ်ဖက်ကလေးမှလေသူမကတက်တောင့်တက်လှဲနေရလားတော့မသိဘူးသူမရဲ့အတန်ကတူရဲ့လေးပေါ့ဖေကလေလှိုက်ပုံလေးအမတ်တရလိုချင်လို့တဲ့သူကလည်းပြုံးမိတယ်ဟုတ်တာပုံတူများလေများစွာထုစစ်ထားပြီမဲ့လေဒီနေ့အချိန်ဒီပုံတူကိုမအံ့နေရသေးဘူးဒါကြောင့်လိုသလောက်ယူပါဂျူလီယာလိုက်ရဲ့ဒီပုံမဲယူချင်တာတဲ့သူဟာလေထက်မှန်ပြုံးမိတယ်ပြီးမှဒါဖြင့်ဘဘူးခန်းအလေတေကလေပုံကိုယူပါဂျူလီယာလိုက်ဘာလို့လဲသူမရဲ့သိကျင်စိတ်နဲ့အမေမာလေသူကပြုံးပြီးတော့အဲ့ဒီရုပ်ကလေးဟာလေနောက်ဆုံးမှဖန်တီးထားတာအဲ့ဒီအယုံမှာဂျူလီယာလိုက်ရဲ့ချစ်ချင်းမြတ်တာတွေပါတယ်လေသူမရဲ့ထံမှာတိုးညင်းတဲ့ရည်တန်းကိုကြားရတယ်ဒါဆိုရင်လေဂျူလီယာလိုက်သူမကစကားမဆုံးမီမှာအပြင်ကခေါ်တန်တစ်ခုသူမကလည်းလှိမ့်နေရမှာထားလိုက်သလားမသိပါဘူးလှိုင်သွားတော့မင်းနော်သူမရဲ့အတန်ကတုံရင်နေသလိုခက်ဖွားခြေတံလေးတွေသူမမြင်ရဘဲနဲ့လိုက်လံငေးကြည့်နေမိတာပေါ့ကိုမင်းညိုသူမရဲ့ခေါ်တန်သူဟာပြန်မထူပဲငေးနေမိတယ်ဒီတစ်ခါကြာလိုက်မယ်နော်သူလည်းပြတလဲဖြစ်သွားမိတာပေါ့ဘလောက်ကြာမှလဲဂျူလီယာလိုက်သူမထံမှာတပြင်းချတန်ကိုကြားရတယ်အတန်ကြာငြိမ်သက်နေဟန်ရှိတာပေါ့ကြားလိုက်မယ်ကိုမင်းညိုသွားပြီနော်စောင့်မနေနဲ့တော့စကားအဆုံးမှာပြေးထွက်သွားတဲ့ခြေတန်းဂျူလီယာလိုက်သူဟာတန်ကုန်ချက်ော်မိတာပေါ့တုတ်ပြန်တန်ကိုမကြားရတော့ဂျူလီယာလိုက်သူစိတ်လောကြီးစွာကရင်ပေါ်မှာထလိုက်တယ်ဟာဆရာထလို့မဖြစ်ဘူး
သွားလို့မဖြစ်ဘူးဗျ။ဒါမြင့်တန်တွေပေါ့ဂျူလီယာလိုက်သူ့ရဲ့အတန်သားလေးလေထဲမှာပြက်လွင့်နေတာပေါ့။စောင့်မနေနဲ့တော့ဆိုတဲ့စကားကစောင့်နေသူတယောက်အတွက်ရင်လေးစရာပါ။ဘလောက်အချိန်ကာလထိမှမသိဘလို့အကြောင်းပြချက်ကြောင့်မှမသိရပါဘဲနဲ့လေမသိချမရရဘဲနဲ့3 နှစ် 3 လီစောက်ရတဲ့ချစ်သူကြီးစားကိုမြောက်ကူးရတယ်လို့မျိုးရင်မောရကြီးရဲ့အတူနေစဉ်ကမသိခဲ့မမြင်ခဲ့ရတဲ့တက်မိုးတွေကတော့လေဝေးကွာချိန်မှာအာသာချက်တစ်ခုအနေနဲ့ပြန်လဲပေါ်ထွက်လာပါပြီဖွဲကိုမိမြိုက်တယ်လို့လေလိုက်ကနေလောက်ကျွမ်းခဲ့တဲ့အပူမီးကလည်းဖွဲမိလို့ချက်ချင်းပြန်မငိမ့်နိုင်မမြင်ရနိုင်တဲ့တငွေ့ငွေသောလောက်ကျွမ်းမှုတွေကလည်းနှလုံးသားထဲမှာထောက်ဝစင်တောက်ပါစေပေါ့ဘသူကမှကူညီငိမ့်သက်ရမရဘဲနဲ့လူကြီးတွေကသာအချိန်တို့ကုန်ရရှာတယ်အပူမီးတွေဘသူကမှမလိုချင်ဘူးဒါပေမဲ့ဒီအပူမီးတွေကိုလည်းဘသူကမှဆွဲယူလွတ်ပြစ်ခြင်းမပြုကြဘူးတငွေငွေဖြစ်တာခံစားတတ်ကြတယ်ဒီလောက်ကျန်းမှုတွေနဲ့သာလေအသက်ရှင်ကြတယ်ဒီလောက်ကျန်းမှုတွေနဲ့သာအနာဂတ်ကိုပုံဖော်ကြတယ်အိုးချစ်ချင်းတရားတည့်ရဲ့နှစ်ဦးသဘောတူလေသတ်မှတ်ထားတဲ့ဥပဒေပေါင်းမြောင်များစွာရှိတာပေါ့ချစ်ချင်းရဲ့ဥပဒေထဲမှာစောင့်မျှော်ရခြင်းကအလောင်းကျန်းဆုံးပဲအခြေအနေကတော့တော်တော်ကောင်းနေပါပြီကိုမင်းညိုဆေးတွေလည်းပုံမှန်တောက်ထားတဲ့အတွက်အခွင့်အရေးတွေလည်းပုံမကောင်းမွန်နေပါပြီမကြခင်ခွဲစိတ်ကူတာပြီးရင်လူကောင်းပကက်တီပြန်ဖြစ်သွားမယ်လို့ပဲယုံကြည်ထားပါဗျာဆရာဝင်းရဲ့စကားတွေကလေမကြခဏကြားတစ်ချက်ပါခွဲစိတ်ကူတာမှုကိုလည်းလေမကြခင်ပြုရလိမ့်မယ်လို့ထင်တယ်ကိုမင်းညိုဒီစကားတွေကိုချစ်သူပုံရိပ်ပြင်သာပုံဖော်နေမိတယ်မတွေ့မြင်အတန်မီမကြားရတာကြားပြီးဖြစ်တဲ့သူမရဲ့ပုံရိပ်ကိုသာမြင်အောင်နေမိတာပေါ့ကျမ်းမာရေးလည်းနည်းနည်းလှုပ်ထားပါကိုမင်းညိုဒါမှခွဲစိတ်တဲ့အခါပို့ပြီးတော့ပြန်ဆန်းပါဆေးအိတ်သိမ့်တန်နေရာရွှေ့တန်တွေကိုကြားရတယ်ဆရာသူ့ရဲ့ခေါ်တန်နဲ့တူလေခြေလမ်းတို့ကရက်တန်သွားတာပေါ့သူကသာတပ်ပြင်းချရင်ဒီမာလေးလူနာလာဆောင်တဲ့ကောင်မလေးကိုတွေ့မိသေးလားဆရာအတန်တို့ခိတ္တတိတ်ဆိတ်သွားတာပေါ့နောက်မှဘာရင်မသေးမကွဲအမေးပါသူကသာသိကျင်စိမ့်နဲ့ဒီမှာလူနာလာဆောင်တဲ့ကောင်မလေးကိုမေးတာပါဆရာလှုပ်ရှားတယ်မကြားရစဉ်းစားနေပုံရတယ်အတန်ကြာမှကြားလိုက်တဲ့စကားတန်ကလူနာလာဆောင်တဲ့ကောင်မလေးမရှိဘူးကိုမင်းညိုဗျာသူ့ရဲ့အလံတကြားအတန်ထက်မှန်ကြားလိုက်ရတဲ့စကားတန်ကလေဒီဆေးရုံကစိတ်ကန်းတင်းကျပ်ထားတဲ့ကိုမင်းညိုလူငါဆောင်မထားရဘူးဗျာသူ့ရဲ့အာမေရိကန်အနားယူပါအောင်ကိုမင်းညိုရွှေ့သွားတဲ့ခြေတန်းတွေနေပါအောင်ဗျာသူ့ရဲ့တားမြက်တန်ကလေခြေတန်းများနောက်ကိုလိုက်မမီတော့သူကဇဝေဇဝါဖြစ်နေမိတာပေါ့ဒီဆေးရုံမှာလူနာဆောင်မထားရဘူးတဲ့ဒါဆိုဒီဆေးရုံပေါ်မှာလေဂျူလီယာလိုင်နဲ့အတူသူရှိခဲ့တာအိမ်မက်လားဒါမှမဟုတ်သူပဲအစွဲလန်းလုံပြီးတော့ယူသွားပြီလားနေ့စဉ်နဲ့မြဂျူလီယာလိုင်နဲ့သူလေစကားတွေပြောခဲ့တာအိမ်မက်တွေလားဒါမှမဟုတ်သူ့ရဲ့တကူရင်ယူသွတ်မှုလားသူဟာမဝေခွဲနိုင်တော့ဘူးကောင်းထဲမှာလည်းချချလေးနေတာပေါ့ဂျူလီယာလိုင်ကသူနဲ့တူရှိမနေခဲ့ဘူးလားသူဟာပြန်ပြီးတော့လေမစင်းစားတတော်တွေ့ရင်းနဲ့အတွေးတွေရှုပ်ထွေးနေရပေါ့ကြောင်ကနန်းနဲ့လေဘာလို့ရမှန်းမသိအလိုလိုနေရင်ချွေးစည်းတွေလည်းထွက်လာတယ်လို့ဒါကြောင့်လေဆီယာမသူ့ရဲ့အော်တန်ပြေးလာတဲ့ခြေတံတစ်ခုဘာလို့ရှိလို့လဲကိုမင်းညိုနတ်စမတယောက်ပေါ့ရုတ်တရက်သူဟာဘာပြောရမှန်းမသိခုနကမိကုံကိုလည်းထပ်မမေးချင်ဘူးနတ်စမကပါခုနကလို့ထပ်ပြီးတော့အဖြေပေးရင်လေသူဟာယူသွားနိုင်တာပေါ့ဒါကြောင့်မိကုံကိုသူဟာအသေးချာစဉ်းစားတယ်အတန်ကြာမှဆီယာမဟောဒီဘရင်းပေါက်ရဲ့အပြင်ဘက်မှာလေတပင်တပင်ရှိတယ်မဟုတ်လားယင်နတ်စမလေးကထွက်ကြည့်တာပေါ့ရှိရလေဘာဖြစ်လို့လဲအဲ့ဒါလေဘရောက်ပင်မဟုတ်လားဗျသူ့ရဲ့အလောတကြီးအမေကြားလိုက်ရတာကဘာရန်ပင်လေဗျာအတွေးတို့ရှုပ်ရှက်ခတ်သွားတာပေါ့စိတ်ယုံပေါ်မှာသူ့နာဂျူလီယာလိုင်ရှိခဲ့တာသိကြရဲ့လားသူကိုယ်တိုင်ကပင်အမျက်အာရုံမရှိဘဲနဲ့တရားမယာကိုလေကြောင်ကရန်ဖြစ်ခဲ့ခြင်းလားသူကမလို့အပ်ပါပဲနဲ့ဒွေရတွေဖြစ်နေမိတာပေါ့ခတ်တာကသူ့ကိုနှုတ်ဆက်ပြီးနောက်ပိုင်းမှာဂျူလီယာလိုင်ကစိတ်ယုံကိုလာရောက်ခြင်းမရှိတော့ဘဲနဲ့သူလည်းယူဆရခက်နေပြီသူ့ရဲ့အိမ်မက်ရှူတွေမက်နေရလားဝေခွင့်မရတော့ဘူးတရှက်ရှက်ချီတန်ကိုကြားရတယ်ဆေးအိမ်ဖွင့်တန်းအလှည့်ကျဆရာဝန်ဖြစ်လိမ့်မှာပေါ့ရင်ဘက်ကိုနှစ်ချက်လာထောက်တဲ့မကြာခဏကြုံတွေ့နေရတာမို့တိတ်တော်မထူးဆန်းတော့ပါဘူးနှစ်ချက်ပြန်ဖြုတ်တန်းကိုလည်းကြားရတယ်ဆေးတွေတောက်ပြီးတော့ခမ ्या ကပိုတီငိန်လာတဲ့ကိုမင်းညိုဗျာမကြခင်ခမ ्या လေးမျက်လုံးခွေ့စိတ်ရမှာပါဦးကြောင်ကြောင်နဲ့ငိန်နေမိတာပေါ့မိကုံမေဖို့သတိရချိန်မှာပဲပြန်ထွက်သွားတဲ့ခြေတန်းတွေကိုကြားလိုက်ရတယ်မိခွန်းအတွက်လည်းအချိန်မမီတော့ဘူးဘယ်ရောက်နေလဲဂျူလီယာလိုင်ရနှုတ်မှညှိတွားမိတာပေါ့ယူသွချင်းမလေးအာယုံစူးစိုက်မှုတွေကြောင့်လားအာယုံပြက်လင့်သွားခြင်းကြောင့်လားသူဟာမဝေခွဲနိုင်တော့ဘူး
ဆုံတွေးဖို့လေစုံမိုးရှိနေတဲ့ဒီဝင်ကဘာကြီးထဲမှာမျက်စိလေလမ်းမာပြီးတော့လမ်းသလားမိနေသလားတော့မပြောတတ်တော့ဘူးကံကြမ္မာကိုမယုံကျင်တာလားယုံကျင်တာလားဝေခွင့်မရတဲ့တပွားစာအတွက်လေဝေကျွေးတွေလည်းပြေလျှော့နေခြင်းမိတယ်ဘဝတဝက်စာလေးမတွေ့မြင်ခဲ့ရပါပဲနဲ့ခဏတာစုံနဲ့ခဏမှတော့မှခဏဝေးလိုက်ညဝေးလိုက်နဲ့ရုပ်လာပုံတော်မှဝိုးတဝါလိုပါပဲတတင်ကဆိုရင်မဲ့စုံမတစ်ခုမှလေမျက်နှာချင်းဆိုင်ဘွားကနေပြင်တွေ့ရတဲ့ခဏဘဝကိုဝကုတ်အချင်မိတာပေါ့ဂျူလီယာလိုက်ရစစ်စစ်ကြည့်ပြီးပြောစမ်းမှမငိုကြွေးမိပါပဲနဲ့ရှိုက်နေရတဲ့ဘဝကိုလေလိုချင်ပါရဲ့လားအခက်ခဲဆုံးရင်ဆိုင်ရမယ့်ကာလမှာလေမသိမရှင်ဖြစ်နေတဲ့ငါရဲ့မျှော်လင့်ချက်တွေကိုတောက်ပခွင့်ပေးပါဟာပုံပွဲမကြတဲ့ဘဝမှာလေတွားနေကြလမ်းကလေးဖြောင်ပြီးအောင်ဖိတ်ကူပေးပါမနေ့တနေ့ကတတိထားမိတဲ့မင်းရဲ့မျက်နှာနဲ့ကိုယ့်ရဲ့လမ်းတွေကိုပုံဖော်ပေးပါဒါမှမဟုတ်ရင်တော့ကွာကောင်းကင်ကတင်ရောင်ဘာရောင်လဲလာပြောပြလဲပါငါမယူသေးတာတေချာခြင်းလို့ပါကွာဒီနေ့မျက်လုံးခွဲစိတ်ရမယ်ကိုမင်းညုံဒီစကားကသူ့ကိုထိထိပြပြဖြစ်စေတာပေါ့ဂျူလီယာလိုင်းရောရင်ကျမကြီးကိုကြူးဆိုင်ပါကိုမင်းညုံစိတ်ကိုလည်းတင်းညောင်ထားပါခဏနေရင်လေခွဲစိတ်ဖို့လာခေါ်ကြမှာပါပြန်ထွက်သွားတဲ့ခြေတံတွေဘာမှမေးခွင့်မရှိဘူးစကလုံးတွေဝေးနေအောင်ရှိပေမဲ့လေပြောခွင့်မရတဲ့စွန့်အားသူလိုလေကောင်းကင်မှာနေမင်းထွန်းတောက်နေရလားကျယ်ရီပြိုးပြက်နေရလားရှင်းပြမဲ့သူမရှိလို့မသိနိုင်တဲ့အိယာဝင်ကလေးငယ်တယောက်လိုပါပဲတကိုင်းတစ်ခုမှာထိတ်နေတဲ့လင်းနှုံးငှက်လိုလောကကြီးကိုစောက်ထိုးမြင်နေရတဲ့အိမ်ပြန်ချင်းပြီးတာယာနာပြောဝဲသချင်းတန်ကိုလည်းကြားကျင်လာပြီးပြန်လေပြောပြစရာရှိတဲ့ရက်အနေငယ်စာအလွမ်းတွေကလေရှင်ထဲမှာပြည့်နေပြီပေါ့ဘသူကများနားထောင်ခြင်းကြမှာလေနားထောင်မဲ့သူကပျောက်ဆုံးနေပြီလေခြေတံတချို့ကိုကြားရတယ်ခွဲစိတ်ကန်သွားရအောင်ကိုမင်းညိုစိတ်ကိုငြိမ်ထားပါတွန်းလဲတွန်းတန်းစိတ်တို့ကလည်းပို့လို့ရှားလာတယ်ဘယ်ကိုခေါ်သွားနေရလဲဆရာအနားမှာဘသူရှိလဲအခုခွဲစိတ်မှာကမျက်လုံးကိုလားအုံနောက်ကိုလားသူကလေဝေခွင့်မရနိုင်တော့ဘူးတွန်းလဲတွန်းတန်းငါသာတကြီးနဲ့ရွေ့နေတာပေါ့တင်းတောင်ဆိုပြီးတော့ဟောတနေရာရောက်ပြီအော်ဓာတ်လေကားကလည်းပိတ်နေသေးတာပေါ့တယောက်ရဲ့စကားပါအပေါ်ကလူနာဆင်းလာလို့နေမှာပေါ့တယောက်ကလည်းဖြေးတယ်သူအလိုလိုနေရင်လေစိတ်လိုရှာနေစေဟောဓာတ်လေကားပွင့်ပြီဒါနဲ့တူသင်းမြင့်လာတဲ့ရင်းနှံတချို့ဟာသူကအံ့အားသင့်သွားတာပေါ့ဓာတ်လေကားမှာတွန်းထုတ်လာတဲ့တွန်းလဲတန်ဂျူလီယာလိုက်သူလုံးဝမမိနိုင်တဲ့ရင်းနှံပေါ့ဂျူလီယာလိုက်ရေရောင်ကန်းကန်းနဲ့မိယာကိုလှမ်းလိုက်မိတယ်ဟာသူ့ရဲ့ရင်ပါနေတဲ့အထီးတွေ့လက်ကလေးနှစ်ခုကထိခဲ့ရုံမှာဂျူလီယာလိုက်သူကခက်ကြဲဟစ်အော်မိတာပေါ့ဒါပေမဲ့ဓာတ်လေကားရဲ့အတွင်ကိုသူဟာရောက်နေပါပြီသူကလည်းကမန်ကနန်ထပြီးတော့ဂျူလီယာလိုက်ခုနဂျူလီယာလိုက်မဟုတ်လားဂျူလီယာလိုက်မဟုတ်လားဗျာသူ့ရဲ့အလော်တကြီးအမေဒါကိုဘေးနားကလူကမသိဘူးမျက်နှာကိုအုပ်သွားတာဗျဟာသူဟာအကြီးကျယ်တုံ့လုံနေမိတာပေါ့ဆုံးသွားတဲ့သူကဘလို့ကြောင့်မဲဂျူလီယာလိုက်ရဲ့ရင်ထဲကိုရနေပါလိမ့်အဲ့ဒါဆိုရင်လေအဲ့လူနာကယောက်ျားလားမိန်းမလားဗျဓာတ်လေကားရဲ့ပိတ်တံကိုကြားလိုက်ရပါတော့တယ်မသိဘူးလေဗျာတကောလုံးဖုံးသွားတာဆိုတော့ဂျူလီယာလိုက်သူကအတန်ကုန်ချက်အောင်မိတာပေါ့ဂျူလီယာလိုက်ဒီစကားအတန်ကိုသားလေသူဟာနောက်ဆုံးမှတ်မိခဲ့တယ်နောက်ဘာဆက်ဖြစ်ခဲ့တယ်ဆိုတာကိုသူဟာမစင်းစားတတ်တော့ခွဲစိတ်ခံနေပဲရောက်ခဲ့တာလားအရာရာအားလုံးပြင်ဆင်ခဲ့တာလားသူဟာမဝေခွဲနိုင်ဘူးစင်လည်းမစင်းစားချင်တော့ဘူးသူပြန်တတိယချိန်မှာတော့ဖျောင်းနိုင်အစွန်ဖျားမှလေလင်းလက်နေတဲ့အလေးရောင်တစ်ခုလိုလင်းလက်နေတယ်မျက်နှာကိုစမ်းကြည့်ရောလေမျက်လုံးကိုဖုံးအုပ်ထားတဲ့ပတ်တီးတွေသူဘောင်းမကောင်းစာမမြင်ရဘူးဒါပေမဲ့ပတ်တီးကလည်းဖျောင်းနိုင်အစွန်ဖျားကအလင်းရောင်လို့မမြင်ရတာကြာပြီဖြစ်တဲ့အလင်းရောင်ကသူ့အတွက်တော့ထူးဆန်းနေသလိုပါပဲအလိုလိုလှူရှားလာတဲ့ပုံရိပ်တချို့နေကောင်းရလားကိုမင်းညုံသူဟာကောင်းကြီးမိလားမသိပါဘူးခန္ဓာကိုယ်ပေါ်ကျလာတဲ့စမ်းသပ်မှုတို့စကားတန်တို့မကြခင်မှာပတ်တီးဖြစ်ရတော့မယ်ကိုမင်းညုံခမည်းကန်ကောင်းပါပါဆရာဝီရဲ့ညှင်သားတဲ့စကားပါဘယ်တော့လောက်ဖြစ်မှာလဲဆရာရှိတပတ်ထင်းမှာပါပဲဘာဖြစ်လို့လဲကိုမင်းညုံသူကလည်းတပြင်းချမိတာပေါ့ပြီးမှအဲ့ဒီနေ့မှာဗျာကျွန်တော်အမြင်ချင်းဆုံးသူကလာနိုင်မှမလားဆရာတစ်ဖက်မှာလည်းအတန်တိတ်သွားတယ်အတန်ကြာမှကျွန်တော်လေးဆရာဝန်ဆိုပေမဲ့လေလူသားပါပဲကိုမင်းညုံကိုချင်းလေးစာပါတယ်ဗျပြောနေရင်းနဲ့လေစစ်ပစ္စည်းတွေသိမ်းဆဲတယ်ပြီးမှခမားမိချင်သူရောက်နိုင်ပါစေလို့လေကျွန်တော်ဆုတောင်းပေးပါတယ်ရေရှားသွားတဲ့ခြေတံတွေဆုတောင်းပေးတယ်လားဆုတောင်းတော့ရောပြစ်တတ်တာလားဆုတောင်းလိုက်တာပြည့်နေမယ်ဆိုရင်ပြောင်းကဘာပေါ်မှာရှိတဲ့သူတွေအလိုရောလုံးကြတော့မှလားအလိုရှိတာဆုတောင်းရင်းနဲ့တောင်အချိန်ကုန်နေကြတော့မှလားဆုတောင်းလိုက်တာပြည့်မယ်ဆိုရင်လေသူရောဘာဆုတောင်းရမလဲဂျူလီယာလိုင်းရဲ့မြင်ကျင်လိုက်တာဗျာမျက်နှာပေါ်မှာပတ်တီတီရေကွာသွားတိုင်း
အနှဲငယ်သောအလင်းရောင်တို့ဟာတိုးတိုးဝင်လာသလိုပါပဲစိတ်ထဲမှာရှိနေတဲ့မျှော်လင့်ချက်တွေကတော့တရက်ပြီးတရက်တိုးတိုးလာသလိုပါပဲပေါ့မျက်နှာပေါ်မှာဘက်တီရီဟာဖြည်းဖြည်းချင်းကုန်းဆုံးနေပြီးသူ့ရင်ထဲမှာလည်းမျှော်လင့်ချက်တို့ဟာပြည့်ရှံလာပါပြီနောက်ဆုံးတော့မျက်နှာပေါ်မှာကြွားကြမှုမျက်လုံးမဖွင့်ပါဘဲနဲ့ခံစားနေရတဲ့ထိထိငြိမ်မှုခမားမျက်လုံးကိုလည်းဖြည်းဖြည်းချင်းဖွင့်လို့ရပါပြီကိုမင်းညိုဂျူလီယာလိုက်ရှိလာရင်ကြောင်ကရန်သူ့ရဲ့အမေတပြင်းချတန်တွေရှိနေပါတယ်ကိုမင်းညိုခမားရဲ့ဂျူလီယာလိုက်လေခမားရှိမှရှိနေပါတယ်ဟုတ်လားသူဟာမျက်လုံးကိုမဖွင့်သေးပဲနဲ့လက်ဆံတန်းလိုက်တယ်အိုးကြည်ပြင်းတဲ့နှစ်ဖူးပြင်ဒီနှစ်ဖူးပြင်အောင်နာမှာတွက်ကက်နေတဲ့မျက်ခုံးအဲ့ဒီမှာတစ်ဆင့်ရောက်စင်နေဖြာနေရလားတုံရင်နေတဲ့နှလုံးခုန်တန်းကသူမမျက်နှာပေါ်ဖြတ်တန်းနေတဲ့လက်ပေါ်ကိုစီဝင်ပြီးအလိုက်တတင်ရွှေ့ရှားနေတာပေါ့အသက်ရှူမိရလားမရှူမိရလားတော့မသိဘူးနှလုံးသားမှာအမြဲပိတ်လောင်ထားတဲ့အလှတရားနှလုံးသားကိုလေတတိတိမိုးနေတဲ့အစွဲလန်းတို့ကလည်းခန္ဓာကိုယ်ကိုစောက်တရားမိတ်စီတာပေါ့တရွက်ကလေးတွေလွင့်သွားသလိုဆဲလဲတန်းတွေကြားလိုက်ရတယ်လို့ကလေးငယ်တယောက်ရဲ့ရည်တန်းကြားလိုက်ရတယ်လို့ဝင်းလက်ပြိုးပြက်နေတာပေါ့စီချက်အတိုင်းရွေးရှားနေတဲ့လက်ကလေးကနမီမေရဲ့နှုတ်ဖျားတွေကိုတုတ်ထိမိသလိုအလင်းတန်တချို့နဲ့တုတ်ပြန်စီတာပေါ့ဂျူလီယာလိုက်သူ့နှုတ်ဖျားမှာအလိုလိုထွက်လာတဲ့စကားသူ့မျက်လုံးကိုဖြင်းညင်းစွာဖွင့်ကြည့်လိုက်တဲ့ပြိုးပြက်နေတဲ့အလင်းရောင်ဆူဆူသူ့မျက်လုံးကိုရောင်ရမ်းပြီးတော့ပြန်မိမိတာပေါ့ဖြည်းဖြည်းဖွင့်မှာကိုမင်းညိုဘေးနာတယောက်ရဲ့စကားပေါ့ဒါပေမဲ့သူဟာစိတ်စောစွာမျက်လုံးကိုပြန်ဖွင့်လိုက်တဲ့ဆူရှာတဲ့အလင်းရောင်ကသူ့ကိုဖုံးလွှမ်းနေတာပေါ့နောက်မှတဖြည်းဖြည်းတိုးဝင်လာတဲ့ပုံရိပ်တွေဘာမှမသေးခွဲတော့အသေးချာကြည့်မှသူ့ရဲ့ရှင်းနားမှာရှိနေတဲ့မိမပြိုပါဂျူလီယာလိုက်မိမပြိုကလည်းသူ့ကိုပြုံးပြီးကြည့်တယ်သူ့ရဲ့အိမ်မက်ထဲမှာလည်းအမြဲမြင်နေရတဲ့မျက်နှာအာကြောက်လန့်တကြားလေးအတန်ကိုချဲ့အောင်လိုက်မိတယ်အဲ့ဒါခမားရဲ့ဂျူလီယာလိုက်မဲကိုမင်းညိုစကားတန်တချို့ပေါ့အာသူဟာအယူတယောက်လို့သူဟာထပ်ပြီးတော့အော်ဟစ်မိတယ်မှန်တာပေါ့သူ့ရဲ့ရှေ့မှာလေးကြွေအတိပြီးတဲ့မိမလာတယောက်ရဲ့ပုံတူရုပ်တုတစ်ခုပါအာသူ့ရဲ့ခြေလမ်းတွေဟာလေဘယ်ကိုဥတီနေရလဲမသိဘူးသူ့ရဲ့စိတ်ကလည်းခန္ဓာကိုယ်မှာရှိမနေဘူးရောက်ရပေါက်ရကိုလွင့်ပြန်နေတာပေါ့သူမှားလားလူတွေကပဲမှားလာလားတဘာဝတရားကပဲမှားခိုင်းတာလားသူဟာမဝေခွဲတတ်တော့ဘူးသူ့မျက်လုံးပြန်မြင်ပြီးမှအကန်းလိုပြန်ဖြစ်နေမိတာပေါ့ကြည့်နေပေမဲ့လည်းဘာမှမမြင်ဘူးအမောင်နဲ့ကျင်သားရနေတဲ့သူဟာလေအလေးရောက်အောက်ကလမ်းပြောင်းနေတာပေါ့ဘယ်ကိုသွားရမှန်းလည်းမသိဘာလို့ရမှန်းလည်းမသိနောက်မှသတိရပြီးတော့ဟုတ်ပြီဂျူလီယာလိုင်တို့အိမ်ကိုသွားရမယ်လမ်းမပေါ်ပြေးသွားပြီးတော့ကားတစ်စီးကိုတားလိုက်မိတယ်ဘယ်သွားမလဲဆရာအင်းလျာလမ်းကိုပြောရင်းနဲ့သူဟာကားပေါ်တက်တာပေါ့အင်းလျာလမ်းပဲနေရလဲဆရာသူကရုတ်တရက်စဉ်းစားရမရဘူးသူကိုယ်တိုင်လည်းအင်းလျာလမ်းလောက်သာသိတာကိုဒါကြောင့်လေကျွန်တော်လည်းမသိသေးဘူးဗျာအင်းလျာလမ်းရောက်ရင်ကျွန်တော်ပြောမယ်ဗျအင်းလျာလမ်းဆိုတာအကျယ်ကြီးနော်ရတယ်ကျွန်တော်သိတယ်ဟေ့ကားလေးကလည်းအလိုက်တင်မောင်းထွက်သွားတာပေါ့မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ပုံရင်းစင်ကလည်းတစိမ့်တသေးသားအံ့ဩမှုကိုဖြစ်စေတယ်ဘယ်ကဘလို့ရှုပ်ရှက်ခတ်နေမှမသိတဲ့လူထုကလည်းသူ့ကိုချွေးပြန်စေတာပေါ့ဒါအင်းလျာလမ်းမေးဆရာသူပြပြတလဲလဲလိုက်ကြည့်မိတယ်မမြင်မှုတဲ့ပုံရင်းကျင်ဖို့လေမျက်စိထဲမှာရှုပ်ရှက်ခတ်နေတာပေါ့ဘယ်နာလဲဆရာပုံရင်းကျင်ကိုသူဟာလိုက်လံဝှေ့ကြည့်ပြီးတော့ကျွန်တော်လည်းမသိဘူးဗျာရှေ့ကိုဆက်ပြီးတော့မောင်းမိပါဗျကားဆရာကလည်းကားပြီးကိုလှိမ့်နေသူ့ပဝင်းကျင်ကိုပြူးပြဲပြီးတော့ရှာမိတာပေါ့ဘာမှကိုမမှတ်မိတော့ဘူးဘယ်ဆက်သွားရမလဲဆရာလမ်းချိုးတွေကအများကြီးဗျသူ့ရဲ့ခေါင်းထဲမှာရှုပ်ရှက်ခက်နေတာပေါ့ဘယ်လမ်းကနေဘလို့ချိုးခဲ့တာကိုလည်းမမှတ်မိတော့ဘူးဟိုကြည့်ဒီကြည့်နဲ့လမ်းကိုလေဘလို့ညှို့ရမှန်းတောင်ကိုမသိတော့ဘူးခဏလေးမှသတိရပြီးလမ်းထိပ်သာပြန်မောင်းဗျာခမလမ်းထိပ်သာပြန်မောင်းပေးပါကားဆရာကသူ့ကိုတအံ့တော်ပြန်ကြည့်တာပေါ့ဟုတ်ကဲ့ဆရာလမ်းထိပ်ကိုပြန်မောင်းပေးပါလမ်းထိပ်ကိုပြန်မောင်းပေးမယ်ရောက်ပြီဆရာသူ့ရဲ့မျက်လုံးကိုပိတ်ထားလိုက်တယ်ဟုတ်ပြီအရှိတတဲ့မောင်းကားဆရာကလည်းမောင်းနေသူ့ရဲ့မျက်လုံးကိုမဖွင့်ပေမဲ့လည်းရှေ့နားဆက်သွားပြီပါဟုတ်ကဲ့ကားဆရာကလည်းပုံမှန်ရှင်နဲ့ဘီးလှိမ့်တာပေါ့အဲ့ဒီအရှိလမ်းမှာဘဲချိုးပါဆရာကားဆရာကလည်းဝေ့ကြည့်တယ်နောက်တအံ့တော်နဲ့လေမျက်လုံးမှိတ်ထားပြီးတော့လမ်းရှိတာကိုဘလို့သိလဲဆရာသူကဘာမှလည်းပြန်မပြောနိုင်ဘူးအရှိကိုနည်းနည်းဆက်သွားရင်လေညာကွေ့ပါကားဆရာကသူပြောတဲ့အတိုင်းလိုက်နာတဲ့သူ့ရဲ့အာယုံထဲမှာရဘူးတဲ့ရင်ထဲတွေနဲ့လေကြိုင်လိုက်နေတာပေါ့အရှိနေနဲ့ကိုထပ်သွားပါကားဆရာကသူ့ညွှန်းချက်အတိုင်းအဲ့ဒီမှာဘလို့ကွေ့တဲ့လမ်းတလမ်းပဲရှိတယ်ဟာဆရာမျက်စိမိတ်ထားလေးနဲ့လေတိလာကြည့်လားကားဆရာကလည်းတအံ့တော်နဲ့ဆိုပေါ့ရှင်နားနေနဲ့ဆက်သွားဗျာဘယ်ဘက်ကိုချိုးလိုက်အဲ့ဒီအိမ်မဲဗျခလေးဟာလေကြည်ကနေရက်သွားတယ်သူ့မျက်လုံးဖွင့်ကြည့်တော့ဟာ
အရင်ကပန်းရံတဲ့နေနဲ့ကြာလိုက်နေခဲ့တဲ့အိမ်အခုတော့ဘာမှမတွေ့ရတော့ဘူးသူကလည်းစဝေးစဝါနဲ့ကားပေါ်ကပြန်ဆင်းလိုက်တာပေါ့အိမ်ကသူတို့အရင်ကထိုင်ခဲ့မှုတဲ့ဝရဏာနဲ့ပန်းချံမှာရှိမင်းအခုတော့လေဝရဏာသာမြင်ရပြီပန်းချံကိုမမြင်ရသေးတော့လေအိမ်ကမြေခွက်လက်လဲမှာထိထိကြီးပြမျက်စိမမြင်တော့ကပဲသူဟာအာယုံတွေထွေပြားခဲ့တာလားသူကလည်းမမှတ်မိတော့ဘူးဘေဘီအိမ်များဝေးကြည့်မိတာလားဟုတ်ပါတယ်ဒီအိမ်မှာပဲဝေခွဲမရချင်းနေနဲ့အိမ်သားကိုသူဟာကတ်လိုက်တယ်ခြံဝဲမှာအခန့်သိမ့်တွေ့တဲ့ဘေးကိုသူဟာနှိပ်ချလိုက်တာပေါ့သူ့စိတ်ထဲမှာတော့ဦးစိုးကြီးပြေးထွက်လာမယ်လို့ထင်နေမိတယ်ဒါပေမဲ့ဟာသူထင်ထားသလိုမဟုတ်ဘူးခြံထဲမှာမိမကြီးတူပြေးထွက်လာတာကြောင့်သူဟာအံ့အားသင့်နေမိတယ်ဘာကိစ္စလဲကွယ်ဒီမိမကြီးကသူ့ကိုလည်းသိဟန်မတူဒါကြောင့်ဟုတ်ကဲ့ကျွန်တော်မင်းညိုပါဒီအိမ်မှာနေတဲ့ဥပလိုင်နဲ့တွေ့ကျင်လို့ပါအမျိုးသမီးကမျက်မှောင်ကျုပ်သွားတာပေါ့အိမ်မနေပြီထင်တယ်နော်ဒီအိမ်မှာဥပလိုင်ဆိုတာမရှိဘူးဗျာအမျိုးသမီးကြီးရဲ့စကားကြောင့်သူဟာဦးကြကြောင်ဖြစ်သွားမိတယ်နောက်မှတတိယပြီးတော့ဟိုလေဂျူလီယာလိုင်တို့ဥပလိုင်တို့ဆိုတာလူလေးမင်းအိမ်မနေပြီဒီအိမ်မှာလူမနေတာကြားပြီတော်တော်တောင်ပြောင်းလာတာတရက်နှစ်ရက်ရှိသေးတယ်ကွယ်ဗျာသူ့ကောင်းထဲမှာချက်ချလေးကုန်တာပေါ့ဒါလူမနေတဲ့အိမ်နဲ့ဒါဆိုသူ့အမြင်အာရုံချွတ်တဲ့နေတော့ကလာတာလေဒီလူမနေတဲ့အိမ်ကြီးကိုလားဥပလိုင်တို့ဂျူလီယာလိုင်တို့ကဘာလဲသူဟာဘလို့မှမတွေးတတ်တော့ဘူးဆက်မေးဖို့အတွက်လေစကလုံးရှာပြီးတော့ကြည့်လိုက်တော့ခုနကအတော်ကြီးလည်းမရှိတော့ဘူးအိမ်ကြီးကတိတ်ဆိတ်စွာခြောက်ကပ်နေတာပေါ့သူ့အမြင်အာရုံမရှိခင်ကတွေ့ခဲ့ရတာတွေကဘာတွေလဲသူဟာလည်းမစင်းစားနိုင်တော့ဘူးဂျူလီယာလိုင်ကရောဗမာလေးသူ့ခေါင်းထဲမှာမိခိုးနေပြည့်ကျက်နေတာပေါ့ငားလာတဲ့ကားတတိပေးမှသူဟာအသက်ပြန်ဝင်လာတယ်ကားစီပြန်လှည့်လာတဲ့ခြေလမ်းတို့ဟာလည်းလေးလံနေတာပေါ့သူ့ရဲ့စိတ်တို့ခန္ဓာကိုယ်မှာမရှိတော့ဘူးဘယ်မောင်းရမှာလဲဆရာမြို့ပြင်ကိုသာမောင်းဗျာအိုးမြို့ပြင်မှာရှိတဲ့ကျွန်တော်အိမ်ကိုမောင်းပါလို့ကားလေးကလည်းအရှိန်မှန်စွာပြေးထွက်လာတာပေါ့အတွေးပေါင်းစုံကတော့ခေါင်းထဲမှာချလဲနေတယ်ဂျူလီယာလိုင်တွေ့ကျင်မြင်ကျင်နေလျက်နဲ့လေပျောက်ဆုံးနေခဲ့တဲ့ခဏဟာအကြံ့ကြာဆုံးပါပဲလောကကြီးကပဲအပြေမရှိချင်အောင်ဆောင်တာလားလူတွေကပဲအပြေမညှိချင်တော့လားပြောပါဂျူလီယာလိုင်ဒီလိုမှန်းသိရင်လေလူတွေရဲ့စိတ်ဆိုးပန်းရိပ်မျက်နှာကိုမမြင်ရတာကပို့ပြီးတော့တင့်တော်မနေဘူးလားကွယ်ရန်နဲ့မပြေသေးတဲ့စစ်ပွဲတစ်ခုကပြန်လာရသလိုချုပ်ရိုးမဖြစ်ရသေးတဲ့အနာဟောင်းတစ်ခုကိုတူးဆွနေရသလိုဘဝကနာရိတ်ကို့အရေးကိုလေးလိုက်နေရင်းနဲ့နင်းလို့လည်းမမိပဲနဲ့အလိုလိုပြေးလွှားခြင်းကသာအဖက်တင်နေတဲ့ခလင်းငယ်လိုကိုကခြေလမ်းပေါ်မှာရှိလိုက်ခြေလမ်းကကိုဥဆောင်သွားလိုက်နဲ့လုံးလေချလေလိုက်ခဲ့ပါပြီတခါတရံမှလေးလေကျင်နာချင်းဆိုတာနာကျင်ချင်းအဖြစ်အသွင်ပြောင်းတတ်တဲ့ဂျူလီယာလိုင်ရဲ့ကျွန်တော်အခုနာကျင်နေမိပါပြီဖြစ်နိုင်လေကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့စိတ်တွေကိုလေစီးနေတဲ့စမ်းချောင်းတွေကိုမျောချပစ်လိုက်ချင်ပါရဲ့ကွယ်ရောက်ပါပြီခမညာဟိုးရှိရချန်တဲ့ကိုလေကွင့်ဝင်လိုက်ပါကားလေးကအလိုကျကွင့်ဝင်တာပေါ့အိမ်ကြီးကကြီးသားပြဒရိုင်ဘာရဲ့စကားပါကားလေးကချန်တဲ့အလိုက်တင်ချိုးဝင်လိုက်တဲ့ကားသမားလေးကိုကြားတင်ငွေချေးပြီးတော့ကမန်းကတဲ့အိမ်ထဲကိုလှမ်းဝင်လိုက်တဲ့အိမ်ကထင်ထားတာထက်ပို့ပြီးတော့မဲမောင်နေသလိုလှမ်းနေကြခြေလမ်းတွေဟာလည်းမမရွံ့အောင်လှမ်းနေမိတယ်ဧကန်းမှာသူနေ့စဉ်တိခတ်နေတဲ့စန္ဒယာကခက်ခန့်ထဲပေါ့ဟေးဒါမဟုတ်သေးဘူးသူဟာနေရာတစ်ခုစီကိုခြေလမ်းလိုက်ပြန်နေစိတ်ကပဲလောနေရလားတော့မသိဘူးခက်သက်လှမ်းနေတဲ့ခြေလမ်းတွေကပဲနှင်းနေရလားအခန်းတစ်ခုရှိမှသူဟာရက်လိုက်မိတယ်အခန်းတင်ဝင်ရလို့မဝင်ရလို့နဲ့သူကတွေ့ဝေနေမိတာပေါ့နောက်မှအာတိပြီးတော့အခန်းတကားကိုဖွင့်လိုက်တယ်ဟေးအခန်းထဲမှာလည်းမှောင်နေမင်းဘာမှမတဲကွဲဘူးမဝင်မရဲစိတ်နဲ့လေသူ့ရဲ့နေရာမှာရှိတဲ့မိခလုတ်ကိုနှိပ်လိုက်တာပေါ့ရုပ်ကြည်လင်းကြည်သွားတဲ့အလင်းရောင်သူမြင်နေရတာကလေဂျူလီယာလိုင်များပြားလာတဲ့ပုံတူရုပ်ထုတွေအရွယ်ဆုံးပုံစံအစုံရုပ်ထုတွေပြုံးနေတဲ့ပုံရည်နေတဲ့ပုံမဲနေတဲ့ပုံငိုနေတဲ့ပုံစံအစုံသောရုပ်ထုတွေဒီရုပ်ထုတွေကိုကြည့်ပြီးသူဟာစက်တည်တည်နေမိတာပေါ့လူတယောက်တည်းရဲ့ပုံတူရုပ်ထုတွေကလေဒီလောက်များပြားတာကိုသူကိုယ်တိုင်တစ်ခါမှမမြင်ခဲ့ဘူးဒါငါဖန်ဆင်းခဲ့တာလားသူ့ကိုယ်သူပင်တန်တရားဖြစ်နေမိတာပေါ့အမြင်အာရုံမရခင်မှာလေဒီလောက်များပြားလာတဲ့ရုပ်ထုတွေကိုသူဟာပြုလုပ်နေခဲ့တယ်လို့လည်းမထင်ခဲ့မိဘူးဆွဲလန်းခြင်းကြောင့်ဖြစ်တဲ့အလုပ်တစ်ခုကိုလေနေ့စဉ်မယံမနာပြုလုပ်နေခဲ့မိဆွဲလန်းခြင်းကြောင့်ဖြစ်တဲ့အလုပ်တစ်ခုကိုနေ့စဉ်မယံမနာပြုလုပ်နေမိခဲ့မှန်းတော့သိတယ်ဒါပေမဲ့ဒီလောက်များပြားလိမ့်မယ်လို့မထင်ခဲ့ဘူးအခုတော့သူ့ကိုအုပ်ဆိုးဝါမျိုးချနေတဲ့တယောက်သောသူရဲ့ပုံတူရုပ်ထုတွေသူ့ရဲ့မျက်လုံးကိုပြန်မိလိုက်တဲ့နောက်မှဖြည်းဖြည်းချင်းလက်ကိုဆန့်တန်းလိုက်တဲ့
သူ့ရဲ့လက်တွေကလည်းမျက်နှာတစ်ခုပေါ်ဂျူလီယာလိုက်နူးညံ့တဲ့အထီးတွေ့ပြုံးနေရလားဂျူလီယာလိုက်သူ့နှုတ်မှာတူတူဖွားဖွားရေရွတ်မိတာပေါ့မှန်ပါတယ်သူ့လက်နဲ့စမ်းနေမိစဉ်ကလေပြုံးနေတဲ့မျက်နှာလေးဒီခဏမှာသူဟာကဘာကြီးကိုခစ်တာမေးလျော်သွားပြန်နေအပြုံးအတူပေမဲ့စစ်မှန်တဲ့မြစ်တာနဲ့ခံယူပြရစီနှင်းစီအောင်တန်းတဲ့နှခမ်းမလာမသိကြပေမဲ့တတင်ကအထီးတွေမာတွေမူးမိနေသူပါလေရဟက်စီးရတယ်လို့လိုက်ခနဲ့နဲ့အတွေ့အထိကလည်းနေရာရွှေ့လိုက်တိုင်းမှာရင်ထဲရောက်လာခဲ့ပါပြီဒီလောက်နဲ့ရင်ကဘာကြီးငိမ့်ချမ်းအေးမြတဲ့ကဘာကိုလည်းလမ်းထွက်ရှာနေဖို့လိုအပ်ပါတော့မလားလိပ်ပြာဟာပန်းပင်ကိုလိုက်ရှာဖို့ဘလောက်လိုအပ်မှမသိပေမဲ့မင်းရဲ့ပါးပြင်ပေါ်လေကိုလက်တူရီကအချိန်စီအားလိုအပ်တယ်ကွာဘယ်ကိုပဲသွားဒီကိုပဲပြန်ရောက်နေတဲ့စိတ်ကလေစကြဝဠာအကြောင်းတွေ့ရင်အောင်မှထားစရာနေရာမရှိတော့အောင်ပိုရှန်နေတဲ့မြစ်တာတရားကလိုက်ပါနေတယ်လေလက်ထဲမှာရှိနေတဲ့အယုတ်တစ်ခုလိုဘယ်ကလေးကမှပြစ်ထုတ်တာကိုမခံချင်းကြဘူးလေမင်းကကိုယ့်လက်ထဲကအယုတ်တရုပ်ပါဒါကြောင့်တစ်ခုပဲတောင်းဆိုပေးရစီဂျူလီယာလိုက်ဝေမသွားပါနဲ့ကွာမျက်လုံးမိတ်ထားရင်းနဲ့တရှက်ရှက်ကြားနေရတဲ့ခြေတံတွေကသူ့အာယုံဆိုင်နားထောင်နေမိတာပေါ့ခြေလန်းတို့ရဲ့ရက်တက်တန်ဥအောင်ဆရာယူသေးစွာပြန်ထူတဲ့တန်သူဟာမျက်လုံးကိုဖွင့်မကြည့်ဖြစ်သေးဘူးပပူးယုံများအပြည့်ရှိနေတဲ့အခန်းထဲမှာတိတ်ဆိတ်နေတာပေါ့အတန်ကြာမှရှင်ထဲမှာတိတ်ကြည်နေတဲ့မိခွန်းဟာလေရှင်ထဲမှာပွင့်အံလာတာပေါ့ဟုတ်ဒါအဖြစ်မှန်လားယင်ခေါင်းကိုငှဲ့ပြီးတော့ထက်မိတယ်ဒါစိတ်ကူးရင်လားအတန်တို့ပြန်လဲတိတ်ဆိတ်သွားတယ်တစ်ဖက်မှာသူ့ရဲ့မိခွန်းကိုလေအဖြေပေးဖို့အတွက်စိုးရင်နေဟန်ရှိတာပေါ့အတန်ကြာမှအဖြစ်မှန်ပါဆရာသူဟာတပြင်းချလိုက်မိတယ်ဒီတက်ပြင်းနဲ့အတူလေသူလည်းအငွေ့ပြန်လိုက်သွားတယ်လို့လည်းထင်မိတာပေါ့ဆရာအတွက်ပေးခဲ့တာလေးတွေရှိရဆရာစံနေရခလုတ်ပေါ်ကြလို့စေသူ့ရဲ့လက်တွေဟာလေထဲကိုရက်တန့်သွားတာပေါ့သူကဥအောင်ကိုထူးဆန်းစွာပြန်ဝေးကြည့်မိတယ်မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ဥအောင်ရဲ့ရုပ်ပုံကလည်းအနှဲငယ်စိမ့်နေရပေါ့သူ့ရဲ့လက်ထဲမှာစာရွက်တချို့နဲ့အတန်ဖန်းဆက်ကလေးတစ်ခုသူကတပြင်းချမိတယ်အရေးကြီးသလားဥအောင်ဟုတ်ကဲ့ဆိုပါတော့ဆရာသူကောင်းကြီးပြလိုက်မှဥအောင်ကလေသူ့နာတိုးလာတာပေါ့ဥအောင်ပြီးတဲ့အရာတွေကိုလေသူဟာလှမ်းယူလိုက်တယ်ဟာစာရွက်ကိုကြည့်ပြီးသူကအံ့အားသင့်သွားတာပေါ့သွေးကင်ဆာယောဂသည်တယောက်ရဲ့နောက်ဆုံးသောစစ်ချက်မှတ်တမ်းတွေပေါ့သူ့ရဲ့နောက်ဆုံးနေ့များလေသူဟာကောင်းထဲမှာချက်ချလဲသွားတယ်စာရွက်ကင်ထားတဲ့လက်တွေဟာလေအလိုလိုတုံရီလာတာပေါ့နောက်ပြီးတော့စာရွက်တွေကိုလေဆွဲယူဖက်ကြည့်လိုက်တယ်ဟာမြင်နေရတာတကယ်ဟုတ်ရဲ့လားလို့ပဲသူဟာတန်တရားဖြစ်နေမိတယ်သူမြင်နေရတာကမျက်ကြည်လောင်အလိုရှင်ဂျူလီယာလိုက်သူဟာအယူတယောက်လိုတန်ကုန်ချစ်အောင်မိတာပေါ့သူထိုင်နေရလားမတက်ရက်နေရလားသူမသိတော့ဘူးခေါင်းထဲမှာလည်းမိုက်ခနဲဖြစ်ပြီးတော့ခွေလဲသွားချင်နေမိတယ်သူ့ကိုယ်သူလဲလေဘယ်ကိုဘယ်လိုကြည့်နေမိမှမသိတော့ဘူးနောက်ပြီးတော့ထပ်မံကြားလိုက်ရတဲ့အတန်ကဟုတ်ပါတယ်ဆရာဆင်းရုံတက်နေတော့လေဂျူလီယာလန်ရောက်နေတာလူနာလာဆောင်နေတာမဟုတ်ဘူးဆရာသူကိုယ်တိုင်ဆင်းရုံတက်နေတာသူဟာထပ်မံပြီးတော့တန်ကုန်ချစ်အောင်မိတာပေါ့ဆင်းရုံရဲ့အခန်းတစ်ခန်းထဲမှာဂရေနှလုံးပေါ်ရှိနေတဲ့လူနာနှစ်ယောက်တယောက်ကတယောက်ကိုလူကောင်းထင်နေမိတဲ့မြင်ကွင်းတိမ်မဲနေကိုဆောင်ရင်းလိမ့်ချစ်သူအနာနေပေးသွားတဲ့မိမပြိုချစ်သူအတွက်ပေးရခဲ့တဲ့အမြင့်အာယုံသူမခံစားနိုင်တော့ဘူးကြံမြေမှာဒူးထောက်ရင်းနဲ့တန်ကုန်ချစ်အောင်နေမိတာပေါ့သူ့မှာအမြင့်အာယုံရှိပါလျက်နဲ့ဘာမှမမြင်တော့အကြားအာယုံရှိပါလျက်နဲ့လည်းဘာမှမကြားတော့ဘူးလောကကြီးဟာလေသူ့အတွက်ဝေဝါးနေပါပြီသူ့လူဖြစ်ပါလျက်နဲ့သူဟာလေလူဖြစ်ပါလျက်နဲ့လူအသိလည်းမရှိတော့ဘူးကိုမင်းညိုအသက်သွင်းစားမှတစင်ကြားနေရတဲ့မမေ့နိုင်တဲ့လေတန်းလေးပါဂျူလီယာလိုက်မှာမှတ်မိလားယင်တူတူဖွားဖွားရီတန်းမှတ်မိတယ်ဂျူလီယာလိုက်ရာသူဟာအတန်တည်းရေရွတ်နေမိတာပေါ့အခုလေလှရဲ့အတန်ကြားနေရတဲ့အချိန်မှာလှိုင်တော့ဟိုးအဝေးကြီးကိုရောက်နေပြီထင်တယ်ဘလောက်ဝေးလဲသူဟာမသိဘူးအကယ်၍သိနိုင်ရင်လေဘလောက်ဝေးပြေးသွားခြင်းနေမိပါတယ်လှိုင်တို့ရဲ့တွေ့ဆုံမှုဟာလေခဏတာဆိုပေမဲ့တဘွားစာလုံလောက်ခဲ့ပါပြီကိုမင်းညိုရဲ့တဘွားစာလေးလားဘွားစတိုင်းအတွက်လုံလောက်မှုပါဂျူလီယာလိုင်းရာလှိုင်ပြောပါတယ်ပြောရဲလေလားဂျူလီယာလိုင်းဘာအတွက်ပြောခဲ့ရလဲယင်အိုးကြည်စမ်းပြောပါတယ်ဆိုတဲ့စကားမှာမမြင်မတွေ့ဘူးတာကြာပြီဖြစ်တဲ့မျက်ရည်တွေဘယ်ကဘလို့စီးကြနေခဲ့တယ်ဆိုတာကိုမသိဘူးဘာပြင်မှာမျက်ရည်တွေပါလားဂျူလီယာလိုင်းရာလှိုင်ရဲ့နောက်ဆုံးအချိန်မှလေအချစ်ကိုတွေ့ခဲ့ရတာလေအချစ်တယ်လားရိုးသားဖြူစင်မှုတော့လွှမ်းခြုံနေတဲ့အချစ်တယ်လားဂျူလီယာလိုင်းဒါဆိုရင်လေကျွန်တော်စီကျွင်းကြံခဲ့တာအချစ်လားဘဝဆိုတာအချစ်ရှိမှ
ပုံမိုလေးနဲ့တဲဆိုတာကိုလှိုင်ရယုံကြည်ခဲ့ပါပြီနောက်ဆုံးခီနောက်ဆုံးခြံထားရည်မှုမရှိတော့တဲ့သူတယောက်ရဲ့အတန်ဘသူ့ကိုလွှမ်းရမှာလဲဂျူလီယာလိုက်ဘသူ့ကိုတိုင်တည်ပြီးတော့ပြောပြရမှာလဲမရက်တနိုင်အောင်လေစီကြနေတဲ့မျက်ရည်တွေကိုလားအချစ်ဆိုတာလေရောက်ယူခြင်းလားပေးဆက်ခြင်းလားတော့မသိပေမဲ့ဂျူလီယာလိုက်အချစ်ဆိုတာတိုင်းတာလို့ရတဲ့အရာမှမဟုတ်တာဘလို့စံနှုန်းတွေပါတယ်ဆိုတာကိုရှင်းပြပါအောင်ကွာလှိုင်ပြောပါလေဘာကြောင့်ပြောတာလဲဂျူလီယာလိုက်ရာဘာကြောင့်ပြောတာလဲကွာအဖိတ်စီများတဲ့လောကကြီးရဲ့လေမျက်ရည်ဆိုတာငိုဖို့မဟုတ်ဘူးလို့ဆိုချင်တာလားကွာကျွန်တော်မျက်ရည်ကျနေပြီလေလှိုင်မရှိတော့ပြီမဲ့လောကကြီးရှိသည်လှိုင်ရမရှိတော့ပြီမဲ့လေလောကကြီးကရှိသေးတယ်အလွမ်းနေရှိသေးတယ်ကျွန်တော်ရှိသေးတယ်ဂျူလီယာလိုက်မင်းကိုလွမ်းနေတဲ့ဟော့ဒီမြက်ကန်းရှိနေပါသေးတယ်ကွကိုမင်းညိုမြင်နေရတာမှန်သမျှလေကျွန်တော်ဘာကိုမြင်ရမှာလဲကျွန်တော်ဘာကိုမြင်ရမှာလဲဂျူလီယာလိုက်မင်းမရှိတဲ့နောက်ငါဘာကိုမြင်ရမှာလဲပြောပါအောင်ဂျူလီယာလိုက်ရာလှိုင်မြင်နေရတယ်လေသူဟာအတန်ကိုချစ်ပြီးတော့သူဟာအတန်ကိုချစ်ငိုကြွေးမိတာပေါ့ကျွန်တော်မြင်နေသမျှမြင်နေရတာလားလှိုင်မျက်ကြည်လွှာအလူရှင်ဂျူလီယာလိုက်လှိုင်နဲ့ကိုမင်းညိုကလေမပေါင်းဆက်လိုက်ရတဲ့ဘဝပါလှိုင်နဲ့ကိုမင်းညိုကမပေါင်းဆက်လိုက်ရလှိုင်နဲ့ကိုမင်းညိုကလေမပေါင်းဆက်လိုက်ရတဲ့ဘဝပါဂျူလီယာလိုက်အဲ့ဒီအတွက်ငါမျက်ရည်တွေကိုကြည့်ပါဘာအတွက်ငိုနေရလဲသိလားဂျူလီယာလိုက်မပေါင်းဆက်ရတဲ့ဘဝမှုပါနေရာတစ်ခုတည်းကိုအတူတူကြည့်နေမိပြီဒါကြောင့်ကိုမင်းညိုကြည့်နေသမျှလိုက်မြင်နေရမှာပါမျက်ရည်ဆိုတာငိုဖို့တတ်လားငါရင်ထဲမှာလေမင်းစုပ်ကင်ထားတာပါဂျူလီယာလိုက်ရာငါမျက်ရည်တွေကိုရက်တံပေးပါအောင်ကွာအဲ့ဒီအတွက်ကျေးဇူးပါကိုမင်းညိုကျွန်တော်ကိုကျေးဇူးတင်နေရလားဂျူလီယာလိုက်ကျွန်တော်ဘသူ့ကိုကျေးဇူးတင်ရမှာလဲလောကကြီးကိုလားကံကြမ္မာကိုလားပြောပါဂျူလီယာလိုက်အသက်ဆက်ရှင်ရမှာလဲဂျူလီယာလိုက်မသေးကြတော့ပါဘူးကွာလှိုင်ကိုမင်းညိုနဲ့လှိုင်ကလေကိုမင်းညိုနဲ့အတူရှိနေမှာပါသူဟာအရာရာမှုံဝါဖြစ်နေတာပေါ့သူ့ရဲ့မျက်ရည်ကိုအံ့ဩတကြီးပြန်ဆန်းကြည့်တယ်မင်းငိုနေရလားဂျူလီယာလိုက်ရှိုက်တန်တွေကသာမသေးမကွဲရှိုက်တန်တွေကသာအရာရာမသေးကွဲပါရှိုက်တန်တွေကသာအရာရာမသေးကွဲဟိုးမာလေးလဲခွင်းကြီးတွေ့လားအဲ့ဒီလဲခွင်းကြီးရဲ့အစုံမှာတော်တန်လေးရှိလဲဂျူဟိုးမာလေးလဲခွင်းကြီးကိုတွေ့ရလားအဲ့ဒီလဲခွင်းကြီးရဲ့အစုံမှာတော်တန်လေးရှိလဲဂျူအဲ့ဒီလဲခွင်းကြီးရဲ့အစုံမှာလေတော်တန်လေးတစ်ခုရှိတယ်ဂျူလီယာလိုင်းရဲ့သူဟာတစုံတစ်ခုကိုဆက်ရှိလက်ရှိရှင်းပြတယ်လဲခွင်းတွေကစပားတွေကလေစိမ့်မာရဲ့ဒါပေမဲ့ရိတ်သိမ်းချိန်ကြခါနီးလို့ထင်တယ်တချို့နေရာတွေကဝါနေပါပြီဒါပေမဲ့အစိမ်းတွေကြားထဲမှာအဝါတွေကရိမ့်ထိုးနေတော့တိတ်လာတာပဲလှန်ရဲ့ဟိုမှာကြည်စံပြိုင်းလေးတွေသူ့နှုတ်မှာစိတ်ပါလက်ပါရေရွတ်နေတာပေါ့ပြိုင်းတွေကအများကြီးပဲလှန်ရဲ့ဟောပြိုင်းလေးနှကောင်ခွဲထွက်သွားပြီသူတို့ကချစ်သူတွေထင်နေတော့လှိုင်းတူတူဖွားဖွားရည်တံကိုကြားရတာပေါ့မရည်နဲ့လှိုင်းရဲ့သူတို့ကလေတကယ်ချစ်သူတွေဖြစ်မှာပါဟိုးတော်တန်လေးကိုကြည်စမ်းကျွဲတအုပ်ဖြတ်သွားတာကျွဲပေါ်မှာခလေးပူစီကလေးလေးတက်စီးသွားတာတောက်တဲ့ကက်နေသလိုပဲကျေပြင်းတဲ့လဲခွင်းကြီးတစ်ခုကိုငေးပြီးစကားများနေတဲ့သူတယောက်ပြိုင်းလေးနှကောင်လေးတော်ဆက်ကတစ်ပင်နာပေါ့ပြိုင်းလေးနှကောင်ကလေတော်ဆက်ကတစ်ပင်ပေါ်နားနေပြီသူတို့ကတိတ်ချစ်ကြတယ်ထင်နေနော်ကျွန်တော်လို့လို့ပေါ့ဗျာကျွန်တော်လို့လို့ပေါ့သူ့အတန်းကလေအနှဲငယ်တုံရီသွားတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကမျောလင်းချက်တို့နဲ့တောက်ပနေတာပေါ့ဘေးနားမှာဘယ်သူမှမရှိဘူးသူတယောက်တည်းဒါပေမဲ့သူ့နားမှာအပြုံးပန်းနေပွင့်နေတယ်သူကပြုံးရင်တီးတိုးဆိုရဲလှိုင်ပြော်လာရင်လေဖြီကလည်းအေးလျက်ဂျူလီယာလိုင်းလောကဓမ္မကလည်းအလုံးစုံနားမလည်ပေမဲ့လူတွေရဲ့ချစ်ချင်းတရားကိုသိခဲ့ရပြီလူဆိုတာတီးခြားနေတဲ့တတဝါတော့မဟုတ်ဘူးလူဆိုတာလေတီးခြားနေတဲ့တတဝါမဟုတ်ဘူးဂျူလီယာလိုင်းပဝင်းချင်းရှိတယ်အချစ်ရှိတယ်အေးမြတဲ့မေတ္တာတရားရှိတယ်ပူလောင်တဲ့ရယူလိုမှုလည်းရှိတယ်အတုံးလည်းများတဲ့လောကကြီးမှာလေတဘာဝရဲ့အကောင်းဆုံးလက်စားချခြင်းကကိုကွင်းချင်းမှာပဲအားလုံးကလောကခီးတဲ့တွေပဲလို့ဆိုပြီးကိုကွင်းချင်းတွေဆိုရဲတူရာတွေစိုက်ထူထားတာကဘာဦးကလေးကပါပဲလားအရေးဆိုမင်းလွတ်ပစ်တာမဟုတ်ဘဲနဲ့သူ့လိုလိုလွင့်ပြန်သွားကြတာဒီခီးမှမနှဲလှပါဘူးကွာတယောက်နဲ့တယောက်တွေးဆုံစေပြီးတော့တန်ရုံးစင်ကျိုးတွေနဲ့ယုံမရအောင်ချီနှောင်ပြီးမှဘသူမှမသိခင်ဖြစ်တော့ပြစ်တာကလေသူတို့ရဲ့ရက်ဆက်မှုပါပဲအပြန်လဲချစ်မိလို့လေလောင်ကြိုက်တဲ့ဝင်းနေရင်တော့မှလောင်ကြိုက်တကားကိုဖြစ်စီးပြစ်တာလေသူတို့ပဲလွမ်းဆွေးခြင်းဆိုတာလေဗမာလုံကြုံလို့လေဂျူလီယာလိုက်
ဘယ်တော့မှလေညီမချင်းချလို့မရတဲ့လူတွေဖြစ်နေကြတာကိုလေအရှုံးကိုပိုက်ပြီးတော့အားငယ်လာတဲ့သူကိုပြောင်းလာတဲ့အထိဖိတ်ကူကျင်ကြပါရဲ့ဘသူချစ်ခိုင်းလို့လဲဆိုတဲ့မိခုကိုတော့မှမဖြေနိုင်တာလေကွာလောကဓမ္မချစ်ရင်ဝစ်စင်းနေရတာကတော့မဆန်းပါဘူးတိတ်တော့မဆန်းတော့ပါဘူးလေဘဝဆိုရလေလက်တွဲရတော့မှအင်အားအရှိဆုံးမှာအခုတို့တွေလက်တွဲခဲ့ရပြီဂျူလီယာလိုက်ဒါပေမဲ့ငါလက်တွေကလေဟာနေထဲမှာပဲစုပ်ကင်ထားမိရဲ့အဖြစ်တွေမမြင်တော့ပါဘူးဂျူလီယာလိုက်ချစ်ချင်းတရားအတွက်လေလောကရန်ဆိုတာချုံမိမာတွေအပြစ်လဲကင်းပါတယ်လေဒါကြောင့်လေမင်းအတွက်ကပြတဘိုးဆက်ဆိုပြရစီကျွန်တော်ရဲ့ချစ်ချင်းအပြစ်ကင်းသမှုအပြစ်ကင်းတဲ့ချစ်ချင်းလင်္ကာပါပဲနားဆင်ကြည့်ပါဂျူလီယာလိုက်အဆုံးထိနောက်တရဆင်မိခဲ့ကြတဲ့ဘာမစ်လိုက်ပြီးပြည်သက်များအားလုံးစိတ်ရည်ကြမ်းမာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဘာမစ်လိုက်ပြီး Oreo ဝိုင်းတော်သားများအားလုံးကဆုတောင်းပေးလိုက်ပါတယ်နေ့စဉ်နေ့တိုင်းစာအုပ်ကောင်းလေးတွေကိုဖတ်ပြပေးသွားမှာမို့လို့ဘာမစ်လိုက်ပြီး Oreo Channel လေးကို Subscribe လုပ်ထားပေးကြပါဦးနော်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်